ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Chang Dark Story Channel လေးကနေပြီးပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်အောက်လန်းဘိုးထင်နဲ့ကိုမြကြီးတို့မင်္ဂလာဆောင်ဓမ်းမေများသည်ဟိုတစုဒီစုနဲ့လဲခွင်းများဘေးရှိရာကွက်အတွင်းတွင်ပေါက်ရောက်လို့နေကြသည်ထို့အပြင်ညီညာစွာဖြင့်တန်းလိုက်ပေါက်နေသည့်ဓမ်းမေများလည်းရှိသေးသည်ဓမ်းမေများ၏ဓားထဲတွင်တော့ဓမ်းလိုက်များမိုးထားတဲ့ထန်းတဲလေးတစ်လုံးရှိပြီးထန်းတဲလေး၏ဘေးတွင်တော့မြူအိုးများတောင်ပုံရာပုံရှိသလိုရေအိုးကြီးများဖြင့်ထည့်ထားသောအမြောက်စီစီနှင့်ထန်းရည်များလည်းရှိနေသည်ထန်းတဲလေး၏ခလန်းလန်းတွင်တော့မိုးပြဲတဲအိုးဖြင့်မျိုးသမီးကြီးနှစ်ယောက်တို့မှထန်းလျက်ချတ်နေကြပြီးရင်ဆွဲချိုချီနှောင်ထားသောထန်းမီများအောက်ရှိဖျားများတွင်တော့ထန်းရည်လာတောက်ကြသောတစောသမားများနှင့်အပျော်ရမ်းလာတောက်သည့်ထန်းရည်ကြိုက်သူများတို့သည်သူ့အုပ်စုနှင့်သူဝိုင်းဖွဲ့၍ထန်းရည်တောက်နေကြသည်ထိုထဲတွင်အတန်ကျဲကျဲအုပ်စုတစ်စုမှမြောက်ပြင်ရွာမှကိုမြင့်ကျူတို့၏အုပ်စုဖြစ်၏ကိုမြင့်ကျူသည်သူ၏ပုံစံအတိုင်းထန်းတော်လာသည့်အချိန်မှာပင်အုံးစီကိုရွှဲနေအောင်လိမ့်ကြံထားပြီးသပင်အားပြားနေအောင်ဖိလို့ထားသည်သူသည်ထန်းရည်အားမြူအိုးလိုက်မော့လိုက်ပြီးလျှင်မျက်နှာမတာမယာနှင့်သူနှင့်တူနေထိုင်နေသည့်ပေါင်းပါများအားစကားဆိုလေသည်အေးအောင်လေမင်းတို့ဒီတိုင်းပဲထန်းရည်တောက်နေကြတော့မှာလားကျုပ်တို့ကဒီတိုင်းမတောက်လို့ကင်းမီကောထောင်တောက်ရမှာလားကိုမြင့်ကျူရဲ့ထွေးမင်းတို့ကောင်နေကိုပေါင်းတင်းတယောက်လုံးဘလို့ခံစားနေရလဲဆိုတာဘာမှကဲမခတ်တတ်ဘူးမျိုးဖို့စို့ဖို့တောက်ဖို့စားဖို့ပဲတိတဲ့ကောင်နေကို့စီဟာဘာရီများခံစားနေရတာတော့ဗျာမင်းတို့မို့မေးရတယ်ကွာငါအုံနုတွေကိုကျွဲခတ်နေပြီကွာကိုမြင့်ကျူပါလေဗျာကြောင်တောင်တောင်နဲ့ခမားအုံနုတွေကိုဘဲကကျွဲရဝင်ခတ်နိုင်ပါလေတော့ထိုးတာလောက်တန်ထိုးတာလောက်ပဲရှိမှာပေါ့ကိုမြင့်ကျူသည်သူ၏ဘေးတွင်ထမ်းရက်ခွာအားဇိမ်ခံတောက်ရင်းပြောလိုက်တော့တော်ကြီးမိရသောလူရည်အားမကြည်မနှက်ကြည့်လိုက်ခါတော်ကြီးမင်းဆိုတဲ့ကောင်ကတောက်ဖို့နဲ့မျိုးဖို့ပဲသိတယ်ငါအုံနုကျွဲခတ်တယ်ဆိုတာသဘောပြောတာကွာငါကြိုက်နေတဲ့အေးမြင့်လေးကိုဟိုတကောင်သားပေပင်ရွာသားမြာကြီးဆိုတဲ့ကောင်နောက်ပါတော့မယ်လို့ပြောတာမင်းတို့ကောင်တွေတကယ်ကိုနေနိုင်ရက်တဲ့ကောင်တွေပဲအဲ့လိုလည်းမဟုတ်ပါဘူးဗျာကျုပ်တို့ကအသေးမာတွေကိုမြင့်ကျူကြီးအခုလောက်ခံစားနေရတယ်ဆိုတာမယုံနိုင်ဖြစ်နေတာအသေးဘလောက်မှကွာကိုပြိုးထားတဲ့ပန်းလေးကိုတပားသူခူးတော့မယ်နမ်းဆိုင်တော့မယ်ကြားတော့အသေးကမမာနိုင်တော့ဘူးကွာမင်းတို့သိလားအဲ့ဒါဒီကိုမြင့်ကျူကတော့လောက်တော့မယ်ဘဲကပန်းနေပြိုးထားတာတော့ခမားအိမ်ဝိုင်းထဲမှာဆိုမြတ်တိုးကြီးပါပဲဗျာဘာလို့ပြောလို့ပြောနေမှန်းမသိဘူးပန်းတော်ပြိုးလိုက်သေးတယ်သူ့အိမ်ကြည့်တော့ပန်းတော်ဖြူတွေတောင်ပေါက်နေတာတော်ကြီးမှာထိုးတို့ပြောလာသဖြင့်ကိုမြင့်ကျူတယောက်စိတ်မရှိနိုင်ဖြစ်ပြီးတော်ကြီးရဲ့နရင်းကိုခက်ဆက်ဆက်လေးရလိုက်ကမင်းဆိုတဲ့ကောင်ညံတုံးလုံးနေပန်းဆိုတာမင်းမေကြီးတော့အေးမြင့်ကိုတင်စားတာဟာခွေးရမှာပဲဒီကောင်နဲ့တော့ခံစားနေရတာတွေတော့ဘယ်ရောက်လို့ရောက်မှမသိတော့ဘူးကိုမြင့်ကျူတယောက်သူ၏ဘေးရင်ရှိသောဝါဝတုတ်တုတ်ဖြူဖြူနှင့်တော်ကြီး၏နတ်တင်အားသူ၏လက်ညှိုးဖြင့်ထောက်ပြီးပြောလိုက်ခြင်းဖြစ်ပါတယ်ကိုမြင့်ကျူစိတ်ညစ်နေသည်ကိုတီတော်ပွားကြီးမှာဓာတ်ရည်တစ်ခွက်အားတောက်လိုက်ပြီးကိုမြင့်ကျူကျုပ်တို့ဘာကူညီရမလဲပြောဗျာခမည်းကကျုပ်တို့အမြဲတမ်းပြုစုနေကြဆိုတော့ပြောဗျာကျုပ်တို့ကူညီမယ်အေးကွာမင်းကမှသိတယ်ဒီလိုလို့ကွာမင်းတို့ပေပင်ရွာကိုတွားကွာအခြေအနေစုံစမ်းကြည့်ဘာအခြေအနေစုံစမ်းရမှာလဲဗျဟိုကောင်မြကြီးဘလို့တွေလှုပ်ရှားနေဆိုတာဟိုပေါ့ကွာဘာလှုပ်ရှားတာကိုပြောတာလဲကိုမြင့်ကျူကမင်းကလည်းတော်ကြီးနဲ့မထူးမခြားနာပါလားပွားကြီးကကိုမြင့်ကျူပါလေဗျာခမည်းကိုအရေးရှိနေတာပြောဗျာကျုပ်တို့ပေပင်ရွာကိုတွားပြီးဘာလုပ်ရမှာအေးကွာမင်းတို့ညံနေတဲ့သူတွေကတဲ့ပြောမှတီးမဲ့ကောင်လေးဆိုတော့ပြောရတော့မှာပေါ့တခြားမဟုတ်ဘူးဟေးမြာကြီးဆိုတဲ့ကောင်ဘယ်တော့မအေးမြင်လေးနဲ့အာဝါဟဝိဝါဟပြုတ်မှလဲဆိုတော့သွားစုံစမ်းအဲမင်္ဂလာပွဲကိုတို့ဖြတ်နိုင်ရင်ဖြတ်ဖို့ပေါ့ကွာကိုမြင့်ကျူကလည်းဗျာအာရန်ကောမင်္ဂလာမဆောင်ရင်မအေးမြင့်ကိုအတင်းခိုးရင်ရောဟဲကောင်ကတူမင်းကဒီနယ်ကိုဥပဒေနဲ့လွတ်တဲ့နေရာများထင်နေရလားဘာလဲမင်းကိုမင်းဓမြများထင်နေလားအဲ့လိုလှုပ်လို့ဖြစ်မလားကွာထောင်ကြောက်သွားမှာပေါ့မင်္ဂလာဆောင်ဖြတ်မယ်အကြံနဲ့ဖြတ်မယ်ကွာကျန်တဲ့ကိစ္စငါတောင်းဝန်ထားအဲ့ဒါဆိုလေပြီးတာပဲဗျာမနှက်ပြန်ကြမှာအဲ့ဒီကိုကျုပ်တို့သွားလိုက်မယ်ဤသို့ဖြင့်ကိုမြင့်ကျူနှင့်အပေါင်းပါတို့သည်ကိုမြကြီးမင်္ဂလာဆောင်အားနှောက်ယှက်ဖို့အတွက်ထန်းတော်ရဲတွင်ထန်းရည်တောက်ရင်းကြံစီနေကြပါလေတော့သည်အခန်းနှင့်ပေပင်ရွာလေးရှိကိုမြကြီးအိမ်ဝိုင်းထဲတွင်ဖြစ်သည်ကိုမြကြီးတယောက်အိမ်ထဲတွင်ရှိသောတစ်ပင်ချိုအားခုတ်နေပြီးမြန်များထနေသောနေရာများပေါက်တူးဖြင့်ပေါက်နေလေသည်သူနှင့်အတူအလုတ်ကူလုံးနေသူ၃ယောက်ရှိပေ၏သူတို့မှာဘိုးထင်တာအီးနှင့်ပေတူးတို့ဖြစ်သည်ဘ
ဘိုးထင်တို့သည်မအေးမြင့်အားချမ်းသာရွာသို့ပို့ဆောင်ပြီးမအေးမြင့်၏မိခင်ကြီးဖြစ်သူအားကိုမြကြီးမှရှေ့မျက်နှာနောက်ထားပြီးသူမ၏သမီးဖြစ်သူအားတောင်းရမ်းဖို့ကြောင်းလန်းရာသမီးဖြစ်သူ၏ဆန္ဒအရဆိုသောကြောင့်အစဉ်ပြေပြီးနေကောင်းရက်သာရွေး၍တောင်းရမ်းဖို့အတွက်ရက်သက်မှတ်ခဲ့လေသည်ချမ်းသာရွာသို့တခါတည်းတောင်းရမ်းပြီးမင်္ဂလာဆောင်မည်ဖြစ်သလိုပေပင်ရွာတွင်လည်းနောက်ထပ်ထပ်ဆောင်မည်ဖြစ်၍ယခုကဲ့သို့သူ၏အိမ်ဝိုင်းကျယ်ကြီးရဲ့ရှိမင်္ဂလာမန်းနဲ့ထိုးမိနေရာများကိုရှင်းလင်းနေခြင်းဖြစ်သည်ကိုမြကြီးသည်သူအားလှုပ်အားပေးနေသည့်ဘိုးထင်တို့သုံးအောင်အားပြုံးကြည့်ကာပေါက်ပြားဖြင့်အောက်ပေါက်ရင်းလှမ်းစကားဆိုလေသည်ဒီနေ့မှပဲတခြားကောင်တွေမလာဘူးကွာမင်းတို့သုံးအောင်ပဲလာတယ်ဘယ်လာမလို့ခမားကြံစိုးကြီးကိုတိလို့မလာတာနေမှာပေါ့မင်္ဂလာဆောင်ဖို့မပြောနဲ့တောင်းတော့မတောင်းရသေးဘူးဒါရီလို့ဖို့လိုလားဗျာလိုတာဘောငါကောင်ကငါမင်္ဂလာဆောင်ကြီးကြီးကျယ်ကျယ်ဆောင်ပါလော်စပီကာဟိုတော့မျိုးကတိုင်းကြော်လို့ခေါ်မလားလို့ तू ကဓာတ်ပြားနဲ့မဟုတ်တော့ဘူးတဲ့ကွာအခုနောက်ပိုင်းပေါ်တဲ့ဘာကွာကက်ဆက်ဆိုလာအဲ့ဒါနဲ့ဖွင့်လာတယ်ဟာကြည်လဲလို့ဈေးကြီးရေပြောတယ်နော်မင်းရလေကွာတသက်မှာတစ်ခါမင်္ဂလာဆောင်ရတာကြီးငါတော့ငှားမှာပဲမင်းတို့သိန်းအောင်ကိုငှားခိုင်းတာတယ်ကိုမြကြီးမှပေါင်းပေါင်ရင်ထိုးတို့လှမ်းပြောလိုက်သည့်အခါပေတူးသည်သူ၏မျက်နှာမှချွေးတို့အားလက်ဖြင့်တုပ်ပြီးကိုကြီးသိန်းအောင်အကြောင်းလဲသိရသားနဲ့ဗျာသူ့အမေကနွားပွဲစားမလုပ်ခိုင်းလို့ခြေချုံမိနေတာအခုကိုမြကြီးတို့ကအခွင့်အရေးသွားပေးပြန်ပြီပြီးရင်ထိမ့်မြဖြစ်အောင်မယ်မင်းရလေကွာသိန်းအောင်ကနွားပွဲစားဆိုတော့လဲတယ်ကွာသူပဲလောငားတာအဆင်ပြေမှာရက်ကောတိကျတတ်မှတ်ပြီးပြီလားအဲ့ဒါတော့မလုပ်ရသေးဘူးလေလာမဲ့လာပြေကျော်9ရက်ကရက်ရစာကြတယ်ကွာအဲ့นี่ချမ်းသာရွာကိုသွားမှလေဟိုရောက်မှတခါတည်းဒီမှာမင်္ဂလာဆောင်မဲ့ရက်ကိုတတ်မှတ်မလားလို့အဲ့ဒါလေကောင်းတာပဲကောင်းမနေနဲ့မင်းတို့ဒိုးဘက်တီးရမှာနော်ကြားလားဟိုကောင်အောင်တန်းတို့ကိုလည်းပြောသူတို့ကတငယ်တော်ကမှာကိုကြီးမြကြီးကမိန်းမတောင်းတာအိုးစီဒိုးဘက်နဲ့ပါတောင်းပါလားအေးဘောကွာလှဲရီလေလှုပ်ခိုင်းတာတယ်လှဲ5စီးနွား5ရှင်းလဲ10ဧကရာ10ဧကရွှေ9ချက်သားနဲ့တောင်းပါအဲ့ဒါတွေကုန်ပြင်ဆင်ထားပြီးပြီတို့ကိုကြီးမြကြီးတို့ကတော့တကယ်ကိုကြမ်းနေပြီပဲဗျာမအေးမြင့်တို့ကတော့ကံကောင်းတာပဲဗျို့လောက်ဗျာဒီဟာလေးပြီးရင်ကိုလွမ်းဝေတို့ထန်းတော်ကိုသွားအောင်မရောက်တာလေကြာပြီသွားကြတာပေါ့ကွာကဲလက်စားတကြားကွာကိုမြကြီးမှာထန်းတော်သို့သွားမိဟုဆိုသည့်အခါတာအေးပါဝင်ဘိုးထင်နှင့်ပေတူးတို့သည်လေကျေနပ်ပျော်ရွှင်သွားကြသည်ထို့နောက်သူတို့သည်ကိုမြကြီးအားစလိုက်နောက်လိုက်နှင့်ကျဲဝန်းသောအိမ်နောက်ဖေးရှိမြေကွက်လက်ကြီးအားရှင်းလင်းလို့နေကြပါလေတော့သည်အခန်း3ထမ်းမင်ကြရဲ့ချိုတမြကားတလေလေပေါ့ဗျာတို့ပြီဂျီတက်ကိုလွမ်းဝေထန်းတော်ရဲတွင်ရွှေမန်းတင်မောင်၏ထမ်းမင်ကြရဲ့တချင်းစုကအရှိန်ကောင်းနေသူများမှာတခြားသူများမဟုတ်ဘာကြီးမြဦးအောင်တို့နှင့်အတူပေပင်ရွာဆိုင်းဆရာကြီးဦးထီးနှင့်ပြဆက်ဆရာဦးတန်းမောင်တို့လူစုဖြစ်သည်သူတို့၏ဘေးတွင်တော့ပေပင်ရွာမှကာလာသားများမှာပြုံးရွှင်နေသည့်မျက်နှာဖြင့်တို့ပြီလိုက်လို့နေကြသည်များမကြာသောချိန်တွင်တော့ဘာကြီးမြသည်ထန်းတော်ရဲဝင်လာသောကိုမြကြီးနှင့်ဘိုးထင်တို့3ယောက်ကိုမြင်သည့်အခါသူ၏ဘေးတွင်ရှိသောဦးအောင်အားလက်တို့၏သတိပေးလိုက်သည်ငုံမင်းကောင်ပေါ်တော်မူရောက်လာပြီမင်းကိုစူးနေအောင်မယ်ရပါတယ်ကိုမြရာနောက်ပေါက်တဲ့မြာကြီးကတော့စွန်တော့မယ်ကိုမြကတော့အခုအသက်အရွယ်ထိမစွန်သေးဘူးမလားငါအုပ်မင်းမိန်းမလေးရပြီဆိုတာနဲ့ငါ့ကိုကြွားနေတာပြီးလို့မပြီးတော့ဘူးဘလို့လဲမင်းမိန်းမဒီလာတာမပြောဘူးလားကိုမြရာငါအုံးဆိုတဲ့ကျုပ်ကမိန်းမကိုမီးသေးလှုပ်ထားတာရေဆိုရေမီးဆိုမီးဗျအေးဆေးဆိုအစိတ်ဆေးခတ်တတ်နေအောင်မယ်တော်စမ်းပါဗျာပေါက်တကြီးကဲကိုတီထမ်းမြင်ကြရည်လေပြန်ဆိုဗျာအေးကွာဆက်ဆိုကြတာပေါ့ဦးအောင်တို့သည်သူတို့နှင့်ခလန်းလန်းထမ်းမြင်အောင်မှဝိုင်းဖွဲ့လိုက်ပြီးကိုမြကြီးတို့အားလက်ပြကပြုံး၍နှုတ်ဆက်လိုက်ပြီးလက်ဖြောက်တီးသူကတီးပေါင်ကိုလက်ဖြင့်ပုတ်သူကအပုတ်ဖြင့်ထမ်းမြင်ကြရည်တချင်းဆက်ဆိုနေလေသည်ဘိုးထင်သည်လွမ်းဝေထမ်းရည်လာချပေးသည်နှင့်ဦးအောင်တို့အားမေးငေါ့ကမေးမြန်းလိုက်လေသည်ကိုလွမ်းဝေကျုပ်ဥပတို့ဘယ်အချိန်တည်းကရောက်နေရလဲဗျစွန်းစားချိန်လောက်ထဲကရောက်နေတာနေတိုင်းလာနေရလားတပတ်တရက်လောက်ပဲလာတာပါမင်းတို့ထက်တော့ရက်စိတ်တွေပြောရမယ်အေးဗျာကျုပ်ဥပလည်းမိမရကြီးမှစိုးနေမင်းပါတယ်မဟုတ်ဘူးဦးမြတို့ပါရောစိုးနေတာအကြောင်းပြချက်ကတော့ကိုမြမိမရတာကိုပျော်လို့တောက်တာလေဟိသူတို့တောက်ထားတဲ့အဖိုးခါကိုလေကိုမြစီမှာတောင်းရမယ်လေဟာအဲ့ဒါတော့သူတို့လူလေကြတာပဲဗျ
ဘိုးထင်မှထိုတို့ပြောလိုက်သည့်အခါကိုမြကြီးသည်ဘိုးထင်ပခုံးအားပုတ်လိုက်ပြီးနေငါကသူတို့မပြောလဲရှင်းပြေးဖို့တွေးပြီးသားကဲလွမ်းဝေဒီနေ့ထမ်းရည်လာတော့တဲ့တို့ပေပင်သားတွေအကုန်အတွက်သူတို့တောက်သမျှငါရှင်းမယ်ကွာသူတို့စီကမတောင်းနဲ့ကြားလားကိုမြကြီးမှာဘိုးထင်တဲ့စကားဆိုရင်ကိုလွမ်းဝေအားထိုတို့ပြောလိုက်ခြင်းဖြစ်ပါတယ်ကိုလွမ်းဝေသည်ဦးကောင်းကိုညှိ့၍လက်ခံပြီးနောက်ထန်းတော်ထဲမှလူများကြားနိုင်စေရန်အတန်ခက်ကြဲကြဲဖြင့်လှမ်း၍သတင်းစကားပါလေသည်ကဲပေပင်သားတွေဒီနေ့တောက်တဲ့အဖိုးခါကိုကျုပ်တို့သရိုးသားလောင်းကြီးကိုမြကြီးကပေးမယ်တဲ့ဗျတောက်ကြဟေးဟုတ်လို့လားအဲ့ဒါဆိုတော့လေတို့ပြောရလွတ်တာပေါ့ကွာတောက်ကြဟေးတောက်ကြထန်းတော်ထဲတွင်ရှိသောပေပင်ရွာသားများသည်ပျော်ရွှင်စွာဖြင့်တဝါးနှင့်တဝိုင်းလှမ်းစားနောက်၍ပင်ထမ်းရည်တောက်လို့နေသည်ကိုမြကြီးသည်လည်းမျက်နှာပြုံးဆဆနှင့်ထမ်းရည်မြူအိုးကမြောက်မြောက်ပြပြီးနှုတ်ဆက်လို့နေပါတယ်ထိုအချိန်သူတို့၏ဝိုင်းစီသို့မြောက်ပြင်ရွာမှကိုမြင့်ကျူလွတ်လိုက်သောပွားကြီးတော်ကြီးနှင့်ငတူတို့၃ယောက်သည်ထမ်းရည်အိုးနှင့်အမီးပကံများကိုကင်ပြီးလှမ်းလာကဥစွာကိုမြကြီးအားပွားကြီးမှခွင့်တောင်းလေသည်ကိုမြကြီးဆိုတာအကိုကြီးလားဟုတ်တယ်ကွာမင်းတို့ကဘသူတွေလဲကျုပ်တို့ကမြောက်ပြင်ရပါဗျဒီကထမ်းရည်ကောင်းတယ်ဆိုလို့လာတော့တာအကိုကြီးမင်္ဂလာဆောင်တော့မယ်ပြောနေကြလို့အားကြလို့မိတ်လာဆက်တာရတယ်လာထိုင်မင်းတို့တောက်ထားတာတွေရောငါရှင်းမိမယ်အားနာစရာကြီးကိုကြီးဟာဘိုးထင်တို့၃ယောက်သည်ကိုမြကြီးနှင့်စကရောဖောရောလုံးနေသည့်ပွာကြီးတို့အားအကဲခတ်ကြည့်လိုက်ပါတယ်လူပုံများမှာရိုးအားပုံစံမျိုးဖြင့်ဖြစ်သည်ဖြင့်ဘိုးထင်တို့သည်တန်တရားစိတ်မထားပေသူတို့ထိုင်နိုင်စေရန်အတွက်နေရာပေးကလောကုတ်ပင်ပြုတ်လိုက်သေးသည်ကဲငါအကိုတို့ထိုင်ကြဗျာလိုရာရှိရင်လေမှားအားမနာနဲ့အကိုတို့အခုလိုကြိုးဆိုတာဝမ်းတာတယ်ကွာဝမ်းတာရင်ထိုင်ဗျာမိတ်ပြဆွေးပြေလေးတောက်ကြတာပေါ့ပေတူးမှထိုးတို့ပြောပြီးထမ်းရီကွက်အတွင်းထမ်းရီများထဲကပွာကြီးတို့အားကမ်းပေးလိုက်ပါတယ်ပွာကြီးတို့သည်လည်းထမ်းရီများကိုတောက်ပြီးနောက်ကိုမြကြီးစီမှစတင်ပြီးစကား၌လေသည်ဒီဟာကိုကြီးယူမဲ့သူဟာအကိုကြီးတို့ပေရင်ရွာရဲရပဲလားဗျမဟုတ်ပါဘူးကွာချမ်းသာရွာကွာချမ်းသာရွာကျုပ်ဖြင့်ကြားတော်မကြဘူးလှမ်းတယ်အစောကြီးထသွားရင်တော့မိုးချုံမှရောက်တာလေအဲ့တော့လှမ်းတယ်လို့ပြောရမှာပဲကိုကြီးတို့ကအဲ့မှာမင်္ဂလာဆောင်ပါပေါ့အင်းပေါ့ဘယ်နေ့သွားမှာလဲဗျလာပြည့်ကျော်9ရက်မနက်အစောလောက်သွားမယ်လीကွာဟုတ်လားအဲ့ကိုသွားမှာဆိုတော့လဲရီတော့များမှာပေါ့မများပါဘူးကွာတို့4ယောက်လောက်ပဲအရင်သွားမှာဟုတ်လားပွာကြီးတို့သည်အကြံဖြင့်ကိုမြကြီးထံမှသူတို့သိလိုသောအကြောင်းအရာများကိုမေးမြန်းနေခြင်းဖြစ်ပါတယ်ကိုမြကြီးသည်လည်းရိုးသားသားထင်၍ပြောပြလိုက်ပါတယ်ဘိုးထင်တို့မှလည်းပွာကြီးငဒူနှင့်တော်ကြီးတို့၏မျက်နှာများမှာရိုးအားပုံစံများဖြစ်နေ၍ကိုမြကြီးပြောသောအကြောင်းများကိုခေါင်းညှိ၍ပင်ထောက်ခံနေသေးသည်ပွာကြီးတို့သည်ကသူတို့သိလိုသောအချက်လက်များအားသိရပြီဖြစ်၍ကိုမြကြီးတို့အားရုတ်တရက်နှုတ်ဆက်လိုက်ကဲကိုကြီးကျုပ်တို့တွားအောင်မယ်ဗျာရွာကိုပြန်ရမှာဝေးတယ်ဆိုတော့အစောကလေးကပြန်မှမိုးချုံမှရောက်မှာဗျအော်အေးတွားကြတွားမယ်ဗျာတွားပြီကိုကြီးနဲ့ညီလေးတို့ရေပွာကြီးတို့ထွက်သွားသည့်အခါပေတူးသည်ကိုမြကြီးအားကြည့်ကမေးမြန်းလိုက်လေသည်ကိုမြကြီးနေပါဦးကျုပ်တို့တွေတွားမှာလှဲတွေအများကြီးမလားဘလို့တစည်းလေးတွားမယ်ပြောလိုက်တာမကြွားချင်လို့ပါကွာခန်းနာနာကြီးတွားတယ်ဆိုတာသူတို့ကြွားသလိုဖြစ်နေမှာစိုးလို့ကွာအဲ့ဒီကြရင်လေမင်းတို့ငါတို့ပဲရှေ့ရအရင်သွားရမှာပဲလေကြိုရောက်ထားတော့ပြင်ဆင်စရာရှိတာဝိုင်းကူပြင်ဆင်လို့ရတာပေါ့အေးဗျာအဲ့ဒါလေကောင်းတာပဲကဲငါကောင်လေးတောက်ကြွာပြီးရင်အိမ်ဝိုင်းလေးတွေထပ်ရှင်းကြအောင်လို့ဟာတော်ပြီမဟုတ်ဘူးလားမင်းတို့ကလေကွာထိုင်းရင်ဒီလောက်တိုက်ထားတာကိုမလုပ်ချင်ဘူးလားခမရကျုပ်တို့ကြီးခိုင်းတာလေဗျာဟေးကောင်လေးကမင်းတို့ပိုခင်လို့ငါမင်းတို့ပိုခိုင်းတာပေါ့ကွာကိုမြကြီးစကားကြောင့်ဖိုးထင်တို့၃ယောက်သည်မြည်သည့်စကားများမပြောတာတော့ထမ်းရည်ကိုအားရပါရတောက်ပြီးကိုမြကြီးပြောစကားများအားခေါင်းငိမ့်လက်ခံလိုက်ရပါလေတော့သည်အခန်း၄ဈေးဘိုးလေးကိုခဲရသောကိုမြင့်ကျူတယောက်သူ၏မညီမညာသွားများပေါ်သည်ထိပြုံးလိုက်ပြီးအတန်ခတ်ကြဲကြဲနှင့်ရေမောလိုက်ခါသူ၏အိမ်ထိလာရောက်သတင်းပေးသောပွာကြီးတို့အားကြည်ပြီးစကားဆိုလိုက်သည်ပွာကြီးမင်းတို့ကောင်နေအခုလိုဆိုတော့လေမစိုးဘူးပဲဟာသတင်းလဲသိရတယ်ပြီးတော့ထမ်းရင်လေအလက်ကားတောက်ရတယ်မစိုးမင်းတို့နည်းနည်းတိုးတက်လာပြီကိုမြကြီးကိုယ်တိုင်ကသဘောကောင်းတာပါဗျာအေးမြင့်ရွေးမယ်ဆိုလဲရွေးချင်စရာကိုမြင့်ကျူနဲ့ဘာမှမဆိုင်တာဟဲ့အောင်လေတိတ်ဆန်းမင်းတို့ကောင်တွေကတခိုးတရိုးကမ်းမဲ့စကားတွေပြောနေကြပါလားကွာဟမ်
ကျုပ်တို့ကအမှန်တိုင်းပြောတာပါဗျာစိတ်ထဲကတော့ဖိတ်ချင်ဖိတ်ကိုယ့်အိတ်ထဲပဲဖိတ်စေချင်တာပေါ့ကျုပ်တို့ကတော့သတင်းဆောင်စားလာပြီကိုမြင့်ကျူကဘလို့လုံးမှာဒီကောင်လေး၄ယောက်ပဲသွားမှာဟုတ်လားဟုတ်တယ်ကိုမြာကြီးကတော့အဲ့လိုပဲပြောတာပဲအဲ့ဒါဆိုမြာကြီးဆိုတဲ့ကောင်မင်္ဂလာမဆောင်နိုင်အောင်ပညာပေးလိုက်တာပေါ့ကွာအဲ့ကောင်မင်္ဂလာပွဲပြက်မှာငါဆက်လုပ်ရှားမယ်ကျုပ်တို့ကဘာလုပ်ရမှာတော့လူရိုက်တာနှက်တာဆိုရင်တော့ကျုပ်တို့မလုပ်ရဲဘူးနော်မင်းရလဲကွာမင်းတို့လိုဥတူတူကောင်တွေကိုလည်းအဲ့နေရမသုံးပါဘူးကွာနတ်တောင်ရွာလူမိုက်တီကိုငှားမယ်အဲ့ကောင်ကိုမျိုးကဆေးရုံတက်ရလောက်အောင်လှုပ်ခိုင်းလိုက်မယ်ကွာဘလို့လဲနေနေပါပါပဲသွားစိန်ခေါ်မှာမဟုတ်ဘူးလားလူမိုက်တွေပါလာရင်တော့မကောင်းတော့ကိုမြင့်ကျူပေပင်နဲ့မြောက်ပြင်ဆိုတာနှိုင်းရွာတရွာကြီးဗျတော်ကြီးမှာသူ့စိတ်တွင်းရှိသောစကားများကိုထုတ်ပြောလိုက်ရာကိုမြင့်ကျူတယောက်ခဲရသောစေးဘောလေးအားမြေပေါ်သို့ပစ်ချပြီးနင်းချီလိုက်ကအတန်ခတ်မာနဲ့စကားဆိုလိုက်ပါတယ်ဘာလဲမင်းတို့ကငါ့ကိုဟောင်မဲဟောင်တတ်တဲ့ကောင်ပဲထင်းနေရလားကိုမြင့်ကျူကြိုက်တံမှန်ကျုပ်တို့သိပါရဲ့ဗျာတော်စမ်းငါသဘောပြောတာမင်းတို့ကောင်တွေတွေးမရှိတဲ့ကောင်အခုကိစ္စငါဘာသာလှုပ်ရှားမယ်ငါစည်းစိမ်ကြီးကုံရင်ကုန်းစီအဲ့မြာကြီးနဲ့အေးမြင့်မညာစီရဘူးကွာကိုမြင့်ကျူမှာတကယ်ကိုကျန်းတော်မိဟန်ပန်ကြောင့်ပွာကြီးတို့၃ယောက်တယောက်မျက်နှာတယောက်ကြည့်လိုက်ကြသည်ထို့နောက်သူတို့သည်ကိုမြင့်ကျူအားနှုတ်ဆက်လိုက်ပြီးအိမ်ဝင်းပြင်သို့ထွက်ကာသူတို့ချင်းချင်းလမ်းလျှောက်ရင်းစကားဆိုလေသည်ပွာကြီးတို့တော့မှားပြီလားမသိဘူးကိုမြာကြီးကသဘောကောင်းတဲ့လူကွာငါသူ့ကိုထိခိုက်မှာမလိုချင်ဘူးအေးငါလည်းနည်းနည်းပါးချင်းချောက်ရုံလောက်ပဲလုပ်မယ်ထင်တာအခုလိုလူမိုက်ရွာလူမိုက်တွေခေါ်လာလောက်ကြီးကိုမြင့်ကျူမလုပ်တော့ဘူးထင်းနေတာငါလည်းအတူတူပဲလေကွာခေါ်ရင်ကိုအောင်ခင်ကြီးတို့လောက်ပဲခေါ်ပြီးလှဲရှိကာတာလှုပ်လောက်မယ်ပဲထင်တာအခုလိုမျိုးကြီးကြောက်ငါလည်းသဘောမကျဘူးအဲ့ဒါဆိုမင်းတို့ဘလို့လုပ်မလဲပြောကွာငါတို့ကသတင်းပေးရတာဆိုတော့ငါတို့လည်းအပြစ်ရှိနေပြီမထူးပါဘူးကွာအခုကိစ္စကိုမြကြီးကိုပြန်ပြောပြတာပဲကောင်းတယ်တော်ကြကိုမြကြီးဒုက္ခရောက်နေမှဖြင့်မကောင်းဘူးအေးကောင်းနေကွာလာကွာကြားတယ်တို့ကိုမြကြီးစီတွားရအောင်ကစောသမားများဖြစ်တော်လေသူတစ်ပါးနစ်နာမီကိုမလိုလားတော့ပွာကြီးတော်ကြီးနဲ့ငဒူတို့သည်အချိန်မဆိုင်ပဲပြင်ပြင်ရွာသို့ထွက်ခွာသွားကြပါလေတော့သည်အခန်းကအဲ့ဒါပဲကိုမြကြီးကျုပ်တို့ကခမည်းကိုဒုက္ခပေးဖို့မရည်ရွယ်ဘူးကျုပ်တို့ထမ်းရည်တောက်ကောင်းအောင်ကိုမြင့်ကျူကိုညီပေးဖို့တော့ပဲရည်ရွယ်တာအခုက तू ကအကြီးတွေရှောက်လုံနေတာအဲ့ဒါကြောင့်ကျုပ်တို့လာပြောရတာပဲပွာကြီးတို့၃ယောက်ဒီကိုမြကြီးနေအိမ်ကိုစုံစမ်းပြီးကိုမြကြီးအိမ်သို့ရောက်လာကကိုမြင့်ကျူ၏အကြံစီများဖော်ကောင်လှုပ်လို့နေသည်ကိုမြကြီးဒီကနားလေစွာဦးကောင်းကိုညှိလိုက်ပြီးမင်းတို့မျက်နှာတွေကြည့်ကြရမတရားမလို့ဘူးဆိုတာငါတည်ပြီးသားပါကွာအေးဗျာကျုပ်တို့သူတော်ကောင်းနေလို့လည်းမပြောပါဘူးဒါပေမဲ့ဗျာကိုမြကြီးကအေးမြင့်ကိုလူယူနေတာမှမဟုတ်တာကိုမြင့်ကျူကားကိုအသေးအတန်ဖြစ်နေတာဒီလိုဘာမှမတွေးနိုင်တော့ဘူးပွာကြီးမှထိုးသို့စကားဆိုလာရာကိုမြကြီးသည်စိတ်ဆိုးဒေါသဖြစ်ခြင်းမရှိဘဲပြုံးလိုက်ကသူ့စိတ်ထဲဘလောက်ခံစားနေရမလဲဆိုတာငါကိုချင်းစာပါတယ်အပြစ်လဲသူ့ကိုမတင်ချင်ပါဘူးကွာကိုရန်ကိုပါလားကြည့်ရှောင်ရတာပေါ့ခမ ्या ကိုတော့ကြုတ်အံ့ဩတယ်ဗျာဒေါသမထွက်ဘူးလားခမ ्या ကိုမကောင်းကြံတဲ့သူလေဟဲ့ကောင်ကြီးကငါအောင်နိုင်သူလို့ပြောရမှာလေ तू ကရှုံးသွားတာအရှုံးကလည်းရိုးရိုးရှုံးမဟုတ်ဘူးဘဝနဲ့ရင်းပြီးရှုံးနေရှုံးငါဆိုလဲသူ့လိုလုံးမိမလားပါပဲကွာအဲ့တော့ငါစိတ်မတိုးပါဘူးခမ ्या ကိုတော့အံ့ဩတယ်ဗျာကျုပ်တို့ကတော့ခမ ्या အတွက်စိတ်ပူလို့ကြိုက်ကြိုက်လာလိုက်ရတာထမင်းတော်မစားရသေးဘူးမင်းတို့ကလည်းကွာမင်းတို့ကျေးဇူးငါမေ့မလားလာထန်းတော်သွားအောင်ထန်းတော်မှာထမင်းစားလို့လည်းရတယ်ကွာလွမ်းဝေကငါတို့လာမန်းတီလို့ချက်ထားတာကိုမြကြီးသည်ပြောဆူပွာကြီးတို့မြောက်ပြင်သား၃ယောက်တို့အားကိုလွမ်းဝေ၏ထန်းတော်သို့ခေါ်သွားကြသည်သူတို့ကိုလွမ်းဝေထန်းတော်ရောက်သည့်အခါထန်းတော်တွင်ကြိုတင်ရောင်းနေသောဘိုးတင်တာအေးပေတူဖိုးထွေးနှင့်တာရတို့မှာကိုမြကြီးအားလှမ်း၍ခေါ်လေသည်သူတို့သားတော်ကြီးလာပါအောင်ဗျာတီယိုမင်းတို့ကောင်တွေစောစီရောက်နေကြတာပါလားရောက်နေပြီပေါ့ဗျာနေပါဦးမြောက်ပြင်ကလူတွေလားလို့ပေတူးသည်မြောက်ပြင်မှပွာကြီးတို့အားကြည့်ကမေးလိုက်ခြင်းဖြစ်ပါတယ်ထိုအခါပွာကြီးတို့သည်ဦးကောင်းကိုညှိလိုက်ကြပြီးဟုတ်ပါငါညီအရေးကြီးကိစ္စလေးရှိလို့ပြန်လာတာထိုင်လာကျုပ်တို့အမီးတွေရောအစုံမှားရတယ်ချဗျာကိုမြကြီးနှင့်သူခေါ်လာသောမြောက်ပြင်မှပွာကြီးငဒူနှင့်တော်ကြီးတို့သည်ဘိုးထင်တို့၏ထမ်းရည်ဝိုင်းတွင်ထိုင်လိုက်ကြသည်ထို့နောက်ကိုမြကြီးသည်ထမ်းရည်တစ်ခွက်ကိုငှဲ့တောက်လိုက်ပြီးပွာကြီးတို့ပြောသောကိစ္စအားဘိုးထင်တို့အားပြောပြလိုက်ရာ
နည်းနည်းရီဝေဝေဖြစ်နေသောဘိုးထင်တို့မှာတယောက်တော့အကြည်နဲ့စကားများဆိုပြီးမြူအိုးအခွန်တို့အားရိုက်ခွဲကြလေရာပွာကြီးတို့၃ယောက်ထိုင်ရမလို့ထားရမလို့နဲ့ကြောက်လန့်လို့နေကြရှာသည်မရိုင်းလိုက်တော့ဘာလဲကျုပ်တို့လူမိုက်ငါပြီးရိုက်ခိုင်းမလေလားပေပင်သားတွေကွာမိုက်ရင်လေသူများထပ်ပိုမိုက်လေဟုတ်တယ်ကိုမြင့်ကျူဆိုတဲ့ငနေကဘာကောင်မို့မြောက်ပြင်ထိတွားရရမလားပြောဘိုးထင်တို့၏စုံစုံညံညံစကားသံများကြောင့်တခြားသောဝိုင်းမှာထိုင်းနေသည့်ပေပင်သားများသည်အနားလာပြီးဆက်စုကြလေသည်ဘိုးထင်မင်းတို့ဘာဖြစ်တာလဲကွာဘာဖြစ်ရမှာလဲကိုပေါက်တူးရမြောက်ပြင်ကမြင့်ကျူဆိုတဲ့လူကကျုပ်တို့ကိုမြာကြီးကိုနတ်တောင်ကလူမိုက်တွေငှားပြီးရိုက်ခိုင်းမလို့တဲ့လေဟာဒါဆိုဒိုးနေရွက်ကိုတရွေးစွတ်တာပဲကွာလက်ထိတ်စိတ်ရင်လက်စိတ်နာတယ်ကိုပေါက်တူခမားပြောတာမှခမားပြောတာမဟုတ်သေးဘူးထင်တယ်လက်ထိတ်စိတ်ရင်လက်ထိတ်နာတယ်ဆိုတာစကားပုံရှိလို့လားကြုတ်ကြားတာတော့လက်သေးစိတ်ရင်လက်ထိတ်နာတာမလားအရေးတွေလာထောက်နေတဲ့ကောင်ကရှိသေးတယ်ကွာဘယ်ထိတ်စိတ်ဘယ်ထိတ်နာနာကွာကိုမြကြီးကိုထိတာနဲ့ကျုပ်တို့ထိတာအတူတူပဲပေးစမ်းကွာတမျိုးလောက်ဒေါသကိုထမ်းရင်နဲ့မျှော့ချမှရတော့မှာဘာမှလည်းမဆိုင်ဘူးဗျာကိုပေါတူးမှာဘိုးထင်တို့စီမှာထမ်းရင်ကိုတောက်လိုက်ပြီးထမ်းရင်ဦးအားခွဲလိုက်ရာကိုမြကြီးမှမတ်တက်ရက်လိုက်ပြီးပေါတူးဤနရင်ကိုခက်ဆက်ဆက်လေးအုပ်လိုက်တော့အခါမှငိန်သွားလေတော့တယ်အငယ်တွေကိုထိမလားအောင်မိတယ်မင်းရပါလာပြီးကြမ်းပြနေကိုမြကြီးရလေဗျာကျုပ်ကိုဘာလို့နင်းအုပ်တာလဲခမရအတွက်မခံနိုင်လို့လှုပ်တာတော်တယ်မင်းတို့လှုပ်တာနဲ့ပွာကြီးတို့နေစရာမရှိဖြစ်နေထိုင်ပွာကြီးမင်းတို့ပြောတာမဟုတ်ဘူးကိုမြကြီးထိုးတို့ပြောတော့ခါမှဇီးရွက်လောက်မျက်နှာလေးသာရှိတော့သည်ပွာကြီးငဒူနှင့်တော်ကြီးတို့ရဲရဲထိုင်ရလေသည်ထို့နောက်ကိုမြကြီးသည်အားလုံးကိုစိတ်လျှော့ဖို့ပြောလိုက်ပြီးယခုကိစ္စအားလူကြီးတွေမသိစေခြင်းသည့်အကြောင်းအားပြောပြလေသည်လူကြီးတွေသိရင်ရုပ်ဖြစ်ပြီးငါမင်္ဂလာပွဲကမောက်ကမဖြစ်လိမ့်မယ်ဒီကိစ္စကိုတို့ဘာသာရှင်းတာပေါ့ဘလို့ရှင်းပါလဲကိုမြကြီးကျုပ်တို့ပြောပြအောင်ပွာကြီးတို့သတင်းပေးတာပုံရတော့ငါတို့၄ယောက်ပဲအရင်သွားမယ်လို့ပြောထားတာအဲ့တော့ငါတို့၄ယောက်အရင်သွားမယ်ကွာလူကြီးတွေမိန်းကလေးတွေကိုတို့သွားပြီးခက်ကြနေမှမင်းတို့လှဲမောင်းပို့ကွာခမားတို့၄ယောက်တည်းဖြစ်ပါမလား၄ယောက်တည်းတော့ဘဲဟုတ်မလဲငါတို့က၄ယောက်ပဲအယောင်ပြမှာကွာကြံတဲ့ကောင်တွေကလမ်းလျှောက်လိုက်ခဲ့ကွာဘလို့လဲအဲ့ဒါကောင်းလားကောင်းတယ်အဲ့ဒါဆိုကိုပွာကြီးတို့ကိုပြန်မလွတ်တော့နဲ့ကျိုးတို့အစီအစဉ်တွေဒီလူတွေမြင့်ကျူကိုပြန်မပြောဘူးလို့မပြောနိုင်ဘူးတာအီးမှအကြံပေးလိုက်ရာကိုမြကြီးသည်ဦးကောင်းကိုညှိလိုက်ပြီးပွာကြီးတို့ဘက်လေကအေးဆေးတည်ငြိမ်သောလေတံဖြင့်စကားဆိုလေသည်ကဲငါကောင်းတယ်မင်းတို့မပြန်နေတော့ကွာမနှက်ပြန်တပတ်ခါတော့ဆိုရင်ပဲတို့သွားတော့မှာအဲ့တော့မင်းတို့ငါ့အိမ်မှာပဲနေကွာဘလို့လဲရပါလေဗျာထိုင်းရီတော့တိုက်မြင်မလားမင်းတို့စိတ်ကြိုက်တော့စိတ်ကြိုက်စားအဲ့ဒါဆိုနေမယ်ဗျာဒါပေမဲ့ကျုပ်တို့ကိုမြင့်ကျူကြီးကိုတော့ခြေလွန်လက်လွန်မလုပ်ပါနဲ့ဗျာနော်သူလည်းသနာစရာကောင်းနေဗျာအေးမြင့်နေမှာအခုလိုဖြစ်ကုန်တာအဲ့လူကြီးကလူကောင်းပါငါဘောပေါက်ပါတယ်ကွာမင်းတို့ဘာမှစိတ်ပူနဲ့ကဲတောက်ကြကိုမြကြီးသည်သူတို့ချမ်းသာရာသို့သွားမိအကြီးအားကာလာသားများနှင့်ပင်တိုင်ပင်ဆွေးနေပြီးရွာတွင်မတည်သေးသောသူများအားသတိပေးရန်အတွက်အောင်တန်းနှင့်ကြော်လွင်တို့အားဆေးလှုပ်ခိုင်းလိုက်သည်ထို့နောက်သူတို့သည်စိတ်လက်ပေါ်ပါစွာဖြင့်ထန်းတော်ရဲတွင်ရေကာမောကာတောက်စားနေကြပါလေတော့သည်ခန်း6တရက်နှစ်ရက်ဆိုသောအချိန်သည်ခဏတွင်းမှာပင်ကုံလွန်လို့သွား၏ယခုကိုမြင့်ကျူသည်ဆေးမြင့်ကြောင်များလက်မောင်းနှင့်ရင်ဘတ်တွင်ထိုးလာသောလူကြီးတစ်ယောက်နှင့်စကားပြောနေသည်ထိုလူကြီးမှာနတ်တောင်ရွာမှလူမိုက်တရေထွန်းတောင်ဆိုသူဖြစ်သည်သူသည်နတ်တောင်ရွာတွင်နေကလူအငားရိုက်ပေးခြင်းဖြင့်ဂိုင်းဆန်ဆန်လူမိုက်လှုပ်ရှားနေသူဖြစ်သည်ယခုထွန်းတောင်သည်ပစိုးတို့ကိုဝတ်ထားပြီးအင်းကြီးပလာနှင့်မနက်ခင်းဝေလီဝေလင်းအချိန်တွင်ကိုမြင့်ကျူနှင့်တောတောင်များကြီးစိုးနေသည့်လှဲလန်းဘေးတွင်စကားဆိုနေကြသည်မြင့်ကျူမင်းပြောတဲ့ကောင်လေဒီရလာမှာတေးကြလားတေးကြပါလေကိုထွန်းတောင်ဟာဒါနဲ့လေခမအင်းကြီးလေးပြန်ဝင်ရင်လေဝတ်ထားပါအောင်လားစောင်းကကုံလူပြီဆိုရင်မဲ့ချမ်းနေဗျခမကြည့်ရတာနှက်ခမ်းနေပြာနေလားလို့နေစားမှာကွာမချမ်းဘူးခမမချမ်းဘူးသာပြောတာမေးတွေခန့်နေရလားလို့ဒါနဲ့ခမတပည့်တွေတော့မလာသေးဘူးလားဒီကောင်တွေကိုဟိုနားမှာစောင်းခိုင်းထားတယ်ဘယ်နည်းအောင်လို့ပါမင်းရလေကွာမင်းကောင်တွေက၄ယောက်ထဲမလားအဲ့တော့ငါတို့ခောက်ချိုး2ယောက်ထဲလာတာလားကိုထွန်းတောင်မဟုတ်ဘူးငါပါဝင်8ယောက်ထွန်းတောင်ဆိုသောလူမိုက်ကြီးသည်သူ၏လူမိုက်ကုံတင့်စီရန်ထိုးလာသောရင်ဘတ်နှင့်ကြောပြင်လက်မောင်းမှဆေးမြင်ကြောင်များအားမြင်စီရန်မနက်ခင်းဝေလီဝေလင်းအေးလွန်းသည့်အချိန်တွင်အင်းကြီးချွတ်လို့ထားပြီးချမ်းနီမှန်တိတာသောရုပ်တွင်ရှိလေသည်
ထို့အတွက်ကိုမြင့်ကျူမှအင်းကြီးဝတ်ခိုင်းနေခြင်းလည်းဖြစ်သည်သို့သောလူမိုက်တို့ကုံတင့်စီရန်အတွက်ရင်မက်တွင်ထိုးထားသောဈေးမြင့်ကြောင်များအားဖုံးမိဆိုသောကြောင့်ချမ်းချမ်းစီးစီးချိန်မှာပင်ပေတေ၍နေလေသည်မကြာသောချိန်တွင်နွားချူတန်နှင့်လှဲမောင်းတန်တို့အားကြားလာရသဖြင့်ကိုမြင့်ကျူသည်ပြာဤပြာရာဟန်ဖြင့်ကိုထွန်းတောင်အားကမန်းကနန်းစကားဆိုကတောထဲသို့တိုးဝင်သွား၏ကိုထွန်းတောင်ကျောက်ကိုမြင်ကျောက်လုတ်တယ်ဆိုတာသူတို့သိရင်ပြဿနာတက်မှာအဲ့တော့ကျုပ်သွားမယ်ဆေးရုံအရောက်လောက်ပဲလုံနော်လက်တော်မလွန်းစေနဲ့အဲ့ကောင်မင်္ဂလာမဆောင်မြင်ရပြီဗျစိတ်ချသမ်းမှာတယောက်ကို၄ချက်စီလောက်ပဲလှုပ်ပေးလိုက်မယ်အေးဗျအဲ့ကောင်ဆေးရုံမှာတစ်လားလောက်နေရရင်ဟိုကြည်နဲ့တယ်အဲ့ဒါဆိုရင်တော့10ချက်လောက်မှရမှာပေါ့ခမားလက်စာခမားသိတာပဲဟိုကျုပ်သွားပြီဗျကိုမြင့်ကျူသည်ပြောဆူဆူထွက်သွား၏ထိုအခါထွန်းတောင်သည်လက်ခေါက်အားရွှေကနေမီအောင်မှောက်လိုက်ရာနောက်ထပ်အင်းကြီးချွတ်လူမိုက်9ယောက်တို့တဘိုးကြည်တို့ကိုစီကန်ကရောက်လို့လာကြသည်ထို့နောက်သူတို့သည်ကိုထွန်းတောင်ဘေးတွင်ရပ်လိုက်ပြီးဆရာကြီးလုပ်ငန်းစတော့မှာအေးလေကွာခဲတန်တော့ကြားတယ်မင်းတို့ဘာလုပ်လဲအာခေါ်မှလာရမီးလုံနေတာဆရာကြီးကအင်းကြီးချွတ်ရမယ်ဆိုလို့သာချွတ်ထားရတာချမ်းနေဗျချမ်းတာတော့ချမ်းတာပေါ့ကွာစားဝတ်နေရေးအတွက်တော့လောက်ရမှာပေါ့အခုလိုအနာခံပြီးထိုးထားတဲ့ဈေးမြင့်ကြောင်လေးတွေပြတော့လူရှိန်တာပေါ့ကွာသိရဆရာကြီးဒါပေမဲ့ဟိုကောင်ကြော်ဝင်းကတော့တိတ်အားကိုးရမှာမဟုတ်နော်ထွန်းတောင်ရင်တပည့်များသည်အစွန်ဆုံးတွင်ရှိသောရင်ပန်းနှင့်ကြောတို့တွင်ဈေးမြင့်ကြောင်ပြည့်နှင့်လူရည်အားမင်းငုတ်ပြကပြောလိုက်သည်ထိုအခါထွန်းတောင်မှာကြော်ဝင်းဆိုသောလူရည်အားအကဲခတ်ကြည့်ပြီးဘာဖြစ်လို့လုံးကွာကြော်ဝင်းဘာဖြစ်ရမှာလဲဆရာကြီးကပဲဈေးမြင့်ကြောင်များတဲ့ကောင်လေးပဲခေါ်ဆိုလို့သူ့ကိုခေါ်လာတာဒီကောင်ကမှင်ကြောင်ဟိုးနေရမှာထိုးလာတာအဲ့ဒါအခုအနာရှိန်တက်ပြီးဖျားနေရလေဟဲ့ကောင်ရဖျားနေတဲ့ကောင်ဘာလို့ခေါ်လာလဲဟာဆရာကြီးပဲဈေးမြင့်ကြောင်များတဲ့ကောင်လေးရွေးခေါ်ဆိုဟဲ့ကောင်ရရွေးခေါ်ဆိုလဲဖျားနေတဲ့ကောင်တော့မခေါ်နဲ့လीကွာအင်းကြီးမြန်မြန်ဝတ်ပေးလိုက်အောင်တော့ကြလေဖြတ်နေအောင်ဟုတ်ဆရာကြီးထွန်းတောင်ကြီးစကားကြောင့်အနာရှိန်တက်ပြီးဖျားနေတဲ့ကျော်ဝင်းအားအင်းကြီးဝတ်ပေးလိုက်ကြသည်များမကြသောအချိန်တွင်ဖလဲစည်းသည်သူတို့၏မလန်မကန်းသို့ရောက်ရှိလာပြီးဖြစ်သည်လဲပေါ်တွင်တော့ကိုမြကြီးဘိုးထင်တာအေးနှင့်ပေတူးတို့ပါလေသည်ကိုမြကြီးသည်လှဲရှိတွင်ပိတ်ရက်နေသည့်ထွန်းတောင်တို့အားမြင်သည့်အခါနွားကြိုးအားတင်းလိုက်ပြီးစောက်တက်ကနွားအားရက်စီပြီးအတန်ခတ်ကြဲကြဲနှင့်ရှေ့မှတားဆီးနေသည့်ထွန်းတောင်တို့အားလှမ်း၍စကားဆိုလိုက်သည်ဟဲ့လူတွေမနဲ့စောစီစီအင်းကြီးတွေချွတ်ထားရဲဆိုတော့ယုံများလဲနေတာလားဗျဒီမှာတော့ကျုပ်ထင်တောကြက်လောက်ပဲရှိမယ်ထင်တယ်ဟဲ့အောင်လှဲရဆန်းရက်နေပြီလေဗျာအေးမင်းတို့တွေကမြာကြီးဆိုတာဘာလို့လဲကျုပ်မြာကြီးပဲလေဗျာခမရကျုပ်ကိုသိလို့အေးအရင်ကတော့မသိဘူးအခုတော့သိပြီငါတို့လုပ်ငန်းသဘောရာမင်းတို့ကိုရိုက်ရလိမ့်မယ်ငြိမ်ငြိမ်လေးရိုက်ခံကြကြားလားဘာဗျကျုပ်တို့ကိုရိုက်မယ်ဟုတ်လားဟုတ်တယ်မင်းတို့ကိုရိုက်မှာဟဲ့အောင်လေလှဲကိုဝိုင်းလိုက်ကြထွန်းတောင်၏အမိတ်ပေးမှုကြောင့်နတ်တောင်ရွာမှလူမိုက်များသည်ဒုံများဖြင့်ရိုက်ဟန်ပြင်ကဘိုးထင်တို့၏လှဲအားဝိုင်းလိုက်ကြသည်ဝိုင်းလိုက်ပြီးသည့်နေ့ထွန်းတောင်သည်လှဲဦးအားသူ၏လက်ထဲမှနှုတ်ဖြင့်ရိုက်လိုက်ရာနွားများမှလန့်ဖြတ်ပြီးလူးလွန်သွားသဖြင့်ကိုမြကြီးတယောက်နွားကြိုးအားတင်းတင်းကင်ပြီးလှဲရှိမှလူမိုက်ခေါင်းဆောင်ထွန်းတောင်အားအတန်ခတ်မာမာနှင့်စကားဆိုလိုက်လေသည်ခမည်းနဲ့ကျုပ်တို့နဲ့ဘာရန်ညိုးမှရှိရမဟုတ်ဘူးနော်အခုချိန်ခမည်းတို့ကျုပ်တို့ကိုကိုလန်းကိုတွားခွင့်ပေးမယ်ဆိုအချိန်မီသေးတယ်ဘာကွာမင်းတို့ကောင်တွေအများငါ့ကိုအချိန်မီသေးလေးပါလေးနဲ့ဟေးအောင်လေတိုက်ရိုက်ကွာထုံးတောင်မှထိုးထို့ပြောပြီးကိုမြကြီးတို့အားသူ၏တပည့်များရိုက်ခိုင်းချိန်တွင်တဲဘေးဝဲရာမှညာတန်ပေးပြီးထွက်ပေါ်လာသောလူယောက်20တို့သည်လက်ထဲတွင်ဝရင်တုံများကင်ကထုံးတောင်တို့အားပြန်ဝိုင်းလိုက်ကြသည်ပိုသူများမှာပေပင်ရွာသားများဖြစ်လေသည်ရုတ်တရက်မထင်မှတ်ထားသောအခြေအနေကြောင့်လူမိုက်ကြီးထုံးတောင်နှင့်အပေါင်းပါများမြည်တို့ပြုတ်လို့ရမှန်းမသိဖြစ်နေချိန်ပေပင်ရွာသားများအားဥဆောင်လာသောကြော်လွင်အောင်တန်းမောင်မြင့်ပေါတူကိုကိန်နှင့်ကိုတိုက်ကြီးတို့သည်ရှေ့ဆုံးမှနေ၍ညာတန်ပေးကထွန်းတောင်တို့လူမိုက်တစုအားဝိုင်းရိုက်ကြလေတော့သည်ရိုက်ကြဟေးရိုက်ကြအသေးရိုက်ကွာပေပင်သားတွေကိုဘာများမှတ်နေအခြေအနေမကောင်းမှန်းသိတဲ့အတွက်ထွန်းတောင်နှင့်သူ၏တပည့်များသည်လက်ထဲမှဒုံများကိုမြေပြင်တွင်ပစ်ချကာတို့၏ဦးကောင်းများအားဒုတ်ဖြင့်မရိုက်မိစေရန်လက်ဖြင့်ကာရာပြီးထွက်ပြေးကြလေသည်ပေပင်သားများမှာနောက်မှအတန်လှမ်းသောနေရာထိလိုက်ရိုက်ကြလေသည်ထို့နောက်သူတို့သည်ကိုမြကြီးထံပြန်လာပြီးကဲကိုမြကြီးဟိုငနဲတွေတော့ပြေးပြီကျုပ်တို့အတူတူသွားကြတာပေါ့ဟိုနောက်မှာလှဲတွေရက်ထားတယ်အေး
သွားကြတာပေါ့ကွာဘသူတွေထိခိုက်မိသေးလေကွာဘသူမှမထိဘူးကောင်းတယ်ကွာကဲတို့သွားကြတာပေါ့ ဤသို့ဖြင့်ကိုမြကြီးသည်အနောက်မှလှဲများလာကိုစောင့်ဆိုင်းလိုက်သည်အနောက်မှလှဲများတွင်တော့ရွာလူကြီးလင်မယားဘာကြီးဦးမြအောင်နှင့်ဘာကြီးမြဦးအောင်နှင့်ရက်မိရက်ဖများဖြင့်ရွာမှကာလသမီးများအိုးစီဒိုးဘက်ဝိုင်းများဖြင့်ရှင်လောင်းလှဲ့လေသည့်အလားကိုမြကြီးမိမတောင်းရန်ခြင်းအတွက်ပါရမီလိုက်၍ဖြည့်ပေးနေကြပါလေတော့သည်အခန်းခွန်ကိုမြကြီး၏မင်္ဂလာတောင်းရန်ပွဲသည်ကချမ်းသာရွာတွင်တော့အတော်ကိုတမူထူးခြားလိုနေသည်ချမ်းသာရွာသားများသည်ကအေးဆေးနေပြီးသဘောကောင်းကြသူများမှုအချိန်ခဏလေးတွင်မှပင်ပေပင်ရွာမှမင်္ဂလာဆောင်လိုက်လာကြသောရွာသူရွာသားများနှင့်အတော့ကိုပနာသင့်ကြလေသည်ယခုအချိန်မအေးမြင့်တို့သည်ချမ်းသာရွာထဲတွင်ပြန်လည်နေထိုင်ကြပြီဖြစ်ပြီးတင်းချိုင်းနာရှိခြံထဲတွင်မနေတော့ပေချမ်းသာရွာလူကြီးသားကိုသိန်းနံသည်ဘိုးထင်တို့ပြန်လာသည့်အတွက်အတော့ကိုဝမ်းပန်းတသာရှိနေပြီးကိုမြကြီးမင်္ဂလာဆောင်အတွက်ကာလာသားများကိုဦးစီးကာကိုညီဆောင်ရွက်ပေးလျက်ရှိသည်တောင်းရန်သည့်နေ့တွင်ကိုမြကြီးသည်တရွာလုံးအားထမင်းကျွေးမိဖြစ်ရာကိုမြကြီးသည်ချမ်းသာရွာမှရွာလူကြီးများအားဦးစွာတောင်းဆိုလေသည်ဦးလေးတို့ဦးကြီးတို့ကျုပ်မိမတောင်းတဲ့နေ့မှာတရွာလုံးထမင်းကျွေးခြင်းနေဗျာဧည့်သည်တွေကလည်းပါတော့ရက်ကြာကြီးกว่าပြီးမင်္ဂလာဆောင်လို့မရဘူးလေဗျာမင်္ဂလာဆောင်တဲ့နေ့အထိကျုပ်နေ့တိုင်းကျွေးမယ်ကောင်းတော့ဗောကွာငါတို့လည်းမင်းတို့လာတောင်းမယ်လို့သတင်းရတွေကမန်းတဲ့တိုင်တွေအသင့်ပြင်ထားတာမနှက်ဖြန်မယ်ထိုးကြတာဗောဟုတ်ကဲ့ဦးလေးကျုပ်ကတော့ဝက်ပေါ်ပြီးကျွေးခြင်းနေဗျာဒါတော့မရဘူးမောင်ရင်ရဲ့ကျုပ်တို့ရွာတွေကပန့်တကူသားပဲစားတာများတယ်ရွာကိုလာရောက်မှစားတာကိုယ်တိုင်တော့အဲ့လိုတတ်မစားဘူးအဲ့ဒါဆိုကျုပ်တို့ကဘာကျွေးရမှာလဲမပူပါနဲ့ချမ်းသာဟိုဘက်မှာတန်တီရွာရှိတယ်အဲ့ကငါချောက်မှာပြီးငါချောက်ပေါင်းကျွေးကြတာပေါ့မင်္ဂလာဆောင်ကြီးကိုငါချောက်ပေါင်းကျွေးမှာလားဗျာကျုပ်တို့ရွာမှာတော့ဝက်သားပဲကျွေးတာမတူဘူးလေကွယ်အေးပါဗျာဦးကြီးတို့ကောင်းလို့သာစီစဉ်ပါကိုမြကြီးမှာထမင်းကျွေးသည်ကိုဝက်ပေါ်ပြီးကျွေးလို့တော့လဲချမ်းသာရွာတွင်ထိုတလိမ့်မရှိသောကြောင့်ချမ်းသာရွာလူကြီးများ၏အစီမံကိုသာလက်ခံဖို့ဖြစ်လာလေသည်ဤသို့ဖြင့်ကိုမြကြီး၏မအေးမြင့်အားတောင်းရမ်းပြီးသည့်နောက်နှစ်ရက်ကြာတွင်မင်္ဂလာဆောင်နိုင်မှုအတွက်ရက်တတ်မှတ်လိုက်ရာပေပင်ရွာမှကာလသာကာလသမီးများရွာကန်ချမ်းသာရွာမှကာလသာကာလသမီးများသည်အားချင်းပင်ကိုမြကြီးမင်္ဂလာဆောင်အတွက်လုံးပန်းရပါလေတော့သည်အခန်းရှိကျေးလက်တော်ဝါများတွင်တော့ကိုမြကြီးချမ်းသာရွာမှမင်္ဂလာဆောင်သည်ပြောစမတ်တွင်လောက်သောမင်္ဂလာဆောင်ဖြစ်လေသည်လက်ဖွဲ့ချင်းကိုလက်မခံဘဲလာသမျှသူများအားအလူကြီးတစ်ဖွဲကျွေးမွေးသောကြောင့်ဖြစ်သည်ကိုမြကြီးသည်ငါချောက်ပေါင်းဆိုသောကြောင့်စိတ်မပါတော့လဲတကယ်စားကြည့်သောအခါအတော်စားကောင်း၍နေလျာတိုက်ပုံအင်းကြီးကြီးတကားကားနှင့်မင်္ဂလာဆောင်မန်းနတ်ထဲရှိကျွေးမွေးသောခုံနှန်းထဲတွင်မင်္ဂလာဆောင်သရိုးသမီးမအေးမြင့်ဖြင့်ဘိုးထင်တို့ပေပင်သားတတိုက်နှင့်အတူလွေးနေကြသည်တောရွာမင်္ဂလာဆောင်မှုသရိုးသားသရိုးသမီးအားတိတ်ကြီးမထားစားဖို့တောက်ဖို့သာအာယုံကြလို့နေသည်သို့တော်လည်းသရိုးသားသရိုးသမီးသည်လည်းဘိသိက်စရာဘိသိက်မြောက်ပြီးသည်နှင့်ယခုလိုမန်းနတ်အတွက်ဝင်ကားလာရောက်ဂုံပြုချီးမြှင့်ကြသောမင်္ဂလာဆောင်လာစားသူများနှင့်အတူလွေးနေကြခြင်းဖြစ်သည်ကိုမြကြီးသည်ငဖဲ6တစ်ဖက်အားပါဇက်ထဲထည့်လိုက်ပြီးသူ၏ဘေးတွင်ရှိသောမအေးမြင့်အားစကားဆိုလေသည်အကိုကြီးတို့စီမှာလည်းငါ6ပေါင်းကျွေးပါတယ်ဒါပေမဲ့ဒီကငါ6ပေါင်းကပိုစားလို့ကောင်းနေဗျဟုတ်တယ်ကိုကြီးကျမတို့ရွာကငါ6ပေါင်းကနာမည်ကြီးပဲလေအုံးတို့လည်းပါတယ်နှုတ်စိမ့်တွေလည်းပါတယ်မငန်ဘူးစားလို့တိတ်ကောင်းတာဟုတ်တယ်ကိုကြီးကအစာတော့ကတိတ်စားမကောင်းထင်နေတာတော်တော်ကောင်းတာပိုရင်ရွာလူတွေအတွက်ယူသွားအောင်မယ်ယူရမှာပေါ့မဝိုင်းစိန်တို့ကြီးတော်တို့အတွက်လည်းယူရအောင်မယ်ကိုကြီးတို့မဖိတ်ဘူးလားဟိုမှာဆောင်မအကုန်ဖိတ်မယ်လေဒီလိုလာတောင်းရတာဆိုတော့နည်းနည်းကတိနေလို့အဲ့ဒါလည်းဟုတ်ပါတယ်မင်္ဂလာဆောင်ကတော့ပြီးပြီဘယ်နေ့ပြန်ကြမှာအမေကဘယ်နေ့သွားမယ်လေတော့အမေသွားမယ်ဆိုတဲ့နေ့သွားကြတာပေါ့ကိုမြကြီးတို့နှစ်ယောက်မှာထမင်းစားရင်ជីနူးနူးစကားဆိုနေသည်ကိုဘိုးထင်တို့မှာထမင်းစားရင်ကြည်ကကိုကြီးမြကြီးပဲပင်မောက်ကိုအချင်းတည်ရတာတိတ်ကောင်းတယ်ဗျပဲကြီးနှက်ကလည်းကောင်းငရုတ်သီးကြော်ကလည်းအတော်ကောင်းတော့ကျုပ်တို့အတွက်လည်းထဲ့ပြီးအောင်ထဲ့မှာပါဘိုးထင်ရမင်းရလည်းတဲဖို့ပဲချောင်းကိုကြီးမြကြီးခမရမင်္ဂလာဆောင်လေးအောင်မြင်သွားပြီဆိုတော့ကျုပ်တို့ကမ်းလာလားရွာမှာဆောင်ရအောင်မနော်ရုပ်မလုံးနဲ့အေးပါကွာသိပါလေအကုန်တဲမှာပါရောက်ခမကြီးပါတဲတာပါလေဆိုငါချောက်ပေါင်းလို့ပဲကျင်ပေါက်တို့ကတော့ပြောကြလို့မလားငါကောင်လေးရကိုမြကြီးစကားကြောင့်မအေးမြင့်မှာမျက်စောင်းထိုးပြီးကိုမြကြီးအားကြည့်လေသည်ထိုအခါကိုမြကြီးသည်ခပ်ပြုံးပြုံးအမူအရာဖြင့်မအေးမြင့်ခေါင်းကို
သူဤခေါင်းတွင်တိုက်လိုက်ခါချစ်လို့စားတာထို့သို့ပြောပြီးချော့လီယာမင်္ဂလာဆောင်တွင်ထမင်းစားနေကြသူများသည်ကိုမြကြီးတို့လင်မယားအားကြည့်ကာပြုံးရည်ပြီးအတော်ကဲတဲ့ဦးလေးကြီးဟုမကြားတကြားပြောသူပြောတို့ရွာသူလေးတော့တနာစရာပဲဟုပြုံးနှင့်ဆိုသူဆိုပြီးစနောက်နေကြပါလေတော့သည်အခန်းကိုချမ်းသာရွာတွင်ကိုမြကြီးတို့ပျော်ရွှင်စွာမင်္ဂလာဆောင်နေချိန်တွင်တော့မြောက်ပြင်ရွာမှကိုမြင့်သူတယောက်အဝတ်ထုတ်ဖြင့်အာငွေ့ရိုက်ကာသူ၏မျက်လုံးအားရွာပြင်ကံမောင်တွင်ထိုင်ကာကြက်ထုတ်ထိုးနေလေသည်နတ်တောင်ရွာမှလူမိုက်ကြီးထွန်းတောင်သည်သူ့အားလှုပ်ကြံသည်ဟုဆိုကာကိုမြင့်ကျူအားဝိုင်းတမသွားရာမျက်နာတွင်အညိုအမဲများဆွဲပြီးနှာခေါင်းသွေးရှန်သည်ထိဖြစ်ပြီးဒူးထောက်တောင်းပန်သောကြောင့်ဆေးရုံမတက်အပ်ခြင်းဖြစ်ပါれယခုသူသည်နေဝင်စည်းစာချိန်မြောက်ပြင်ရွာအရှိတ်ကြာပင်များပေါက်နေသည့်ကံမောင်တွင်ထိုင်ကာကြက်ထုတ်ထိုးရင်းမိမိဖြစ်ကိုဝမ်းထဲပတ်လက်ဖြစ်နေချိန်ကံမောင်တွင်းသို့မိန်းကလေးတစ်ယောက်မှဆင်းလိုသွားရာကြက်ထုတ်အားပြစ်ချပြီးလှမ်းអော်၍တားလီတော်သည်ဟေးဘယ်ကိုဆင်းပါလဲအဲ့ကန်နှက်တဲ့သူသည်ခက်မြန်မြန်ကန်အတွင်းဆင်းမိမိန်းကလေးအားဆွဲထားလိုက်ရသည်မိန်းကလေးသည်သူ့အားဆွဲသည့်ကိုမြင့်ကျူအားတေချာကြည့်ကာအကိုတော်ပြောတဲ့စကားတွေကိုနှမတော်လိုက်နာပါမယ်နောက်တစ်ခါအကိုတော်နှမတော်တို့နန်းတော်ကနေထွက်မပြေးပါနဲ့နော်အကိုတော်ပေးစားတဲ့ဟိုကောင်နဲ့လေနှမတော်ယူပါမယ်ကိုမြင့်ကျူတယောက်သူ့အားကြည့်၍ခက်တီတီနှင့်စကားဆိုနေသောတနာစရာမိမ့်မပြိုလီအားငေးကြည့်လို့နေသည်ထို့နောက်သူသည်မိမ့်မပြိုလီအားတေချာကြည့်ကာနင်းကဘသူတော့အကိုတော်နှမတော်မှတ်မိတော်ဘူးလားနှမတော်ကအကိုတော်ရဲ့တူးနေသောနှမတော်လေးခင်ရတနာတိမ့်တိမ့်တုံလီဘာခင်ရတနာအကိုတော်ကလေကိုနှမတော်နာမည်ကိုမေ့နေသေးတယ်ခင်ရတနာတိမ့်တိမ့်တုံလို့ဟာမဟုတ်သေးပါဘူးနင်းကောရိုးရိုးပြောဟာအကိုဆိုအကိုလို့ခေါ်တော်ရီပါတွေထဲ့မနေနဲ့နင်းကိုတကားမှလည်းမြင်ဘူးတာမဟုတ်ဘူးအကိုရဲ့နှမလေးကိုစိန်ဆိုးပါနဲ့အကိုပေးစားတယ်ငဆုနဲ့ယူပါမယ်ကိုမြင့်ကျူတယောက်အခုမှကြောင်တောင်တောင်နဲ့သဘောပေါက်သွားလေသည်မိန်းကလေးမှာရင်ရင်လေးနဲ့ယူနေသည့်မိန်းကလေးတယောက်ဖြစ်မှန်းသိလိုက်ရ၏ထို့နောက်သူသည်မျက်နှာတစ်ချက်ပြုံးသွားပြီးနင်းတကယ်ငါစကားကိုနားထောင်ပါလားနားထောင်ပါပေါ့အကိုရဲ့အကိုစိတ်ဆိုးပြီးနန်းတော်တွေကထွက်သွားလို့နှမဖြင့်လိုက်ရှာနေရတာအကိုစကားနားထောင်မင်းအေးဟုတ်ပြီအဲ့ဒါဆိုနင်းရွာလိုက်ခဲ့ငါကြီးတော်အိမ်မှာနင်းနေငါခိုင်းတာနင်းလို့ရမယ်နော်စိတ်ချပါကောင်းပြီလာသွားမယ်မြာကြီးမစားရတဲ့အမဲကိုငါသဲနဲ့ပတ်ပြကိုမြင့်ကျူတယောက်ကျေနပ်သွားပြီးနောက်ခင်ရတနာတိမ့်တိမ့်တုံဟုမိမိကိုခေါ်ဝေါ်နေသောအယူမာလီယာခေါ်ကာမြောက်ပြင်ရွာထဲသို့ပြန်လဲဝင်ရောက်သွားပါလေတော့သည်အောက်လန်းဘိုးထင်နှင့်ကိုမြကြီးတို့မင်္ဂလာဆောင်ဒီကဤမြသာအောက်လန်းဘိုးထင်နှင့်ခင်ရတနာတိမ့်တိမ့်တုံအဘဘာတော့ဘိုးထင်ရဲ့အဘမိမဘဲသွားတော့ဗျမြောက်ကန်းကိုခဏသွားတယ်ဘာလို့တော့ကွာဘိုးထင်တယောက်ဦးဝုံးဤနေအိမ်သို့ရောက်ရှိနေခြင်းဖြစ်ပါတယ်သူအားမြင်တာနဲ့ထမ်းလက်ပလက်ကထိုင်တွင်ထိုင်ကာစေးတံတောက်နေသောဦးဝုံးအားမေးလိုက်ခြင်းဖြစ်တယ်ထို့နောက်သူသည်တန်းလျားတွင်ဝင်ထမ်းလိုက်ပြီးစပွဲပေါ်မှရေနွေးချမ်းအိုးထဲမှရေနွေးချမ်းအားရေနွေးချမ်းမကန်နဲ့ထည့်ပြီးတကြိုက်တောက်လိုက်ကာစိုက်၍စကားဆိုလေတယ်အဘရေနွေးချမ်းတွေကလည်းအေးနေပြီအေးကွာခတ်ထားတာကြတော့အေးမပေါ်နေပါဦးမင်းကငါအိမ်နေပါလေတောင်လာလို့ပါလားကွာအိမ်လာပုံထောက်တော့ဘာကိစ္စရှိလို့ရှိတာဗောအဘရကိုမြကြီးဗောရွာမှာဆောင်မဲ့သူ့မင်္ဂလာဆောင်မှာကျုပ်ကိုမိုးတားပြီးဖို့ခိုင်းနေရလေဗျာကျုပ်ကဘလို့မိုးတားနိုင်ပါလေဗျတို့ကဘလို့မိုးတားနိုင်ပါလေမိုးပဲကွာရွာချင်းရွာမယ်မရွာချင်းမရွာဘူးဗောကျုပ်လေအဲ့ဒါကိုပြောနေတာအဲ့ဒါကိုမရဘူးဗျာအတင်းကိုခိုင်းနေတာဒီကောင်ကခတ်တယ်အဲ့ကိစ္စထားလိုက်ကွာငါမြကြီးကိုပြောလိုက်မယ်ဒါနဲ့မင်းအိမ်ကိုလာတာအဲ့ကိစ္စတခုလေလားမဟုတ်ဘူးဗျကျုပ်သိချင်တာတခုရှိသေးတယ်ပြောလေကွာအဘမိန်းမကိုအချိန်ကြီးကောင်းလားနေပါဦးမင်းကငါမိန်းမအချိန်ကြီးပဲမေးနေတာဘာဖြစ်လို့လဲအဘကိုဂယုံဆိုင်မှာစိုးလို့ပါဗျာအဲ့ဒါတော့မပူနဲ့ဘိုးတင်ရေငါမိန်းမကငါဆိုတိတ်ကျင်တာကွာထမင်းစားမယ်ပြောလိုက်တာနဲ့လက်ဆေးရီကအသင့်လက်ဆေးရီပဲချပြီးတာဘယ်ဟုတ်မတော့ကွာစပွဲပေါ်အသားဟင်းအရန်ဟင်းအကုန်အစုံချပြီးသားဟေမင်းတို့သာဟင်းကောင်းငတ်ရင်ငတ်မှာငါကတော့တနေ့မှကိုအသားဟင်းမလက်ဘူးငါကောင်ကြီးအဘကောင်းစားနေတာဗောအဲ့လိုမျိုးကြတော့ကျုပ်ကိုသတိမရဘူးမလားမင်းမှမလာတာကွာကဲမြာကြီးကိစ္စဘာမှမပူနဲ့ငါကြည့်ချက်ပြောလိုက်မယ်ဒါနဲ့သူ့မင်္ဂလာဆောင်ကဘယ်နေ့တော့တပတ်ခါဝင်လေအဘရ
အော်အေးတော်တော်နီးလာပြီပဲဟုတ်တယ်ကိုမြကြီးကတော့တအားကိုကောင်းကောင်းမွန်မွန်နေလုံနေတာဗျာမင်္ဂလာဆောင်မန်းနဲ့ကိုအခုတည်းကထိုးနေတာအင်းနှုံးတွေဆိုအကြီးတွေနဲ့မန်းနဲ့ထိုးတာဗျာကြီးမန်းနဲ့ထိုးနေတာဟုတ်လားကွာဒါနဲ့ချမ်းသာရွာလူတွေကိုရောက်လာပြီလားမနေ့ပြန်လောက်မှရောက်မယ်ထင်တယ်အေးလိုအပ်တာရှိရာတွေမင်းတို့တွေတေချာလုပ်ပေးလိုက်ကြကြားလားအိမ်မှာဗျာကြောက်သိတယ်အဘမိမကိုလည်းရွာတာရေးနာရေးလေးတွေလိုက်ခိုင်းလိုက်အောင်လိုက်ပါတယ်ကွာချမ်းသာရွာမင်္ဂလာဆောင်တော့မလိုက်ဘူးလေဗျာအေးကွာ तू ကငါ့ကိုအတင်းတောင်းတောင်းမှန်မှန်နဲ့မလိုက်ပြစီနဲ့လို့ပြောတော့ငါလည်းမလိုက်ရင်မလိုက်နဲ့ဆိုပြီးထားခဲ့လိုက်တာအေးပါဗျာအေးပါကျုပ်သွားအောင်မယ်ကိုမြကြီးအိမ်မှာလှုပ်ရှားတွေကပုံနေတာအေးတော်ငါခဏနေမှလာမေးလို့အဲ့ကောင်ကြီးကိုပြောလိုက်စမ်းပါကွာကြားလားဟုတ်ကဲ့ပါလာပြီအောင်တော့လာခဲ့ဦးနော်ဟိုလူကယူးများနေသလားမသိဘူးဗျာမိုးတားခိုင်းနေတာဘိုးတင်တယောက်ထိုင်ယာမထားရင်သူ၏အဘဖြစ်သူကိုထိုတို့ပြောကအိမ်ဝိုင်းထဲမှထွက်သွားလေသည်ဦးဝုံးသည်လည်းဈေးတံကိုဖွာရှရင်ခေါင်းတညိမ့်ညိမ့်နဲ့ဘိုးတင်အားကြည့်လို့နေပါတော့တယ်ပြင်းအောင်ပြင်းကင်းတက်ကဲမိုးအိမ်လေးအားကျွန်းတိုင်လုံးများဖြင့်တိဆောက်ထားတယ်အိမ်ရောက်တွင်တော့စပွဲတန်းလျားတစ်စုံရှိပြီးကိုပြစ်တစ်ခုလည်းရှိသေး၏ယခုကိုပြစ်တွင်တော့အသက်အစိတ်ရွယ်အိန္ဒြေရထိုင်နေသည့်မိမပြိုလေးတစ်ယောက်ရှိနေပါတယ်စပွဲတန်းလျားတွင်တော့ပြောင်းမှုဘက်ဆေးလိပ်အားဒူးတောက်ခါတောက်နေသည့်အမေအိုတစ်ယောက်နှင့်သူ၏မျက်နှာချင်းဆိုင်တွင်တော့အသက်အရွယ်40ခန့်အရွယ်ရှိသည့်မြောက်ပြင်ရွာသားကိုမြင့်ကျူတို့ထိုင်နေကြသည်ယခုကိုမြင့်ကျူတို့ရောက်နေသည့်နေရာမှာသူ၏ကြီးတော်တော်ဆက်သူဒေါ်ပူ၏နေအိမ်တွင်ဖြစ်ပြီးကိုမြင့်ကျူကမ်းပေါင်တွင်တွေ့ခဲ့သောခင်ရနာတိမ့်တိမ့်တုံအားထားသည့်နေအိမ်လေးဖြစ်ပါတယ်ကိုမြင့်ကျူသည်သူ၏ကြီးတော်ကြီးဖြစ်သူအားတေချာကြည့်ကာခတ်တီတီနှင့်စကားဆိုလေသည်ကြီးတော်ကြီးကျုပ်ပြောသားသလိုစကားလွင်လာလားဘာတော့မြင့်ကျူရဲ့ဘာရမှာတော့ဗျာဟိုကောင်မလေးကကျုပ်ညီမဝမ်းခွဲဆိုတာပေါ့ပြီးတော့မြောက်ဝင်ကနေလာတာအဲ့ဒါပေါ့ဗျာဟုတ်မှမဟုတ်ပဲမြင့်ကျူရဲ့ငါဘာလို့ရှောက်ပြောခိုင်းနေတာတော့ဟာအဲ့ဒါဆိုကြီးတော်ရွာထဲမှာရှောက်မပြောပါသေးဘူးလားနင်ကအတင်းခိုင်းနေဆိုတော့ပြောထားတယ်ရွာတောင်ပိုင်းကစင်ကြီးတို့တအုပ်ကိုပြောထားတယ်အဲ့အုပ်သိရင်တရွာလုံးသိပြီပွဲသိမ့်ဟုတ်ပြီကြီးတော်ကျုပ်အကြောင်းကြီးတော်သိရနော်အခုကိစ္စနှုတ်လုံးမစီနင်ဘာရီကြံနေရလဲမြင့်ကျူဘာကြံရမှာလဲဗျာဟိုကောင်မြကြီးဆိုတဲ့ကောင်သူ့မိန်းမနဲ့ခွဲအောင်လုံးမလို့ပေါ့ဟမ်ဘေးကမြကြီးတော့နင်ပေါက်ကြရတော့ရှောင်းမလုံးနဲ့နော်မြင့်ကျူကလေးမလေးကစိတ်မနှံ့ဘူးသာဆိုတာဖြူချောမျိုးကောင်းတွေကဖြစ်မယ်နင်သူများသားသမီးကိုရှောက်ပြီးပေါက်ကြရမလုံးနဲ့နော်အဲ့ကောင်မလေးကိုကျုပ်လက်ဖျားနေတော့မထီဘူးဘသူကမှလက်ဖျားနဲ့မထီစေရဘူးဒါပေမဲ့ तू ကတော့ကျုပ်ခိုင်းတာလောက်ရမှာနင်နဲ့တော့ခတ်တာပဲဟဲ့ငယ်တဲကအတိုင်းတစောက်ကန်းရဲ့တော်ကြအမှုတွေပါဖြစ်နေမယ်နော်အဲ့ဒါဆိုငါကတော့ကြောက်တယ်ဘာမှမဖြစ်ပါဘူးဗျာကြီးတော်ကလည်းကြောက်စရာမရှိတာကိုဇွတ်တွေကြောက်အောင်နေကြောက်တာဗောဟဲ့ငါတသက်လုံးအေးစစ်စစ်နေလာတာအေးစစ်စစ်နေခြင်းလုံးလို့ယောက်ျားတောင်ယူတာမဟုတ်ဘူးယူမဲ့သူမရှိရင်မရှိဘူးပေါ့ကြီးတော်ရာကြီးတော်ကြောင့်ကြုတ်လေလူပြိုကြီးဖြစ်နေတာဟဲ့ကောင်ငါတို့ကအရွေးလွန်တာနင့်လိုဂေါ်မစွန်တာမဟုတ်ဘူးလာကြီးသေးရဲ့သူ့ဘာသာဖြစ်မရှိတာကိုငါပြည့်ဖြစ်ရသေးတယ်ကြံပါကောင်ကများဘာကြံပါလဲဗျနင်ကြမ်းလိုက်တိုင်းအကုန်သူများနောက်ပါသွားလို့ကြံပါလို့ပြောတာနင်ကြိုက်လိုက်ရင်လင်းနောက်လိုက်ရင်ဖြစ်နေတာငါဖြစ်နင်ကြီးတော်လို့ပြောရမှာတော့ရှက်တယ်အာတော်လိုက်တော့နော်ကြီးတော်တို့ယောက်ျားမြူလို့ကျုပ်ပါမျိုးရိုးလိုက်ပြီးတော့လူပြိုကြီးဖြစ်နေတာအဲ့ဒါတွေထားလိုက်ဗျာကျုပ်ဟိုကောင်မလေးကိုပြောကြရှိရသွားပြောလိုက်အောင်မယ်ကြီးတော်သူ့ကိုတေချာတော့ဂယူးဆိုင်တော့ကြားလားငါဆရာမလို့စမ်းပါနဲ့ငါသားသမီးချင်းကိုချင်းစားတတ်တယ်သူ့အပြင်ယောက်ျားတော်မရဘဲနဲ့သားသမီးချင်းကိုချင်းစားတယ်တွေဘာတွေလုပ်နေသေးတယ်ကိုမြင့်ကျူမှာသူ့ရဲ့ကြီးတော်ဖြစ်သူဟာမကြေမနက်စကားဆိုပြီးနောက်ကိုပြစ်တွင်ထားနေသည့်ခင်ရနာတိမ့်တုံအနာသို့သွားလိုက်သည်ထို့နောက်သူသည်လက်ကိုနောက်ပစ်ကခင်ရနာတိမ့်တုံအားစူးစူးဆိုင်ကြည့်လိုက်ပြီးကဲကောင်းပါလေနင့်ကတေချာပြောမယ်ငါပြောတဲ့အတိုင်းတေချာလို့ကြားလားအကိုတော့ဘာခိုင်းမှာတော့ဘာအကိုတော့လဲကျွန်တော်မလုံးနဲ့နော်အကိုဆိုအကိုလို့ပဲခေါ်ကိုမြင့်ကျူမှာထိုးသို့ဟောက်လိုက်ရာခင်ရနာတိမ့်တုံတယောက်မြည်သည့်စကားများထပ်မပြောတော့ပဲမျက်လုံးလေးကလဲဖြင့်မြင့်ကျူပြောသောစကားများအား
ခေါင်းတညိမ့်ညိမ့်နဲ့နားထောင်လို့နေပါတော့တယ်ဝဘိုးဝါကိုထောင်ပြီးမန်းနတ်တိုင်ကိုချီကျိုးဖြင့်ချီထားသောလော်စပီကာနှလုံးမှာကျဲလောင်စွာဖြင့်မင်္ဂလာခါတော်ပေးချင်းသည်ထွက်ပေါ်လို့နေပါတယ်ဧည့်သည်များကလည်းပြည်ပင်ရွာသားများသာမကတခြားသောရွာနီးချုပ်ဆက်မှမိတ်ဆွေတင်ကားများလည်းရောက်လာကြပြီဖြစ်တယ်ယခုအခမ်းအနားမှာကိုမြကြီးဤပေပင်ရွာမှမင်္ဂလာဆောင်အခမ်းအနားဖြစ်ပါတယ်မနက်စောစောချိန်မှပင်ကျဲဝန်းလာသောမင်္ဂလာမန်းနတ်အတွင်လူများပြည့်သွားပြီဖြစ်ပါတယ်တန်လျာစပွဲများအပြည့်ချထားသောမန်းနတ်ထဲတွင်လက်သီးစုံနီနီဝတ်သားလုံးကြီးများဖြင့်မင်္ဂလာဆောင်လာသောကလေးလူကြီးမကြံကျွေးမွေးကြပါတယ်ကာလသားများသည်လည်းလာရောက်သောဧည့်သည်များကိုဧည့်ခံကျွေးမွေးရသည်မှာခြေထောက်ညောင်းကိုက်အောင်ပင်အခော့ခော့ခါခါထမင်းချလိုက်ဟင်းချလိုက်နဲ့အလုတ်များနေကြတယ်ဟေးဘိုးတင်လှုပ်ပါဦးဟာငါတို့ဝတ်သားလေးပါလေးပေးပါဦးဟာဘသူကအသားတွေဖြတ်စားသွားလဲမသိဘူးအစီးပဲကြံတော့တယ်လာမယ်ကိုဘိုးတို့လာမယ်ဟေးဝတ်သားလိုက်တဲ့ကောင်ဘယ်သူတို့အောင်တန်းနဲ့တာကြီးဘိုးတင်မှာအတန်ခက်ကြဲကြဲနဲ့လှမ်းမိလိုက်ရာတယောက်ယောက်မှဖြေလိုက်သဖြင့်ဘိုးတင်သည်အောင်တန်းနဲ့တာကြီးတို့အားကျဲလောင်စွာခေါ်လိုက်လေသည်အောင်တန်းနဲ့တာကြီးမင်းမေကြီးတော်တွေမို့လို့မိန်းကလေးတွေဝိုင်းကြည့်ပြီးဝတ်သားတွေလိုက်ချနေရလားလာဒီဘက်မှာအစီရီပဲကြံတော့တယ်ပြောလို့ရတဲ့ကောင်လေးလည်းမဟုတ်ဘူးကွာကောင်မလေးတွေမျက်နှာလှုပ်ချင်တာနဲ့မင်းတို့ပဲအစီရီဖယ်ပြင်းနေရလားမသိဘူးဘိုးတင်မှာထိုတို့ကျဲလောင်စွာပြောလိုက်သည့်အခါကြံနေသေးသောသူများကလည်းဘိုးတင်အားဝိုင်းထောက်ခံကြတယ်ဟုတ်တယ်ဘိုးတင်ရေအဲကောင်လေးကိုဝတ်သားမလိုက်ခိုင်းစမ်းပါနဲ့ကွာအဲကောင်လေးနှစ်ယောက်ကမျက်နှာတိတ်လိုက်တယ်ကွာငါတို့ဝိုင်းဆိုအစီတုံးကြီးပဲချပေးတာဟိုဘက်ကမိန်းကလေးတွေဝိုင်းကြတော့အသားတွေကြီးပဲဟဲ့ကောင်လေးဒီကောင်လေးမျက်နှာလိုက်တာနဲ့ဝတ်သားလိုက်ခိုင်းတာနဲ့မကိုက်ဘူးဟုတ်တယ်ဘိုးတင်ရေအဲကောင်လေးကိုအချင်းဟင်းမဲ့လိုက်ခိုင်းအကြီးတွေကိုဝတ်သားလိုက်ခိုင်းရမှာပေါတူးတို့ဂျိုးသိန်းတို့ဘယ်သွားနေတော့ထို့သောတယောက်နဲ့တယောက်ပြောင်းကားနောက်ကဖြင့်မင်္ဂလာဆောင်တွင်ကျွေးမွေးဧကန်စားတောက်နေကြချိန်မင်္ဂလာမန်းနံတွင်ငိုယိုပြီးရောက်လာသောခင်ရတနာတင့်တိမ်တုံကြောင့်အားလုံးအံ့ဩသွားကြပါသည်မိန်းကလေးများဖြစ်သောမိကျော့လှရင်နှင့်ဒေါ်တုတ်တို့မှသူမအားမတန်းလျားတွင်ထိုင်စီရန်ခေါ်ကာမေးမြန်းကြလေသည်ဘိုးထင်တို့သည်လည်းအုံအုံကြက်ကြက်မဖြစ်စေရန်ထိမ့်သိမ့်နေသည်သို့တော်လည်းအားလုံးဝိုင်းကြည့်လာကြသဖြင့်ဆက်စရာသည်ပင်ဖွင့်နေသောတချင်းကိုပိတ်လိုက်ရာပို၍ဆိုးသွားသည်ခင်ရတနာတင့်တိမ်တုံသည်ငိုကာယိုကာအတန်ခက်ကြဲကြဲဖြင့်သူမအားချော့မော့မေးမြန်းနေသောမိကျော့တို့အားပြန်လဲမေးမြန်းလေသည်ဒါကိုမြမင်္ဂလာဆောင်လားယင်ဟုတ်တယ်လေဘာဖြစ်လို့လဲအမကြီးသူပြောတော့အတီးယူမှာပါဆိုပြီးအခုတော့ဘလို့လုံးနောက်တစ်ယောက်ကိုယူသွားရလဲမသိဘူးလူကိုလက်နီးစုံများထင်နေရလားမသိဘူးခင်ရနာဤစကားများကြောင့်အားလုံးပူ၍စိတ်ဝင်စားသွားကြပြီးဆက်စုရတော်သူများမှလည်းတယောက်တစ်ပေါက်မေးမြန်းကြရာခင်ရနာသည်လည်းမေးသမျှသူများအားမမောတမ်းပြန်ဖြေနေပါတယ်ညီရဘဲရတော့ကျမကမြောက်ဝင်ရပါဟုတ်လားနင်ကကိုမြကြီးနဲ့ဘယ်လိုပတ်သက်နေလို့တော့ပတ်သက်တာမှအမကြီးယူရဲ့သူကလေကျမကိုယူမယ်ဆိုပြီးယူမယ်ဆိုပြီးဘာဖြစ်ကြရလဲဘာဖြစ်တယ်ဆိုတော့မပြောပြစေနဲ့ရှင်ကျမရှက်လို့ပါခေရနာဤစကားများကြောင့်မင်္ဂလာဆောင်လာကြသူများနှင့်ပြည်ပင်ရွာသားများသည်တအံ့တောဖြစ်ကြပြီးနောက်ရွာလူကြီးဦးမောင်ကြီးကဒေါ်တုတ်မှသွားခေါ်လေသည်ရွာလူကြီးလာအောင်မတ်တို့ပြားနဲ့ဘာဖြစ်တာတော့ဘာဖြစ်ရမှာလဲတော့မြာကြီးတိတ်ပုံလိုက်လာလို့တော့အောက်မှာဒီလောက်ပြားခတ်နေတာတော်တော့ကမသိဘူးလားအော်ဟင်းနေရတော့သိတယ်ဘာပြင်မှန်းကိုမသိတာလာအောက်မှာလာရှင်းပေးလိုက်အောင်တစားနဲ့ကိုမြာကြီးတို့အိမ်ပေါ်မှာလူအများလဲတည်သွားကြပြီးအားလုံးအိမ်အောက်သို့ဆင်းလာကြပါတယ်ကိုမြာကြီးမာမူမျက်လုံးကလေနဲ့ဖြစ်နေပြီးမအေးမြင့်နေသူမ၏မိခင်ဖြစ်သူတို့မာမူကိုမြကြီးအားတိတ်၍အမြင်မကြည့်တော့ပေမောင်မြကြီးမင်းဘာတွေရှုပ်ထားတာတော့မင်းကွယ်ရို့မလို့နဲ့အတော်ဆိုးပါလားအမေကျုပ်ဘာမှမလုပ်ထားပါဘူးဗျာဘာမှမလုပ်ထားပါဘူးနင်ဘာမှမလုပ်ပဲဒီမိန်းကလေးကအခုလိုလိုက်လာမလားစဉ်းစားကြည့်စမ်းမအေးမြင့်မာမူကိုမြကြီးကစကားပင်မပြောတော့ဘူးထို့ကြောင့်မြကြီးကအိမ်ရောက်သို့ဆင်းလာပြီးမန်းနက်အတွင်းမှဝိုင်းကြည့်ခံနေရသောခင်ရနာအနားကိုသွားကအတန်ခတ်မာနဲ့မေးမြန်းလိုက်ပါတယ်ဟဲ့ကောင်မလေးနေမသူလဲနင့်ကငါမသိဘူးအခုတော့တော်ကပြောပြီပေါ့ပလင်းကိုရိုက်ခွဲသုံးမရတော့တဲ့အချိန်
အခုရှင်းလက်ဖွာရှာမှာကြောက်နေပြီမလားနင်ဘာပြောနေရလဲနင်ဘာလို့လဲလို့မေးပြီပေါ့မြို့ရောက်ရင်လာပါလို့ခေါ်တဲ့ပါဇက်ကြီးကအခုတော့နင်ဘာလို့မေးပြီပေါ့လေရှင်သိရဆက်တယ်ကိုမြကျမမှာဖြင့်ရှင်ပြောတာတွေကိုယုံပြီးဘဝတစ်ခုလုံးပြီးလိုက်ရတာရှင်ကတော့မိန်းမယူပြီးကျမကိုအသုံးမလို့လို့ဆွန့်ပစ်ပြီးပေါ့ဟဲ့ကောင်မလေးနင်ပေါက်ရတယ်ရှောက်ပြောမနေနဲ့နင်ကငါမသိဘူးနော်အခုတော့ရှင်ကဘယ်သိမှာတော့ရှင်ဘေးမှာမိန်းမရှိနေပြီလေကျမကရှင့်မင်္ဂလာဆောင်ကိုနှောက်ယှက်ဖို့လာတာမဟုတ်ဘူးနောက်ဆုံးအနေနဲ့ရှင့်ကိုလာနှုတ်ဆက်တာရှင်တို့အိုအောင်မင်းအောင်ပေါင်းသိနိုင်ကြပါစေကောင်မလေးနင်ပေါက်ရမပြောနဲ့နင်ငါ့ကိုဒုက္ခပေးနေရလားကိုမြကြီးတယောက်မျက်နှာမှာကြွေးများပြန်နေပြီးခင်ရနာတင့်တုံအားပြောဆိုနေချိန်မအေးမြင့်မှာကိုမြကြီးအားလက်ညှိုးငေါငေါထိုးပြီးအတန်မာထန်စွာနဲ့စကားဆိုလေသည်ကိုမြကြီးရှင်သူများသားသမီးကိုမဟုတ်တာလှုပ်တုံးကလှုပ်ပြီးအခုမှရှင်ဘာတွေရှောက်ပြောနေတာတော့ဘယ်မိန်းကလေးမှမဟုတ်ပဲအခုလိုမပြောဘူးဒီလိုမိန်းကလေးမျိုးကပိုပြောမှာတော့မဟုတ်ဘူးရှင်ကလူယုံမှာပဲညီမလေးမဟုတ်ဘူးသူနဲ့အကိုကြီးကဘာမှမပတ်သက်ဘူးတော်စမ်းပါဘလောက်ရှက်စရာကောင်းလိုက်တယ်လေရှင်နဲ့ကျမကွာမယ်မဟုတ်ဘူးအကိုကြီးရှင်းပြပြစေတော်စမ်းပါကိုသိန်းတန်လှဲပြင်ကျမတို့ရွာပြန်မယ်ဒီလိုလူယုံမာနဲ့ပေါင်းမယ်စားတခုလည်းပဲလှုပ်လိုက်မယ်လာမေးသွားမယ်မအေးမြင့်သည်သူမ၏မိခင်နှင့်သူမတို့၏ရွာသားများကိုခေါ်ကာသရိုးသမီးဝစ်စုံနှင့်ပင်လှဲနှင့်ထွက်သွားလေသည်ကိုမြကြီးတယောက်အတင်းလိုက်တားမိကြံချိန်ဘာကြီးများနှင့်ရွာလူကြီးတို့မှသူ့အားအတင်းဆွဲထားလိုက်ကာခင်ရနာတင့်တုံအားလက်ညှိုးညွန်ပြပြီးကိုမြကြီးအားအတန်ခတ်မာနှင့်စကားဆိုလေသည်မြကြီးရိုးလာနဲ့မင်းဟာကြိတ်ပုံးခုတ်နေတာကိုကဲမင်းဟာမှလေးငုံနေတာမင်းဘယ်လိုလုပ်မှာဟမ်မင်းဆိုတဲ့ကောင်ကြောင့်ပေပင်ရွာသားတွေတိတ်ခါကြတယ်ကွာရွာလူကြီးဟာကျုပ်ကတကယ်ကိုသူ့နဲ့ဘာမှမဆိုင်တာကျုပ်ကိုတော့မယုံလားဗျာဟဲ့ကောင်မလေးတယောက်ကအခုလိုအရှက်သိတ်ခါကိုမထောက်ပြောတယ်ဆိုတာမဟုတ်ဘဲနဲ့ဘလို့ပြောမှာတော့မင်းကြည့်လေသူ့ပုံကတမင်လာနောက်ရှက်တဲ့ပုံပေါက်နေလို့လားအဲ့ဒါတော့ကျုပ်လည်းမသိဘူးလေဗျာကျုပ်မိန်းမပြန်သွားပြီဘလို့လုပ်ရမလဲရွာလူကြီးပြန်သွားတာတော်သေးတယ်ပါမရိုက်သွားတာကံကောင်းမင်းကငါအတော်အထင်ကြီးရတာကွာအခုတော့မပြောလိုက်ချင်ဘူးမင်းကိစ္စမင်းရှင်းကျုပ်ကဘာရှုပ်ထားလို့ဘာရှင်းရမှာတော့ဗျကျုံနဲ့တကယ်ကိုဘာမှမဆိုင်တာဒီနွားတော့ကွာမင်းငါလက်သီးသာမိတော့မယ်ကလေးမဦးကြီးကိုတေချာရှင်းပြစမ်းရွာလူကြီးသည်လူများအောင်ကြည့်နေသောခင်ရနာအားချော့မော်ကမေးမြန်းလိုက်ပါတယ်ထိုအခါခင်ရနာသည်တရှုံနှင့်တရှိုက်ကြီးငိုငင်ရင်းထားလိုက်ပါအဲ့ဒါကျမအဖြစ်နဲ့ကျမခံရတယ်လို့ပဲသတ်မှတ်ပါမယ်သူစိတ်ချမ်းသာတယ်လို့ပဲလုပ်ပြီးလိုက်ကြပါရှင်မဟုတ်သေးဘူးလေတငယ်မဘယ်မှာနေပြီးဘာတွေလုပ်တာလဲဦးကြီးတို့ကိုပြောပြစမ်းပါကျမမပြောပြစေနဲ့ကျမလာတယ်ဆိုတာသူ့ကိုလာနှုတ်ဆက်ရုံနေမှာကျမဘာမှပြဿနာမတက်ချင်ပါဘူးကျမသွားတော့မယ်ခင်ရနာတယောက်ပြောဆိုနဲ့ပါဇက်အားလက်နေပိတ်ကငိုကြွေးနေပြီးကနွဲ့ကလျလေးဖြင့်မင်္ဂလာဆောင်မန်းတန်းမှပြေးကထွက်သွားလေသည်ထိုအခါဘိုးထင်သည်သူ၏နဘေးတွင်ရှိသောပေါတူးနှင့်ဂျိုးသိန်းတို့အားအတန်ခတ်တိုးနှင့်ခင်ရနာနောက်သို့လိုက်ရန်အတွက်ခံလိုက်၏ကိုပေါတူခမားတို့နှစ်ယောက်အဲ့ဒီအမနောက်လိုက်ဆောင်စမ်းဗျာငါတို့ကဘာလဲလုပ်ရမှာလဲသူ့နောက်ကိုမယောင်မလဲနဲ့လိုက်သွားဖို့ဗျာအေးအဲ့ဒါဆိုလိုက်မယ်ပေါတူးနှင့်ဂျိုးသိန်းတို့မှဘိုးထင်ခိုင်းစီသည့်အတိုင်းခင်ရနာနောက်သို့လိုက်သွားလေသည်မန်းနဲ့အတွင်းမှာတော့ရက်မိရက်ဖများနှင့်လူကြီးသူမများမှမူကိုမြကြီးအားပြစ်တင်ပြောဆိုလိုနေကြသည်မြကြီးနင်နော်မိန်းမရတာတော့ရပ်ပိုင်းပဲရှိသေးတယ်ပြဿနာတွေကရှုပ်လာပြီဒီကလေးမကအရင်လားပြောစမ်းမဟုတ်ပါဘူးဆိုဗျာမဟုတ်ပါဘူးဆိုဘာမဟုတ်တာလဲဒါလောက်အကောင်လိုက်မြင်နေရတာကိုဗျောင်ညင်းနေတယ်နေမိန်းမမယူပဲလူပြိုကြီးလုံနေရဆိုတာအခုလိုဒိုးတွေမသိအောင်လိုက်ရှုံနေရမလားမဟုတ်ပါဘူးကြီးတော်ရဲ့ကျုပ်ချိန်ပြောရဲပါတယ်တကယ်ကိုမဟုတ်တာပါတော်စမ်းနင်သတိထားရွာလူကြီးပါဝင်အားလုံးမှာကိုမြကြီးဟာကျိန်းမောင်းလို့သွားကြပြီးမင်္ဂလာမန်းတန်းမှထွက်သွားကြလေတယ်ကိုမြကြီးဒီကဦးကောင်းကိုကုတ်ကမြည်တို့ပြုလုပ်ရမည်မှန်းမသိတန်းလျားတွင်ထိုင်ကစိတ်ညစ်လို့နေပါတော့တယ်ပေါတူးနှင့်ဂျိုးသိန်းတို့နှစ်ယောက်သည်ပေပင်ရွာမှထွက်လာသောခင်ရနာသိမ့်တုံနောက်သို့လိုက်လာလေရာခင်ရနာသိမ့်တုံသည်မြောက်ပြင်ရွာသို့သွားလိုနေသည်
အချိန်ဒီကညနေဆောင်တို့အချိန်မင်းရောက်လူနေပြီဖြစ်ပါတယ်ထိုအချိန်တွင်တော့ခင်ရနာမှာမြောက်ပြင်ရွာရှိအိမ်တလုံးတွင်သို့ဝင်ရောက်သွားလေသည်ပေါတူးနှင့်ဂျိုးသိန်းသည်လည်းမယောင်မလဲနှင့်လှဲ့ထွက်လာစဉ်လမ်းတွင်ပွာကြီးတို့သုံးအောင်နှင့်စုံလေသည်မေပေပင်ရွာမလားဟုတ်တယ်လေခမရလေဗျာကျုပ်တို့တော့မေ့နေပြီလားမမေ့ပါဘူးကွငါတို့ကကိုမြာကြီးမင်္ဂလာဆောင်မနှက်ဖြန်မှာသွားမလို့ကျုပ်တို့ကအတော်သမားတွေဆိုတော့ဗျာမနှက်ဖြန်နဲ့ကွက်တိဒါနဲ့မင်းတို့ဘာလာလောက်ကြဒီလိုဗျာပေါတူးမှာကိုမြာကြီးမင်္ဂလာဆောင်တွင်ဖြစ်ခဲ့သောအကြောင်းအရာများကိုပြောပြလိုက်ပြီးပွာကြီးတို့၃ယောက်ပြောပြလိုက်ရာပွာကြီးတို့၃ယောက်အံ့ဩသွားကြပြီးသူတို့အချင်းချင်းအရင်စကားဆိုကြလေသည်တော်ကြီးမင်းကိုမြင့်ကျူမှာညီမရှိရဆိုတာသိလားကျုပ်ကတော့ကြားတော့မကြားဘူးဝမ်းခွဲလို့တော့ပြောတာပဲမြောက်ခွင်ကလာတယ်ဆိုလားပဲအေးကွာဘဲကနေဘလို့ညီမတွေပါပေါ်လာလဲမသိဘူးရုပ်ကတော့လာလာမှမဆိုင်ပါဘူးကွာဟိုကောင်မလေးကအချောလာလီကိုမြင့်ကျူတို့တူကြီးကြတော့ရုပ်တွေကတကွက်လေးမှကိုကြည့်မကောင်းတာအေးကွာတူတာတော့တော်တော့ကိုမတူဘူးနော်သူတို့အချင်းချင်းပြောပြီးပေပင်သားနှစ်ယောက်ဖြစ်သောပေါတူးနှင့်ဂျိုသိန်းအားကြည့်လိုက်ရာပွာကြီးမှာပြန်လဲစကားဆိုလိုက်သည်ကဲမင်းတို့တွေပြန်ရမှာမိုးချုံနေပြီမနိုင်ပြန်အစောမှထပြန်တော့ငါတို့အိမ်လိုက်အိတ်ကွာအေးဗျာအဲ့လိုပဲလောက်ရတော့မှာပဲဒါနဲ့ခမားတို့ပြောပုံရကိုမြကြီးမင်္ဂလာဆောင်လာဖြတ်တာမြင့်ကျူညီမလားမြင့်ကျူညီမလားဘာလားတော့မသိဘူးကွာရုပ်ကလှတာပတာလီကိုလုံးလေးကလည်းလှတယ်ဟိုးနာကတဲအိမ်နဲ့ဝင်သွားတာပဲဟုတ်တယ်အဲ့ကောင်မလေးပဲကျုပ်တို့ကိုမြကြီးတော့စိတ်တွေညစ်ကုန်ပြီဗျလှုပ်ပါအောင်ဗျာခမားတို့သိတာလေးတွေပေါတူးမှာစကားနိုင်လိုက်ရာတော်ကြီးသည်ဦးကောင်းအားခါရမ်းလိုက်ပြီးကိုမြင့်ကျူနဲ့ငါတို့မပေါင်းတော့ဘူးကွာသူလဲငါတို့ကိုမယုံတော့ဘူးလေအခုတော့ငါတို့လေသူနဲ့ပတ်သက်တာတွေကိုတည်တည်ချာချာမသိဘူးကွာခတ်တယ်ဗျာကျုပ်တို့ကလည်းဘာလို့ရမှန်းမသိဘူးမင်းတို့အခုကိုမြကြီးမင်္ဂလာဆောင်ကိုလာဖြတ်တာကိုမြင့်ကျူညီမမှန်သိပြီမလားအဲ့ဒါသိရတာတော့မစိုးဘူးပြောရမယ်လာကွာကိုပွားရိတ်သွားအောင်မင်းတို့မြောက်ပြင်ရောက်တုံးရောက်ခိုက်ငါတို့အဲ့ဝတ်ပြုမယ်ဤသို့ဖြင့်ပွာကြီးတော်ကြီးနှင့်ငဒူတို့၃ယောက်သည်ပေပင်သား၂ယောက်ဖြစ်သောပေါတူးနှင့်ဂျိုးသိန်းတို့အားသူတို့၏နေအိမ်သို့တဲခိုရန်ခေါ်သွားကြပါလေမဟုတ်သေးဘူးကွာအခုကိစ္စဟုတ်ကိုမဟုတ်သေးဘူးငါမိန်းမနဲ့ငါရောက်ခမကလည်းရှင်းပြတာကိုမရဘူးကွာကိုမြကြီးခမအဲ့ကိစ္စမလုပ်ထားဘူးမလားဟဲ့အောင်ဘိုးထင်မင်းတို့ကပါငါ့ကိုမယုံဘူးလားကွာငါဆိုတဲ့ကောင်ကအဲ့လိုလုပ်ပါမလားကွာမင်းတို့မို့လို့တန်တရားဝင်ရတယ်ကွာအော်ကိုမြကြီးရဲ့ဟိုအမကလည်းအသေးချာကြီးကိုပြောနေရလေဗျာသူ့ရုပ်ရည်လေးကြည့်ရတော့လေမိကောင်းဖခင်သားသမီးပုံဗျသူဘာလို့အခုလိုလာပြောတာလဲနားမလဲဘူးဗျာအေးအဲ့ဒါတော့ငါလည်းမပြောတတ်ဘူးတေချာတာတော့ငါလုံးဝမဟုတ်တာမလုပ်ပါဘူးကွာကိုမြကြီးတယောက်အားခဲရတော့သူဤမင်္ဂလာဆောင်အားပြီးမြောက်အောင်မကျင်းပရသည်ပြင်မိန်းမနဲ့ရောက်ခမဖြစ်သူမှာလေချမ်းသာရွာသို့ပြန်သွားသဖြင့်စိတ်ညစ်ပြီးကိုလွမ်းဝေတို့ထန်းတော်တွင်တနေကုန်ထရီတောက်ခါဘိုးထင်ပေတူတာအေးဖိုးထွေးတာရနှင့်တခြားသောကာလာသားများအားရင်ဖွင့်လိုနေပါသည်ကာလာသားများမှာသူတို့၏ခေါင်းဆောင်ဖြစ်သောကိုမြကြီးအားအပြည့်အဝယုံကြည်တော်လဲရွာရှိရက်မိရက်ဖများနှင့်လူကြီးသူမများမှမူမယုံကြည်ပဲကိုမြကြီးအားပြစ်တင်ပြောဆိုနေကြတယ်ထို့အတွက်ကိုမြကြီးတယောက်အလွန်စိတ်ညစ်ပြီးသူအားယုံကြည်ပြီးသောကာလာသားများနှင့်ထန်းတော်တွင်ထိုင်ကရင်ဖွင့်နေခြင်းဖြစ်ပါတယ်ကိုမြကြီးသည်ထန်းရီအားမြူလိုက်မောတောက်ကဖက်ပြီးစကားဆိုလေသည်အကောင်မလေးငါ့ကိုကြောက်ချတာငါတကယ်ဘာမှမလုပ်ပါဘူးစိတ်ပူပါနဲ့ဗျာသူ့နောက်ကိုပေါတူးနဲ့ကိုဂျိုးသိန်းလိုက်သွားဖို့ကြောက်လွတ်လိုက်တယ်လှုပ်စမ်းမဘိုးနေရအခုမှမိမလေးရကာသာရှိသေးတယ်ကွဲတော့မယ်ဆိုရင်မဟုတ်သေးဘူးကွာငါ့ကိုမပေါင်းနိုင်တော့ဘူးလို့ပြောသွားတာငါအတော်ခံစားနေရပြီကွာအဖြစ်မှန်သိရင်တော့မအေးမြင့်တို့လက်ခံပါပါဗျာကဲအခုလောလောဆယ်တော့စိတ်လျှော့အောင်ဗျာပုံစိုးပန်းစိုးနဲ့လာပြောတယ်ဆိုရင်လေခမ ्या ကိုမနာလို့လုပ်တယ်လို့ပြောလို့ရအောင်မေဗျာအခုကတော့ဟိုမအတော်ချော့တာဗျသူကြည့်ရတာမျိုးကြီးသူကြီးကြာနေတာပဲဘိုးထင်မှာထိုတို့ပြောလိုက်သည့်အခါတာရနဲ့ဘိုးတွေးသည်လေအမီစာရင်ခေါင်းညိတ်ကဘိုးထင်စကားအားထောက်ခံလိုက်ပါတယ်အဲ့ဒါတော့ဟုတ်တယ်ကွာငါလှရင်နဲ့ဖိုးထွေးမိကြော့တောင်ယုံနေတာသူ့အနေထားကြီးနေကွာကိုမြကြီးကိုအဆက်ခွဲခြင်းနဲ့ဆိုတာလုံးဝမဖြစ်နိုင်ဘူးလေကွာဟုတ်တယ်ဘိုးထင်ရဲ့ငါတောင်တကယ်လို့ထင်သေးတယ်အခုကိုမြကြီးတေချာပြောပြမှတန်ရစိတ်မဖြစ်တော့တာ
သူတို့ထင်တာကိုလည်းအပြစ်ပြောလို့မရဘူးလေကွာကိုမြကြီးကတခါမြို့တက်သွားတာကိုဖိုးထွေးမှာထိုးလို့ပြောလိုက်ရာကိုမြကြီးသည်လက်ကပြလိုက်ပြီးမြို့တက်တယ်ဆိုတာစပားစီပဲစီလောက်ပဲစုံစမ်းတာပါကွာတခြားအကြောင်းအရာမရှိပါဘူးဩအခုလဲတန်တရားမရှိပါဘူးဆိုဗျာမင်းဘာအစားငါ့ကိုမယုံကွာငါဘလို့လုပ်ရမလဲဖိုးထွေးရဲ့မင်းတို့ကြံအောင်ကွာအခုလောလောဆယ်တော့ကြုတ်လည်းမပြောတတ်သေးဘူးဘိုးထင်လွတ်လိုက်တဲ့ပေါတူးနဲ့ဂျိုးသိန်းတို့အလားပဲစောင့်တာပေါ့ဗျာကိုလွမ်းဝေရဲ့ထန်းတော်ထဲမှာဘိုးထင်တို့နဲ့ကိုမြကြီးတို့တောက်ရင်စားရင်စကားပြောနေချိန်ထန်းတော်တွင်သို့ဂျိုးသိန်းနဲ့ပေါတူးတို့ခက်မြန်မြန်ရောက်လာကြတယ်သူတို့သည်ဘိုးထင်တို့ဝိုင်းကိုရောက်သည်နဲ့ထန်းရီကိုတယောက်တစ်မျိုးကောက်ကင်ကမောချလိုက်ပြီးအမောတကောနဲ့စကားဆိုပါတယ်ကိုမြကြီးဟိုမင်းကလေးကိစ္စကျုပ်တို့သိပြီဗျဘာလဲမြန်ပြောစမ်းပါကွာမင်းတို့အဲ့ကောင်မလေးနောက်ကိုလိုက်သွားတာဆိုဟုတ်တယ်အခုမှပြန်ရောက်တာကျုပ်တို့ဟိုလူတွေအိမ်မှာအိတ်နေတာဘယ်သူတွေတုံးကွာကိုပွားကြီးတို့အိမ်မှာလေဗျာဟုတ်လားဘာတွေထူးလဲပြောပါဦးကိုမြကြီးမင်္ဂလာဆောင်လာသွားတဲ့ကောင်မလေးကမြင့်ကျူဆိုတဲ့လူရဲ့ညီမဝမ်းဝဲတယ်ဗျာမြောက်ဝင်ကလာတယ်ဆိုလားပဲအခုသူတို့ကြီးတော်ကြီးအိမ်မှာနေနေရတယ်လေဘာမြင့်ကျူညီမဟာလားကိုပွားကြီးတို့ကတော့အဲ့လိုပြောတာပဲကောင်မလေးလည်းမြောက်ပြင်ရွာထဲဝင်သွားတာဗျခွေးမသာမြင့်ကျူသူ့နှမအရှက်သိတ်ခါအောင်မှမထောက်တင်းကငါ့ကိုလှုပ်ကြံတာပဲကိုမြကြီးသည်ထိုးလို့ပြောပြီးထမ်းရီအိုအားထမ်းမင်းနဲ့ရိုက်ခွဲကမတ်တက်ထားလိုက်ရာအနားတွင်ရှိသောပေတူးနှင့်တာကြီးမှထိန်းထားလိုက်ရပါတယ်ကိုမြကြီးစိတ်လျှော့သမ်းပါဗျာအခြေအနေသိနေပြီပဲကျုပ်တို့ဝိုင်းစင်းစားပေးပါမယ်ဗျဟုတ်တယ်ကိုမြကြီးအခုအချိန်သွေးပူနေတော့ဘာမှမလုပ်နဲ့ဟိုလူကလည်းဗျာအတော်ရုပ်မာတာနှမတယောက်လုံးရဲ့အဆက်ကူမှမထောက်ဗျာအဲ့ကောင်အလကားကောင်သူ့နှမနဲ့ငါမိန်းမလဲမယ်ဆိုရင်တော့လဲမဲ့ပုံဖြစ်နေပြီကိုမြကြီးမှထို့သို့ပြောလိုက်သည့်အခါပေါတူးသည်ပြုံးဆဆဖြင့်ကိုမြကြီးအားစကားဆိုလေသည်လဲဆိုလဲလဲပလိုက်စမ်းပါဗျာဟိုကောင်မလေးကပိုလှတယ်ဗျအတော်လဲဖြောင်းတယ်ဒီမအေးဘေးရတော့နာကျင်နေပြီနဲ့ထင်တယ်မင်းငါဖာကောင်းထင်နေရလားဟေ့အောင်ပြောသမ်းကိုမြကြီးဟာလေဗျာစိတ်ကြီးပဲကျုပ်ကနောက်တာပါတကယ်ပြောတာပါဗျာအချစ်ကိုတန်မိုးထားတဲ့အထဲမှာပေါတူးဆိုတဲ့ကျုပ်ကနံပါတ်1ပဲအပြောကတော့ကောင်းနေနော်မင်းအပြောကောင်းလို့တတ်တာတယ်မှတ်အကောင်းပြောတာပါဗျာကဲကျုပ်ကိုကြီးစိတ်တုံလေးနဲ့ကိုမြကြီးဟာခမရကိစ္စဘလို့လုံးမှာပေါတူးမှသတိပေးလိုက်သည့်အခါကိုမြကြီးတယောက်ဦးကောင်းအားခါရမ်းကမြည်တို့ပြုလုပ်ရမည်မှန်းမသိအောင်ဖြစ်လို့နေပါတယ်ထိုအခါဘိုးထင်သည်ကိုမြကြီးအားတေချာကြည့်ပြီးကဲကိုကြီးမြအခုကိစ္စကြုတ်ကန်တွေလိုက်မယ်ခဏလောက်တော့မအေးမြင့်နဲ့ခွဲနေတယ်ပေါ့ဗျာအခြေအနေမှန်ကိုသိမှသူ့သွားရှင်းပြကြတာပေါ့အခုခမည်းသွားရှင်းပြရင်လေပိုရှုပ်ကုန်ပါအေးမင်းတို့ပြောသလိုအစင်ပြေလို့သာလှုပ်တော့ကွာကဲအခုတော့ထမ်းရည်လေးအေးစီတောက်ကြဗျာပြီးမှကျုပ်တို့မြောက်ပြင်ကိုလိုက်သွားလိုက်မယ်အေးကွာမင်းတို့ပဲအားကိုးရတော့မှာပဲဤသို့ဖြင့်ဘိုးတင်သည်ကိုမြကြီးအားစိတ်မပူရန်နှစ်သိမ့်ပြောဆိုပြီးနောက်ထမ်းရည်တောက်ပြီးသူတို့ရှေ့ဆက်မိအစီအစဉ်များကိုတိုင်ပင်နေကြပါတော့တယ်ဘိုးထင်ပေတူတာဤတို့သုံးယောက်တို့သည်မြောက်ပြင်ရွာရှိမဝိုင်းစိန်တို့၏နေအိမ်သို့ဝင်သွားလိုက်ကြသည်သူတို့ကိုမြင်တာနဲ့မိဖြူမှာပြုံးရည်ပြီးအိမ်ထဲမှထွက်လာကစီးကြိုပါတယ်အကိုဘိုးထင်တို့လာတယ်လာမိဖြူဒီမှာလားဟုတ်တယ်လေဒီမှာပဲလေအမဝိုင်းစိန်တို့ရှိလားအမကြီးတော့မရှိဘူးအမေပြုံးမဲရှိတယ်ဟုတ်လားဘိုးထင်တို့လည်းမိဖြူအားလက်မဆွဲကမဝိုင်းစိန်တို့၏အိမ်အောက်တန်းလျားတွင်ထိုင်လိုက်ကြသည်ရာမကြသောအချိန်တွင်တော့အိမ်အောက်တန်းလျားသို့မဝိုင်းစိန်၏မိခင်ဖြစ်သူသည်ရေနွေးချမ်းလင်မန်းကိုကင်ပြီးပြုံးရွှင်စွာဖြင့်အိမ်ပေါ်မှဆင်းလာကဘိုးထင်တို့အားဧည့်ခံလေသည်ဘဲကနေဘလို့ရောက်လာကြရလေကွရေနွေးချမ်းတောက်ကြအောင်ဒီကိုပဲလာတာကြီးတော်ကြီးကိုမြကြီးမင်္ဂလာဆောင်ကြောင်းတည်ပြီးပြီမလားအေးတည်ပြီးပြီဝိုင်းစိန်တောင်သွားသေးတယ်လေအိမ်ကြီးကမင်္ဂလာဆောင်ပြတ်သွားလို့ပြန်လာတာဘလို့ဖြစ်တာလဲပြောစမ်းမအောင်ဟဲ့ကိုမြင့်ကျူဆိုတဲ့သူရဲ့ညီမဝမ်းခွဲကိုတိလာကြီးတော့အေးတိတယ်ရောက်တာမကြသေးဘူးလေသူလာဖြစ်သွားတာကိုမြကြီးနဲ့ပတ်သက်ဖူးတယ်ဘာညာဆိုပြီးတော့လှုပ်သွားတာဗျာအဲ့ဒါကျုပ်တို့လည်းအကျိုးကြောင့်သိရအောင်လားစုံစမ်းတာငါလေးအံ့ဩနေတာမြင့်ကျူတို့မှာနောက်ထပ်ဆွေမျိုးသားချင်းရှိတယ်လို့လည်းမကြားမိပါဘူးဟဲ့ဘယ်လိုလုပ်အဲ့ကလေးမလေးရောက်လာလဲလို့တွေးနေတာသူဘမနေရဆိုတာကြီးတော်ကြီးသိလားသိတယ်မတ်ပူတို့အိမ်မှာနေရလေမြင့်ကျူရဲ့ကြီးတော်အိမ်ပေါ့
ကျုပ်တို့ကိုလိုက်ပို့လို့ရမလားကျုပ်တို့သူနဲ့တွေ့ပြီးပြောစရာရှိလို့ရတယ်လေပြဿနာတော့မဖြစ်တော့ဘူးမလားမဖြစ်ပါဘူးကြီးတော်ရေစိတ်ချကျုပ်တို့သိရင်တာတွေပဲမေးမှာနို့မို့ဆိုပြဿနာကြီးတော့မှာဗျအော်အေးအဲ့ဒါဆိုလဲငါလိုက်ပို့မယ်လေထမင်းစားပြီးမှသွားကြတာပေါ့ထမင်းကပြီးမှစားမယ်ကြီးတော်ကြီးကျုပ်တို့အရင်သွားမယ်အေးလေနင်တို့အလင်းလုံနေတယ်ဆိုတော့သွားတာပေါ့မိဖြူရေအမေပြုံးဘိုးတင်တို့ကိုလိုက်ပို့လိုက်အောင်မယ်ဝိုင်းစိန်လာရင်နေကိုတွေအတွက်ထမင်းချက်ဖို့ပြောလိုက်အောင်နော်မဝိုင်းစိန်ဤမိခင်ကြီးသည်ဘိုးတင်နှင့်စကားဆိုနေရင်မှမိဖြူအားမှားကြားလိုက်ခြင်းဖြစ်ပါတယ်ထိုအခါမိဖြူသည်ပြုံး၍ခေါင်းငိမ့်လိုက်ပြီးဟုတ်ကဲ့မိပြုံးကျုပ်ပြောထားလိုက်မယ်အဲ့ဒါဆိုအမေပြုံးတို့သွားအောင်မယ်အမေပြုံးသည်ထိုးသူပြောပြီးနောက်ဘိုးတင်ပေတူတာအေးတို့အားခေါ်ကရွာထဲရှိခင်ရနာတင့်တိန်တုံအားခေါ်လာသောဒေါ်ပူ၏နေအိမ်သို့သွားလိုက်ကြပါတော့တယ်မပြုံးတို့ပါလားလာကြအေးတွေလည်းပါလာတာပဲဟုတ်တယ်မပူရေဒါကပေပင်ရွာကကျုပ်သည့်မိတ်ဆွေလေးတွေပေါ့သူတို့ကမပူအိမ်လာကြည့်နေဆိုတာနဲ့လိုက်ပို့တာဟုတ်လားဘာကိစ္စများရှိလို့လဲမသိဘူးဘိုးတင်တာအေးပေတူးတို့သည်အမေပြုံး၏ဥဆောင်မှုဖြင့်ကိုမြင့်ကျူ၏ကြီးတော်အိမ်သို့ရောက်ရှိလာခြင်းဖြစ်ပါတယ်အမေပြုံးမှာပေပင်ရွာမှမိတ်ဆွေတွေဟုပြောသည့်အခါဒေါ်ပူ၏မျက်နှာမှာကွက်ခနဲအနှဲငယ်ပြတ်သွားသည်ကိုဘိုးတင်တို့သုံးယောက်သတိထားမိလိုက်ပါတယ်ထို့နောက်သူတို့သည်ဒေါ်ပူ၏မျက်နှာချင်းဆိုင်တန်းလျားတွင်ထိုင်ကကုတ်ပစ်တွင်တယောက်တည်းထိုင်ပြီးပြုံးရည်နေသည့်ခင်ရနာတင့်တိန်တုံအားအကဲခတ်ကြည့်လိုက်ကြတယ်ဒေါ်ပူသည်ကရေနွေးချမ်းများကိုပြင်ဆင်ပေးပြီးနောက်ဘိုးတင်တို့အားကြည့်ကပြုံးရည်၍မေးမြန်းလာလေသည်မောင်ရင်တို့ဘာကိစ္စများလဲကွမပြုံးဦးတော်လိုက်ပို့ခိုင်းနေဆိုတော့ကိစ္စကြီးနေထင်တယ်ဟုတ်တယ်ကြီးတော့ကိစ္စကြီးတယ်ဗျကျိုးတို့ကလည်းမဆိုင်တဲ့သူတွေမထိခိုက်စေခြင်းလို့အခုလိုလာရတာပေတူးဤစကားကြောင့်ဒေါ်ပူမှာတိတိတာတာမျက်နှာပြက်ယွင်းသွားပြီမဟုတ်တာဘာမှမလုပ်ထားပါဘူးငါတူတို့ရဲ့ကြီးတော်ကြီးကရွာမှာအေးစစ်စစ်နေတယ်ဆိုတာအကုန်သိပါတယ်အဲ့ဒါကြောင့်မို့လေကျိုးတို့ကလာတာဗောကြီးတော်ရဲ့အခုကျိုးတို့ရွာကိုမြာကြီးကသူ့ကိုအသက်ရည်ဖြတ်တဲ့သူတွေကိုတရားစွဲမယ်ဆိုလားဗျာအဲ့ဒါတွေလုံနေပြီးကုံကျင်တဲ့လောက်ကုံမျိုးတက်ပြီးတရားစွဲမှာလေဗျာကျုပ်တို့ရွာကိုမြာကြီးကနည်းနည်းအရာရောက်တယ်လေဗျာဟင်းတရားစွဲမယ်ဟုတ်လားဘာလို့တရားစွဲမှာလဲသူ့ကိုမဟုတ်တန်းတရားပြောတဲ့ဟိုနောက်ကအမကိုပေါ့ဗျာပြီးတော့သူနဲ့အတူကြံရပါရီရောပေါ့ဗျာအဲ့ဒါတရားစွဲမယ်ကိစ္စနောက်တစ်ခုကတခြားပညာတွေနဲ့လက်တော့ပြန်မှုလေပြောသေးတယ်ကြီးတော်ကြီးကြားဘူးလားတော့မသိဘူးပေပင်ရွာကဦးအုံနဲ့သူ့သားဆိုတာလေကြားဘူးတယ်နမေကြီးတွေကိုအေးကျုံဝေးမှာထားနေတာကဦးအုံရဲ့သားပဲသူ့ကိုကိုမြာကြီးကဘာလို့ခိုင်းထားတယ်ဆိုတာကြီးတော်ဘာသာမေးကြည့်တော့ပေတူးမှာချင်းချောက်သလိုလေးတန်းဖြင့်ဒေါ်ပူကပြောလိုက်ရာတပြေးပြေးနဲ့ပို၍ကြောက်စိတ်ဝင်လာသောဒေါ်ပူသည်မျက်နှာငယ်လေးဖြင့်ဘိုးထင်အားမေးမြန်းလိုက်ပါတယ်မောင်ရင်ကိုဘာရီခိုင်းထားရလဲကွယ်ကြီးတော်ကိုပြောပြစမ်းပါတခြားတော့မဟုတ်ပါဘူးကြီးတော်ရဲ့တကယ်လို့တရားစွဲလို့အချိန်လေးမထူးရင်ကြောက်တက်ထားတဲ့ပညာနဲ့အခုကိစ္စမှာပါတဲ့သူတွေအားလုံးကိုအသေးပြုစားဖို့ပါဟဲတကယ်လားကျုပ်ကမလုပ်ချင်ပါဘူးဗျာဒါပေမဲ့ကိုမြကြီးမတရားခံနေရတာတီးတော့ကျုပ်လည်းမတတ်နိုင်ဘူးဗျာလုံးတင်တာတော့လုံးရမှာပဲအဲ့ဒါကြောင့်ကြီးတော်ဒီကိစ္စမှာပါသလားမပါဘူးလားဆိုတာအရင်လာမိတာဟိုလေကြီးတော်မပါပါဘူးညာတော့မပြောနဲ့နော်ကြီးတော်ကျုပ်ကညာပြောလဲသိတယ်နော်အဲ့ဒါဆိုအချိန်နေပိုဆိုးသွားမယ်ကြီးတော်တီထားတာတွေကျုပ်တို့ကိုပြောပြဘိုးတင်တယောက်ဒေါ်ဘူးအားအချော့အသက်နဲ့သူမတီထားသောအရာများကိုပြောရန်ကြံဆောင်လေသည်ဒေါ်ဘူးမာမူဦးအောင်နှင့်ဘိုးတင်အကြောင်းကြားထားသူပြီးကြောက်လန့်နေသည်ဖြင့်သူမတီထားသောအရာများကိုအမှန်တိုင်းပြောမိကြံစဉ်အိမ်ဝိုင်းငယ်သို့တဘိုးကြည်တုပ်တစ်ချောင်းကိုကင်ပြီးဝင်လာသောကိုမြင့်ကျူကြောင့်သူတို့၏ပြောလက်စစကားများပြတ်သွားလေသည်ထို့နောက်ကိုမြင့်ကျူသည်ဘိုးတင်တို့၏မျက်နှာချင်းဆိုင်တွင်ရက်လိုက်ပြီးသူ၏လက်ထဲမှတဘိုးကြည်တုပ်ဖြင့်ချိန်ကအပန်းမာထန်စွာဖြင့်ချင်းချောက်စကားဆိုလေသည်မင်းတို့ကောင်တွေငါကြီးတော်ရင်ကိုဘာလာလို့တာဟဲ့အောင်လေအခုထွက်သွားနော်ဟဲ့လူကိုမြင့်ကျူခမရအတော်မားနေပြီနော်ခမရလုံနေတာတွေကအတော်အောက်တန်းကြတယ်ဟာမင်းတို့ဘာစကားပြောရလဲအခုတော့သွားမသွားဘူးဗျာခမရလှုပ်ထားတာတွေအကုန်ခမရပြန်တောင်းယူရမယ်ငါဘာတွေလုပ်လို့လဲကဲပြောစမ်းပါဦးခမရကိုမြာကြီးကိုမဟုတ်တန်းတရားတွေဆွဆွဲထားတာလေခိုမကိုအတုံးချပြီးဆွဆွဲထားတာဟဲ့အောင်မင်းတို့ကောင်ကဟောလို့ကြော်တာလေ
ဟုတ်ရင်ကြော်မယ်ပုတ်ရင်ပေါ်မယ်ဘာထူးဆန်းလို့လေကျုပ်တို့ကကိုမြကြီးအကြောင်းတီးပြီးသားကိုမြကြီးကအဲ့လိုလူစားမဟုတ်ဘူးခမရကသာလူယုံမှာဘိုးတင်တို့သုံးအောင်နဲ့ကိုမြင့်ကျူစကားများရန်ဖြစ်နေချိန်စိတ်မရှိသောပေတူးသည်ထိုင်နီယာမှရုတ်ကြီးထလိုက်ပြီးကိုမြင့်ကျူထံသို့ပြေးဝင်သွားပါတယ်ထို့အတွက်တာအေးနှင့်ဘိုးတင်တို့လည်းထိုင်နီယာမှမတ်တက်ထားရက်လိုက်ရသည်ကိုမြင့်ကျူသည်ကသူ့ထံပြေးဝင်လာသောပေတူးအားတဘိုးကြည်တုပ်ဖြင့်စီးရိုက်၏ထို့သို့ရိုက်မည်ဟုကြိုတွေးထားသောပေတူးသည်ကိုမြင့်ကျူ၏ရိုက်ချက်ကိုရှောင်တိန်ကမျက်နှာအားလက်သီးချက်ထိုးလိုက်ပြီးမှခါးမပွေကရေပြင်သို့လှဲချလိုက်ပြီးနောက်အပေါ်မှခွကကိုမြင့်ကျူအားထိုးပါတယ်။တာအေးနှင့်ဘိုးတင်ကမူပေတူးအသာရနေသည့်အတွက်နှုတ်ကနေသာဓာစီးနေလေသည်။ပေတူးဟေ့အောင်မလုံးနဲ့ကွာဟုတ်တယ်ပေတူးမလုံးနဲ့လွန်မဲ့တာအေးနှင့်ဘိုးတင်မှဆွဲခြင်းမရှိသည့်အခါဒေါ်ပြုံးနှင့်ဒေါ်ပူမှဆွဲရန်အတွက်သတိပေးလေသည်။ဘိုးတင်ဆွဲအောင်လေတာအေးပေတူးကိုဆွဲအောင်ဟုတ်ကဲ့ပါကြီးတော့ပေတူး၏လက်သီးစာမိ၍နှာခေါင်းမှသွေးရှံနေပြီဖြစ်သောကိုမြင့်ကျူကိုကြည့်လိုက်ပြီးမှမှတ်ရောလေပေါ်ဟုအတွေးဖြင့်တာအေးနှင့်ဘိုးထင်မှဆွဲလေသည်ထို့သို့ဆွဲသည့်တိုင်စိတ်ကြီးသောပေတူးအားတော်ယုံနှင့်ဆွဲမရကိုပြစ်မှကြောင်တောင်ကြည့်နေသည့်ခင်ရနာတိမ့်တိမ့်တုံသည်ကြက်တီတီနေရာမှရုတ်တရက်သတိရပြီးပေတူးအားဆွဲနေသည့်ဘိုးထင်အားတွန်းလှော့လိုက်လေသည်ခင်ရနာ၏လက်ဖြင့်ဘိုးထင်ထိချိန်ဘိုးထင်တယောက်ခက်လန်းလန်းသို့ရောက်သွားပြီးစိတ်ထဲတွင်အန်ရဲ့အငွေ့သက်တစ်ခုအားခံစားမိလိုက်သည်ထို့ကြောင့်သူသည်မန်နန်ဘုတ်ကိုရွတ်ကခင်ရနာအားကြည့်လိုက်ချိန်ခင်ရနာ၏ကိုယ်တွင်မကောင်းသောအောက်လန်းအတိုက်ခိုက်များအတိုက်ခံရသည်ကိုတွေးလိုက်ရ၏ခင်ရနာသည်ကပေတူးနှင့်တာအေးအားအတင်းတွန်းဖယ်ကနှာခေါင်းတွင်သွေးရှံနေသောကိုမြင့်ကျူကိုကြည့်ပြီးငိုတန်ရောနှောနေသည့်အတန်ဖြင့်စကားဆိုလိုက်ပါတယ်အကိုတော့နှမလေးပြောသားပဲနှမလေးရဲ့နန်းတော်ကိုလိုက်ခဲ့ပါဆိုမလိုက်ဘူးအခုတော့အကိုတော်ကိုရန်သူတွေဝိုင်းလို့တာခံနေရပြီမလားအကိုတော်ခိုင်းတဲ့အတိုင်းရန်သူတွေကိုသွားပြုတ်ပြပြီးပြီနန်းတော်ကိုလိုက်ခဲ့ပါတော့ခင်ရနာမထိုသို့ပြောသည့်အခါလဲကျနေသည့်မြင့်ကျူသည်မတ်တက်ရက်၍ပစိုးအားပြင်ဝစ်ပြီးခင်ရနာအားစောင့်တွန်းလိုက်ခါနင်ပါရီပြောနေရလေအကိုတော်နှမတော်ကိုတွန်းတယ်ဟာဘာဖြစ်လဲနင့်ကိုတတ်တောင်တက်ပြစ်ချင်တာမြင့်ကျူတယောက်သူ၏အကြံစီများကိုခင်ရနာမှဖွင့်ချလိုက်သဖြင့်စိတ်တို့ကရန်ပြုရန်ရှေ့သို့ဆက်တိုးလာသည်ပေတူးသည်ကခင်ရနာအရှိတွင်ကာရက်လိုက်ပြီးဟေးလူယုံမခမရအပြစ်မရှိတဲ့မိန်းကလေးတယောက်ကိုနှိပ်စက်အောင်မလို့လားကျုပ်ကြည့်နေမှာမဟုတ်ဘူးနော်ပေတူးမှထို့သို့ပြောလိုက်သလိုကိုမြင့်ကျူ၏ကြီးတော်ဖြစ်သူလည်းစိတ်ဆိုးမှန်ဆိုးနှင့်သူမ၏တူဖြစ်သူအားလက်ညှိုးငေါငေါထိုး၍ပြစ်တင်ပြောဆိုလေသည်မြင့်ကျူနေငါ့ရင်ကအခုထွက်သွားနင်းညောင်ငါပါဒုက္ခရောက်တော့မလို့နင်းကိုတယောက်တည်းရှိတာမို့အလိုလိုက်နေတာနင်းကိုကြောက်တယ်လို့ထင်မနေနဲ့နင်းကတနေ့တခြားလူယုံမှဖြစ်လာပြီအခုထွက်သွားနင်းကိုလေအံ့ဩတယ်ဘာမှပြင်းမရှိတဲ့စိတ်မနှံ့တဲ့ကလေးမကိုအသုံးချတယ်သူကစိတ်မနှံ့ဘူးဆိုပေမဲ့မိန်းကလေးဟဲ့မိန်းကလေးငါလည်းမကောင်းတာပါနင်းကိုအလိုလိုက်တာကိုလွန်ခဲ့တာငါစိတ်ထဲနင်းကိုတကယ်ကြောက်တယ်လို့ဖြစ်သွားတာတားတင်တာကိုတားမှာငါအမားရီလေးပါပါတယ်မြင့်ကျူနေမှာအသေးစိတ်မရှိဘူးလားဒီကလေးမကစိတ်မနှံ့ဘူးဟဲ့ဒါပေမဲ့နင့်ကိုအကိုရင်းတယောက်လိုထင်နေတာနေမို့သူ့ရှက်ကိုမထောက်ပဲခိုင်းရတယ်ဒေါ်ပူဤလက်ညှိုးငေါငေါထိုးကပြောသောစကားများကိုကိုမြင့်ကျူတယောက်ဘာမှပြန်မဖြေနိုင်ပြီထို့ကြောင့်သူသည်ခင်ရနာအားတစ်ချက်ကြည့်လိုက်ပြီးနှာခေါင်းမှစီးကျနေသည့်သွေးများကိုအစိုးစားဖြင့်တုပ်ကအိမ်ဝိုင်းထဲမှထွက်ခွာသွားလေသည်သူထွက်သွားတာနဲ့ခင်ရနာမှနောက်မှပြေးလိုက်မည်ပြုရာဒေါ်ပူမှတားထားလိုက်ရ၏သမီးလေးမလိုက်သွားနဲ့အကိုတော်ထွက်သွားပြီအကိုတော်ထွက်သွားလို့မရဘူးလေသူပြန်သွားပြီသမီးလေးပြန်ထိုင်ဒေါ်ပူနှင့်အမေပြုံးတို့၏ချောမောမှုကြောင့်ခင်ရနာသည်ဒေါ်ပူနှင့်အမေပြုံးများတွင်ထိုင်လေသည်ဘိုးထင်သည်လည်းခင်ရနာနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်လိုက်ပြီးသူမအားတေချာကြည့်ကဒေါ်ပူအားစကားဆိုလိုက်သည်ကြီးတော်ဒီမကအောက်လန်းအတိုက်ခိုက်နေတိုက်ခံလာရတာအဲ့ဒါကြောင့်ယူနေတာကျုပ်ကူပေးလို့ရပါတယ်တကယ်လားမောင်ကြီးဒီကလေးမလေးကိုကူညီလို့ရလားရတယ်ကြီးတော်တို့စီမှာအုံးသီးရနိုင်လားရတာပေါ့အုံးမင်တော်ရှိတယ်အုံးပေါ်တက်ဖို့ကြီးတော်လူသွားခေါ်လိုက်မယ်ဒေါ်ပုထိုင်နေရာမှမတ်တက်ရရန်ပြင်စဉ်တာအေးသည်လက်ကပြလိုက်ပြီးကျုပ်တက်လိုက်မယ်ကြီးတော်ဘယ်ပင်ကိုတက်ရမှာလဲတာအေးသည်ဒေါ်ပုအားသူတက်အမိအုံးမင်အားမေးပြီးခက်မြန်မြန်အုံးမင်မော်သို့တက်ခါအုံးသီးတစ်လုံးအားချွေချပေးလိုက်သည်
အုံနီးရတာနဲ့ပေတူးမှာအုံနီးကိုယူပြီးဘိုးထင်ထံသို့ယူသွားလိုက်သည်ဘိုးထင်မှာအုံနီးကိုကြည့်ပြီးကဲပေတူးအုံနီးကိုအခွန်ခွာပြီးကြောက်ထဲလို့ရလောက်တဲ့အထိအပေါက်ဖောက်အေးပေတူးမှာခက်မြန်မြန်ပင်လှုပ်ပေးလိုက်သည်ထို့နောက်ဘိုးထင်သည်ပေတူးအခွန်တင်အပေါက်ဖောက်ပြီးကမ်းပြီးသောအုံနီးကိုယူကာသွားလေရာအမြဲပါသောလွဲအိတ်ထဲမှအစီရင်ချို့ဝါထုတ်ပြီးအုံနီးတွင်းထဲကမန်နံရွတ်လိုက်သည်သူရွတ်လိုက်သည်နှင့်တာနေသောနေမှာရုတ်တရက်ကွဲသွားသလိုမိုးသားတိမ်လိပ်တို့သည်လည်းရုတ်တရက်တက်ကအုံဆိုင်လိုလာသည်ဘိုးထင်မန်နံဆုံးသည့်အခါခင်ရနာသည်ဒေါ်ပုနှင့်အမေပြုံးကြားထိုင်နေရာမှထားပြေးမိကြံစဉ်ဘိုးထင်မှာခက်မြန်မြန်ပေတူးနှင့်တာကြီးကတားဆီးခိုင်းလိုက်ရသည်ပေတူးတာကြီးသူ့ကိုဖမ်းတာထွက်မပြေးစေနဲ့အားကောင်းမောင်းတန်တာကြီးနှင့်ပေတူးသည်ပင်အတော်ကိုထိန်လိုက်ရသည်ခင်ရနာမှာအတင်းယုံကန်ပြီးသူမထံအုံသီးကင်ပြီးလှမ်းလာသောဘိုးထင်အားခြေထောက်နှင့်လှမ်းကန်ပြီးတားဆီးလို့နေသည်ထို့အတွက်အမြင်မသင့်တော်သည်များဖြစ်မိဆိုသဖြင့်ပေတူးနှင့်တာကြီးမှအတင်းကျပ်ဖိပြီးထိုင်ခိုင်းလိုက်ရသလိုဒေါ်ပုနှင့်အမေပြုံးသည်လည်းချော့မော့ကဒိန်းနာရသည်ဘိုးထင်မှာအုံသီးကိုကင်ပြီးခင်ရနာအားအုံရည်များတိုက်မိကြံစဉ်သွားအားစီးထားသဖြင့်နှာခေါင်းအားပိတ်ပါးကိုဖိပြီးခတ်ကြမ်းကြမ်းနှင့်ပင်အစီရင်ထည့်ထားသောအုံရည်အားတိုက်လိုက်တော်သည်အုံရည်ဝင်သွားပြီးနောက်မကြာသောအချိန်တွင်ခင်ရနာမှာပြို့လာပြီးနောက်အန်ချလိုက်သူကခက်ခက်ခဲခဲအန်လိုက်သောအရာမှာလက်သုံးလုံးခန့်ရှိသောယမင်းရုပ်ထုလေးတစ်ရုပ်ဖြစ်ပေသည်ယမင်းရုပ်မှာအပြင်ရောက်သည်နှင့်ချက်ချင်းအမဲရောင်ငွေများထွက်လာကပျောက်ကွယ်လိုသွား၏ယမင်းရုပ်အန်ချပြီးနောက်ထပ်ဘလူးရုပ်တစ်ရုပ်ထပ်အန်ချလေသည်ဘလူးရုပ်သည်လည်းချက်ချင်းအငွေ့ပြန်ကအမဲရောင်အမုံများအဖြစ်သို့ပြောင်းလို့သွားသည်ထို့သောရုပ်နှစ်ရုပ်အန်ချပြီးသည်နှင့်ခင်ရနာမှာသူ့အားချုပ်ထားသောတာအေးပေတူးနှင့်ဒေါ်ပုတို့ကအန်ဩနေသည့်မျက်နှာဖြင့်ကြည့်ပြီးအန်ဩနေဟန်ဖြင့်မေးမြန်းလာသည်ရှင်တို့ကျမကိုဘာလို့ချုပ်ထားလဲထိုအခါမှဘိုးတင်သည်မင်းငေါပြပြီးတာအေးနှင့်ပေတူးတို့အားလွှတ်ပေးရန်အတွက်အချက်ပြလိုက်သည်တာအေးတို့လွှတ်ပေးလိုက်သည့်အခါခင်ရနာမှာသူမ၏ရှုပ်ပွနေသောစပင်းများကိုတေတေတက်တက်ပြန်ပြင်လိုက်ပြီးလုံကြီးကိုလည်းပြန်လဲဝစ်စင်လိုက်ကာနားမလည်နိုင်ဖြစ်နေသည့်ဟန်ဖြင့်ပတ်ဝန်းကျင်ကိုကြည့်ပြီးမေးမြန်းလာပါတယ်ကျမဘယ်ကိုရောက်နေရလဲသမီးစေးထားအခုသမီးရောက်နေတာမြောက်ပြင်ဆိုတဲ့ရွာပဲသမီးမှာပယောကဆွဲနေတာဒီကမောင်ရင်ကကုသပြီးလို့အခုသမီးပြန်ကောင်းလာတာဒေါ်ပူး၏လေတံအေးနှင့်ပြောသောစကားကိုကြားသောအခါမှခင်ရနာသည်ကြည်လင်စွာသဘောပေါက်သွားပြီးကျမကိုကူညီတာကျေးဇူးတင်ပါတယ်ရှင်ကျမယူနေတာလားဟင်အဲ့လိုပဲပြောရမှာပဲဒါနဲ့သမီးကဘဲရတော့ကျမညောင်မြင်စုရွာပါမိဘတွေဆုံးလို့အမွေခွဲမဲ့ချိန်ပြဿနာတွေဖြစ်တာအဲ့ဒါပဲသမီးမှတ်မိတော့တယ်ပြီးတော့ကျမကိုမိန်းမတစ်ယောက်ကဘလို့ပြုမှုရမယ်ဘလို့လုပ်ရမယ်ဆိုတာပြောပြီးခိုင်းနေတာကျမကသူခိုင်းတဲ့အတိုင်းပဲရှောက်လုံနေတာအခုတော့သမီးပြန်ကောင်းသွားပြီသမီးရွာကိုပြန်မလားသမီးမပြန်ရဲဘူးသမီးကိုအောက်လန်းတင်ဆိုးဆိုတဲ့သူကပြူစားတာဖြစ်မယ်သမီးကြောက်တယ်စိတ်ချသမီးဘာမှဖြစ်စီရဘူးဒီရတငယ်တွေအကူကြီးတောင်းကြည့်ပါဦးသမီးမှာပြဿနာတွေရှိရင်ပေါ့ဒေါ်ပူးမှအကြံပေးသည့်အခါခေရနာသည်ဘိုးတင်အားကိုးသည့်မျက်လုံးများဖြင့်ကြည်ပြီးစကားဆိုလေသည်ဆရာလေးဆန္ဒကိုကူညီပါနော်ဘယ်ကဆန္ဒကိုကူညီရမှာလဲဗျကျမနာမည်ကဆန္ဒပါခေရနာသိမ့်တော့မဟုတ်ဘူးလားမဟုတ်ပါဘူးကျမနာမည်ဆန္ဒပါအေးဗျာခမရအကူညီတောင်းတယ်လို့ကျုပ်တို့လည်းအကူညီတောင်းပါခမရနဲ့ဒီကကြီးတော့ကျုပ်တို့ကိုမြကြီးကိုတွားပြီးရှင်းပြပေးလိုက်ပါအောင်ဗျာဘိုးတင်သည်ထိုလို့ပြောပြီးနောက်အပြန်အလှန်သဘောတူညီချက်ယူလိုက်ပြီးစန္နာတစ်ဖြစ်လေခင်ရနာသိမ့်တုံအားကူညီဖို့အတွက်ဂရုပြုလိုက်ပါတော့တယ်အောက်လန်းဘိုးတင်နဲ့လောဘရဲ့အသားကောင်ညောင်မြင်စုရွာလေးဤလှဲလန်းတွင်ညနေချိန်ခါမှုရွာပြင်စကြက်သို့နွားချောင်းသောနွားများသည်စော်ကစားပြီးဝင်ရောက်လာကြတယ်ထိုအချိန်ကိုကျေးလက်တောဝါများတွင်တော့နွားရိုင်းသွင်းချိန်ဟုခေါ်ရကကလေးငယ်များအားအသေးချာဂယူးဆိုင်ကြရသောအချိန်ခါဖြစ်တယ်။ရွာလုံးမှနွားများသည်စူယုံ၍ဝင်ရောက်ချိန်မှုတခါတလေနွားများမှာတိုးဝေပြီးပြေးတတ်ရာရွာဝင်လန်းတွင်နွားများ၏အော်တန်တွန်တန်များစူညံနေတတ်သည်။နွားကြောင်သားလေးများသည်လည်းအော်ဟစ်ငောင်ငန်းကသူတို့၏နွားများအားအနောက်မှနေ၍ထိန်းကြောင်းလို့နေသည်။နွားများရွာတွင်းသို့အကုန်ဝင်ပြီးသွားချိန်တွင်တော့အနောက်ဘက်ကနေနေလုံးကြီးသည်လည်းငုံရှိုးပြောက်ွယ်လိုပြီးဖြစ်သည်ထိုချိန်တွင်တော့
ရွာဝင်လမ်းတွင်လည်းအသွာအလာများရှင်းသလောက်ဖြစ်သွားပြီဖြစ်၏ယခုရွာဝင်လမ်းမှနေ၍ရွာတွင်းစီသို့လူလေးယောက်လမ်းလျှောက်လိုလာသည်သူတို့မှာတခြားသူများမဟုတ်ဘိုးထင်တာအေးပေတူးနှင့်စန္နာတို့ဖြစ်သည်သူတို့သည်ရွာတွင်းသို့ရောက်လာသည့်အခါစန္နာသည်သူမှလှမ်းနေသည့်ခြေလမ်းတို့အားရပ်တန့်လိုက်ပြီးသူတို့သွားနေသည့်လမ်းအားငေးကြည့်ရင်းစကားဆိုလေသည်အမရွာထဲဝင်ရမှာကြောက်နေတယ်သူတို့အမကိုထပ်ဒုက္ခပေးမှစိုးတယ်ကျုပ်တို့ပါလာပဲဗျာမရာဘာမှကြောက်စရာမလိုပါဘူးအမမှာအိမ်ရှိရမလားအမအိမ်ကိုသွားကြမယ်လေရှိတယ်အခုချိန်ဆိုအမအကိုတို့လင်းများလေအိမ်မှာရှိလောက်တယ်သူတို့ကိုတွေ့ရမှာအမကြောက်တယ်အမရာအဲ့လောက်ကြောက်နေရင်ကျုပ်တို့လေဘလို့မှကူညီပေးနိုင်မှာမဟုတ်ဘူးအဲ့တော့ကျုပ်တို့လေစိတ်မြင့်ရအောင်ပြန်တော့မယ်ဗျာအမဘာသာအဆင်ပြေလို့နေခဲ့တော့ကဲဘိုးထင်တို့ပြန်ရရအောင်ကွာဒါလောက်ကြောက်နေရင်ငါတို့လည်းဘလို့မှကူညီလို့အဆင်ပြေမယ်မထင်ဘူးပေတူးမှာစိတ်မရှိစွာဖြင့်စာနာအားစကားဆိုရင်ဘိုးထင်တို့ကိုပါပြောလိုက်ခြင်းဖြစ်ပါတယ်ထိုအခါဘိုးထင်နဲ့တာကြီးတို့သည်ဦးကောင်းညှိလိုက်ကြပြီးအေးကွာအဲ့လောက်ကြောက်နေရင်ဒိုလည်းအဆင်မပြေဘူးပြန်လာပဲကောင်းတယ်ဘိုးထင်ပြောသလိုပြန်လာပဲကောင်းတယ်ဘိုးထင်ပေတူးတာကြီးတို့သည်နောက်ထပ်မြည်သည့်စကားကိုများမဆိုပဲရွာတွင်းသို့မဝင်ပဲနောက်သို့ပြန်လဲချိန်စာနာမှကမန်းကနန်းတားဆီးလေတယ်နေပါအောင်မောင်လေးတို့ရဲ့အမကြောက်စိတ်ကိုထိမ့်ပါမယ်အမကိုကူညီပေးကြပါကွယ်အမကကိုယ့်အိမ်ကိုယ်တော်မပြန်ရဲတာဘလို့ကျုပ်တို့ကကူညီရမှာလဲကြောက်တာပဲဗျာဒါပေမဲ့ခမ ्या ကိုကူညီမဲ့ကျုပ်တို့ကိုတော့အားနာတဲ့တာပေါ့ဟုတ်ပါတယ်ကွယ်အမတောင်းပန်ပါတယ်အမကိုစိတ်ကူညီပေးပါနော်အဲ့ဒါဆိုလေတအားကြောက်ပြမနေနဲ့ဗျအမအဲ့လောက်ကြီးကြောက်ပြနေတော့ကျုပ်တို့အနေခတ်တယ်ဘိုးရီနိုဤစကားကြောင့်စန္နာသည်ကြောက်စိတ်များကိုဖျောက်ကာတပ်ပြင်းရှည်တစ်ချက်ကိုချလိုက်ပြီးရှေးမှနေ၍ရွာထဲသို့ဝင်သွားလိုက်သည်စန္နာနှင့်ဘိုးထင်တို့ရွာတွင်လမ်းလျှောက်ဝင်လာသောအခါရွာထဲမှတချို့သောသူများသည်အံ့ဩနေသည့်မျက်နှာများဖြင့်စန္နာအားနှုတ်ဆက်ကြလေသည်ခင်ရနာသိမ့်သိမ့်တုံပါလားဘယ်ကနေဘလို့လုပ်ပြီးရွာပြန်ရောက်လာတာတော့ကျမနာမည်စန္နာပါဘယ်ကသာခင်ရနာသိမ့်သိမ့်တုံရမှာလဲစန္နာမထိုသို့ပြောလိုက်သည့်အခါသူမအားနှုတ်ဆက်တော်သူများသည်အံ့ဩသွားကြပြီးအာရဝမ်းသာနှင့်စကားဆက်ဆိုလေသည်အဲ့ဒါဆိုနေပြန်ကောင်းသွားပြီပေါ့ဟုတ်တယ်ကျမအရင်လိုမဟုတ်တော့ဘူးဝမ်းသာလိုက်တာဟဲဒါနဲ့သူတို့တွေကရောသူတို့ကလားသူတို့ကကျမကိုကူညီတဲ့သူတွေလေကျမအိမ်မှာနေဖို့ခေါ်လာတာအေးအခုကိစ္စမင်းတတ်တာသိရင်တိတ်ဝမ်းသာမှာရောင်မြင်စုရွာသားတယောက်မှမင်းတတ်တာသိရင်တိတ်ဝမ်းသာလိမ့်မည်ဟုစကားအားစာနာအားဆိုသည့်အခါဘိုးထင်တယောက်တစုံတစ်ခုကိုအမှတ်ရသွားသည်ထိုရာသည်တခြားရာမဟုတ်လွန်ခဲ့တဲ့လများကညောင်မြင်စုရွာတင်းချိုင်းစရက်တွင်သူတို့တဲခိုနေချိန်တွေ့ခဲ့ရသောနာနာဘာဝကောင်မင်းသက်ဆိုသောသူအားဖြစ်၏ထိုအတွက်ဘိုးထင်သည်စာနာနာအားကတ်လိုက်ပြီးခတ်တိုးတိုးမေးမြန်းလိုက်ပါတယ်အမမင်းသက်ဆိုတာဘာတူလဲအခုသူဘယ်မှာလဲမင်းသက်ကအမရဲ့ရီးစားပါသူသေးတာတစ်နှစ်ကျော်ပြီသေတယ်ဟုတ်လားဟုတ်တယ်ရုတ်တရက်ကြီးစောင်းသွားတာစန္နာသည်မင်းသက်၏အကြောင်းအားပြောရင်စိတ်မကောင်းဖြစ်လာ၍ဘိုးထင်မှစမမေးတော့ပဲစကားလမ်းကြောင်းလွှဲလိုက်ပါတယ်အဲ့ဒါတွေထားလိုက်ပါအမရဲ့အိမ်ကိုမရောက်သေးဘူးလားအမရဲ့ရောက်တော့မေးအဲ့ဒါဆိုလေတွားကြရအောင်ဗျာကျုပ်တို့လေလမ်းလျှောက်ရတာကြားလာတော့နားကျင်လာပြီရောက်ခံနေပြီလာစန္နာသည်ထိုသို့ပြောပြီးရွာထဲမှမိမိအားနှုတ်ဆက်စကားဆိုသောသူများအားပြန်လည်နှုတ်ဆက်ပြီးသူမ၏နေအိမ်သို့ဘိုးထင်တို့သုံးယောက်အားခေါ်ဆောင်သွားပါလေတော့တယ်ကျွန်းတိုင်လုံးများဖြင့်တိဆောက်ထားသောအိမ်ကြီးသည်ကြီးမားပြီးပရင်းပေါက်များပင်အတော်ပင်များပါရှိလေသည်ကျေးလက်အိမ်ကြီးအိမ်ကောင်းများ၏ထုံးစံအတိုင်းရေနံကြီးတုပ်လိန်နာပြီးအိမ်ဝိုင်းထဲတွင်တော့တန်မှန်အိမ်တလုံးစာကန်ရှိသောစပားကြီးနှုတ်နှင့်နွားတင်းကုတ်ကြီးတို့တည်ရှိလေသည်ထိုအိမ်ကြီးမှာစာနာ၏နေအိမ်ကြီးပင်ဖြစ်သည်အိမ်အောက်တွင်တော့စပွဲတန်းလျားနှစ်စုံနှင့်ကုတ်ပစ်ရှိပြီးစပွဲတန်းလျားတွင်တော့အသက်40ခန့်ရှိသောအမျိုးသားတစ်ယောက်နှင့်မျိုးသမီးတစ်ယောက်တို့ထိုင်နေကြသည်သူတို့နှစ်ယောက်သည်အိမ်ဝိုင်းတွင်ဝင်လာသောဘိုးထင်စန္နာပေတူးနှင့်တာရီတို့ကိုမြင်သည့်အခါအံ့ဩနေပြီးမျိုးသားမှစတင်ပြီးမေးမြန်းလေသည်မိစန္နာနင်ဘာတွေမှွေလာပြန်ပြီလဲကိုမင်းစိန်ကိုအိမ်မှာကိုမနေပဲဘာလို့ကျမအိမ်ရောက်နေတာလဲဘာပြောလိုက်တယ်နင်တော့တေးချင်းနေပြီထင်တယ်အယူဆိုပြီးလူပါလာဝါလို့တော့ရမယ်မထင်နဲ့လူပါဝါတာကဘသူတော့ပြောလေနင်ကသာအကုန်ကြီးကြီးဆုံးဖြစ်ပြီး
ငါရမယ့်အမွေတွေကိုအကုန်လိုချင်နေတာမလားငါယူအောင်လဲနင်းတို့ပဲလောက်တာမလားတဲဒီတောက်ယူမကတော့တေးချင်းနေပြီထင်တယ်စန္နာ၏အကိုဖြစ်သူမင်းစိန်သည်တန်းလျားတွင်ထိုင်နေရာမှမတ်တက်ရက်လိုက်သည်ထိုအခါသူ၏မိန်းမဖြစ်ဟန်တူသောမျိုးသမီးမှဘိုးထင်တို့အားမကြည့်သလိုကြည့်ရင်သူမ၏ယောက်ျားဖြစ်သူအားစကားဆိုလိုက်တယ်ကိုမင်းစိန်တို့ညမဘာချိုးချိုးနေရလဲဘသူအားကိုနဲ့အခုလိုပြန်ခံပတ်နေတာလဲထွက်နေတဲ့အဆွဲကိုကျုပ်ချိုးပေးရမလားရှိမှသာချိုးမလားနေဒီကောင်မကိုငါဘာသာဆုံးမလိုက်မယ်မင်းစိန်သည်ပြောဆိုနဲ့အိမ်တိုင်တွင်ချိတ်ထားသည့်ကြက်တိုက်ထားသောကျိန်လုံးအားဖြုတ်ယူပြီးစာနာထံသို့ဒိုးကပ်လာပါတယ်ထိုအခါစန္နာသည်ကြောက်လန့်နေဟန်ဖြင့်ဘိုးထင်တို့၏နောက်သို့ပုန်းကွယ်လိုက်တယ်ဘိုးထင်တို့သုံးယောက်သည်ကသူတို့အနားကိုလှမ်းလာသောမင်းစိန်အားဆူဆူရဲရဲကြည့်လိုက်ခါပေတူးမှလက်ညှိုးငေါငေါထိုးပြီးမင်းစိန်အားစကားဆိုလိုက်တယ်ဟဲ့လူခမရဘာလဲဗျကိုနှမတယောက်လုံးကိုအခုတက်ရအထိရနေတော့မဲလားတော်တောက်သုံးကြတဲ့လူပဲဘာပြောတယ်မင်းလို့မလောက်လေးမလောက်စားကောင်ကငါ့ကိုဘာပြောတယ်မင်းတို့ဘယ်အကောင်လေးတော့ပြောစမ်းကျုပ်တို့ကဘယ်အဖြစ်ဖြစ်ခမားပူမပါဘူးခမားတတ်တိရှိရင်မဆန်နာကိုထိကြည့်လေခွေးမသားလေးတွေကငါအိမ်ဝိုင်းထဲဝင်ပြီးငါ့ကိုစော်ကားနေတာဘာဗျခမားအိမ်ဝိုင်းဟုတ်လားအမဒါသူ့အိမ်ဝိုင်းလားဗျပေတိုးသည်မင်းစိန်အားစကားဆိုရင်စာနာအားမေးမြန်းလိုက်သည်ထိုအခါစာနာသည်ဦးကောင်းအားတွင်ရမ်းကမဟုတ်ဘူးဒီအိမ်ဝိုင်းကိုအမေမသေးခင်တည်းကရွာလူကြီးတွေနဲ့ပြောပြီးအမကိုပေးခဲ့တာသူတို့ကိုလည်းထိုက်သိမ်းတဲ့လေယာတွေအကုန်ပေးပြီးသားအဲ့ဒါကိုအိမ်နဲ့အိမ်ဝိုင်းကိုပါလာလူနေတာပြီးတော့အမပိုင်နာတွေကိုသူတို့အကုန်အပိုင်စီးထားတာစာနာမထိုးသို့ပြောလိုက်သည့်အခါပေတူးသည်မင်းစိန်အားမင်းငေါပြကာခမကြားတယ်နော်ဟေ့ရအယူမတယောက်လက်ထဲကိုမိဘအမွေတွေမပေးနိုင်ဘူးကွာမင်းတို့လိုကောင်လေးချူစားတာကိုမခံရင်လို့နားလေလားခမတော်ရဲရတဲ့လူပဲကိုနှမတယောက်လုံးကိုယူအောင်လုပ်ထားပြီးယူလို့အမွေမပေးနိုင်ဘူးလေလားတော်ဟုတ်တဲ့သူပဲအေးမင်းပေါ့ရတယ်မပြောနဲ့သူ့ဘာသာယူတာငါနဲ့ဘာဆိုင်လေမင်းတို့ကောင်လေးကိုနဲ့မဆိုင်ရင်ဝင်မပါနဲ့နော်ဘာလို့မဆိုင်ရမှာတော့ဗျကျုပ်တို့ကိုခမနှမခေါ်လာတာဗျခမတို့ကသာမဆိုင်တာကိုယ့်အိမ်ကိုပြန်နေစမ်းပါဗျာပေတူးမှထိုးသို့ပြောလိုက်ရာမင်းစိန်သည်သာမကတန်းလျားတွင်ထိုင်ပြီးသူတို့အားမကြေမနက်ကြည့်နေသည့်မင်းစိန်မိန်းမသည်ပင်ထိုင်နေရာမှမတ်တက်ထားပြီးဘိုးထင်တို့၃ယောက်နှင့်မျက်နှာချင်းဆိုင်တွင်ခါထောက်ရက်လိုက်က9အိမ်ကျော်10အိမ်ကြားလေတံဖြင့်ရန်တွေ့နေတော့သည်ဟဲ့ကောင်လေးနင်းတို့ကဆက်ထိမခံဖြစ်နေရအောင်နင်းတို့ကဒီအယူမလင်းနေမှုလို့လားကဲပြောစမ်းလင်းမဟုတ်လို့ကျုပ်တို့ကဒီလောက်ပဲပြောတာလင်းသာဖြစ်ကြည့်ပါလားခမားတို့အခွက်တွေစုပ်ပြတ်တတ်ကုန်ပြီဟုတ်တယ်နောင်နေ့မျက်နာနဲ့ရေထီးဖို့မရှိဘူးဖြစ်သွားမယ်မှတ်ကျုပ်တို့သာမတ်ဆန်နာလင်ဖြစ်ကြည့်ပါလားခမားတို့ကိုယ်တွေထဲထိုးထားတဲ့မြေခဲတွေလိုမွားကြေနေပြီတိလားလုံးဝဆက်ထိမခံသောဘိုးထင်တို့၃ယောက်ကြောင့်ကြဲလောင်ပြောနေသည့်မင်းစိန်မိန်းမသည်ဘိုးထင်တို့၏စကားများကိုနားထောင်ပြီးမြေတို့ပြောရမည်မှန်းမသိအောင်ခိတ္တကြောင်ငေးလိုသွားပါတယ်ထို့နောက်သူမသည်သူမ၏ယောက်ျားဖြစ်သူအားရှုံ့မဲ့ဖြင့်ကြည့်လိုက်ပြီးကိုမင်းစိန်တို့မိန်းမကိုဒီလောက်ပြောတာခံနေရတာလာတာကြီးလို့မှန်နေတော့မဲလားအဲ့ဒီတောက်ကောင်လေးတွေကိုလှုပ်ပစ်လိုက်ပါလားကျိန်လုံးကြီးကင်ပြီးဘာလုံးနေတာတော့အေးပါဟာဒီတောက်သုံးကြတဲ့ကောင်တွေကိုစုံမလိုက်မယ်မင်းစိန်သည်ပြောဆိုကျိန်လုံးအားလက်နှစ်ဖက်ဖြည့်ကင်ကစာနာ၏ရှေ့မှကာစီးထားသောဘိုးထင်တို့၃ယောက်အားရိုက်နှက်ရန်အတွက်ရှေ့သို့တိုးဝင်လာပါတယ်ထိုအခါတာအေးသည်မင်းစိန်ထံမှကျိန်လုံးအားဖြတ်ခနဲဆွဲလူကမင်းစိန်၏ကြောအားရိုက်လေ၏မထင်မှတ်ထားသောဖြစ်ကြောင့်မင်းစိန်တယောက်မြည်တို့ပြုတ်လို့ရမှန်းမသိဖြစ်နေချိန်သူ၏မိန်းမဖြစ်သူမှာကျဲလောင်သောအတန်နှင့်အော်ဟစ်အကူကြီးတောင်းခံနေတယ်လာကြပါဦးတော့ကျမယောက်ျားကိုတတ်နေလို့လာကြပါဦးဘယ်အကောင်နေလဲမသိပါဘူးတော့မင်းစိန်၏မိန်းမဖြစ်သူအော်တန်ကြောင့်ညောင်မြင်စုရွာသားများသည်အိမ်ဝိုင်းထဲသို့ဝင်လာကြသည်ထိုအခါစာနာမဝင်လာသောရွာသားများအားအတန်ခက်ကြဲဖြင့်ဝိုးထင်တို့အားရံမလုတ်စီရန်အတွက်ကြိုတင်ကရှင်းပြလိုက်လေသည်သူတို့ကကျမမိတ်ဆွေတွေကျမအိမ်ပြန်လာတာကိုကျမကိုကရိုက်မယ်လို့သူတို့ကတားပေးနေတာဘယ်သူမှသူတို့ကိုမထိနဲ့နော်စန္ဒာ၏ပုံမှန်လူတယောက်လိုဖြစ်နေသည့်အသွင်ပြင်ကြောင့်မင်းစိန်တို့လင်းများ၏အကြောင်းအားသိနေဟန်ရှိသောရွာသူရွာသားများသည်ဘိုးထင်တို့အားရန်လှုပ်ခြင်းမရှိဘဲကျိန်လုံးနှင့်ရိုက်နှက်နေသောတာအေးကိုသာဆွဲပေးကြသည်မောင်းရင်စိတ်လျှော့ခွဲ
လူဝဝလုံးလို့ပါဦးကြီးဟာကျုပ်ကညောင်မြင်စုရွာသားဆိုတော့အခြေအနေကိုကောင်းကောင်းသဘောပေါက်ပါရဲ့ကွယ်ညောင်မြင်စုရွာသားကြီးများမှထို့သို့ချော့မော့ပြောဆိုသောကြောင့်ตาကြီးတယောက်ကျိန်လုံးအားမြေပြင်သို့ပြစ်ချလိုက်ပါတယ်ထို့နောက်ရွာသားကြီးများသည်မင်းစိန်နှင့်သူ၏မိန်းမတို့အားမကြေမနက်ကြည့်ကာတယောက်တစ်ပေါက်ပြောကြဆိုကြလေတယ်မင်းစိန်မင်းတို့ကမဟုတ်တော့ဘူးလေကွာဟိုတုန်းကမင်းနှမစိတ်ဖောက်ပြန်နေလို့ဆုံးမတာဘာညာဆိုတာတော်သေးတာပေါ့အခုကကောင်းနေပြီလေမင်းကျိန်လုံးနဲ့ရိုက်စရာမလိုဘူးထင်ရင်တော့ပြီးတော့မင်းတို့ကအိမ်လာတဲ့ဧည့်သည်တွေကိုပါစော်ကားနေတာအခုအိမ်ကစန္ဒရဲ့အိမ်လေမင်းတို့ကိုယ့်အိမ်ကိုရှိတာကိုယ့်အိမ်ကိုပြန်ပေါ့ရွာသားတယောက်မှထို့သို့ပြောသည့်အခါမင်းစိန်နှင့်သူ၏မိန်းမတို့မှမကြေမနက်နှင့်ထိုရွာသားကြီးအားပြစ်တင်ပြောဆိုလေတယ်ခမရဘာတိလို့အခုလိုဝင်အားချောင်းနေရလဲခမရကျုပ်တို့မိသားစုနဲ့ဘာဆိုင်လို့တော့ပြောပါဦးမင်းတို့ညောင်မြင်စုမှနေတာတရွာလုံးမှာမင်းတို့အိမ်နဲ့ရှိတာမဟုတ်ဘူးပတ်ဝန်းကျင်ရှိတယ်ကွတော်စမ်းပါဗျာခမရတို့ကကိုယ့်ရွာသားဘက်ကိုမပါဘူးမင်းစိန်တို့လင်မယားနဲ့ရွာသားများစကားများနေစဉ်အိမ်ဝိုင်းထဲသို့ပစိုးတိုဝတ်ထားပြီးတပတ်အားခေါင်းမောင်းထားသောအသက်60ရွယ်ဦးကြီးတယောက်ခန့်မြန်မြန်လမ်းလျှောက်လို့လာပါတယ်သူကိုမြင်သည်နှင့်ရွာသားများမှလှည့်ကြည့်လိုက်ပြီးရွာလူကြီးလာပြီဟဲ့ဟုတ်တယ်ရွာလူကြီးလာပြီဟုတ်တယ်ဟေးရွာလူကြီးလာပြီညောင်မြင်စုရွာလူကြီးသည်အိမ်အောက်ရောက်သည်နှင့်ကွန်ဒရီအားဖီကနေထွေးလိုက်ပြီးသူ့အရင်ကြိုရောက်နေသည့်ရွာသားကြီးများအားမေးမြန်းလိုက်ပါတယ်ကိုကျော်သိန်းညိုတောင်ရောက်နေပါလားစိုးစမ်းပါဦးဘာတွေဖြစ်နေကြရလဲဗျဘာဖြစ်ရမှာလဲဗျာအခုမတ်ဆန္နာရွာပြန်လာတယ်လေသူ့အရင်လိုမဟုတ်တော့ဘူးဗျကြည့်ပါလားအကောင်းပကတိဖြစ်နေပြီလေအဲ့ဒါကိုသူ့ကိုကရိုက်မယ်နှံ့မယ်လုပ်နေတာအဲ့တော့မတ်ဆန္နာနဲ့ပါလာတဲ့လူငယ်တွေကမခံနိုင်တော့မင်းစိန်တို့လင်မယားနဲ့ရန်ဖြစ်ကြတယ်ဆိုတော့ဗျာနေပါဦးဘာကိစ္စရိုက်မယ်နှံ့မယ်လုပ်တာတော့ရွာလူကြီးကထိုးသို့မေးသောအခါဆန္နာမှာဖြေကြားလိုက်ပါတယ်ကျမအိမ်ပြန်လာလို့အိမ်ကိုပေးမနေခြင်းလို့ပေါ့ရွာသူကြီးရဲ့ဟာဒါတော့မင်းစိန်တို့အတော်ဆိုးတာပဲဟဲ့ဟောမင်းစိန်မင်းနှမပြောတာဟုတ်လားရွာလူကြီးမှာထိုးသို့ပြောသောအခါမင်းစိန်တယောက်မြည်တို့ပြန်ဖြေရမှန်းမသိဖြစ်နေခြင်းမိငွေဟုအမိရသောမင်းစိန်ဤမိန်းမဖြစ်သူမှာမျက်နှာညှိုးငယ်စွာဖြင့်ဖြေဆိုလေတယ်အဲ့ဒါကြောင့်လည်းမဟုတ်ပါဘူးရွာလူကြီးရဲ့ကျမယောက်ျားကသူ့နှမမလိမ္မာလို့ဆုံးမမလို့လောက်တာပါအဲ့ဒါဟိုသုံးကောင်ကကျမယောက်ျားကိုဝိုင်းရိုက်တာနေပါဦးမဆန္နာဘာမလိမ္မာတာလဲဒီရွယ်ပဲရောက်နေပြီကျင်လုံးနဲ့ရိုက်အောင်မလို့လားအရင်ကစိတ်မနှံ့လို့ကလေးတယောက်လိုဖြစ်နေလို့ရိုက်တာထားအောင်အခုသူကလူကောင်းဖြစ်နေပြီလေညီတို့ရိုက်เสียလို့လားလူကြီးပဲစဉ်းစားကြည့်လေအပြိုလေးတယောက်ဖြစ်ပြီးအခုလိုကောင်လေး၃ယောက်ကိုအိမ်ခေါ်လာကြလားအဲ့ဒါကြောင့်သူ့ကိုကဆုံးမတာပေါ့တော်စမ်းမိငွေနေတို့ကြံနေတို့မသိတာမှတ်လို့ကဲမဆန္နာလည်းပြန်ကောင်းပြီဆိုတော့နင်းတို့လည်းကိုယ့်အိမ်ကိုပြန်ကြတော့ရွာလူကြီးအဲ့ဒါတော့ဘယ်ဖြစ်မလို့ကျုပ်ရောင်းမကိုသစိမ်း၃အောင်နဲ့တူတူမထားနိုင်ဘူးကျုပ်တို့မပြန်နိုင်ဘူးဟောဗျာမိငွေအခုမှတိတ်တီးတတ်နေပါလားမိငွေဆိုတော့မျိုးသမီးမှာထိုတို့ပြောတော့အခါဘိုးထင်သည်ညောင်မြင်စုရွာလူကြီးကိုကြည့်ကာစကားဆိုလိုက်ပါတယ်ရွာလူကြီးကျုပ်တို့ကဒီအိမ်မှာမနေပါဘူးကျုပ်တို့ဒီရွာကဘာကြီးမုံအိမ်မှာတဲမှာသူနဲ့တည်တယ်မင်းတို့ကအကိုကြီးမိတ်ဆွေတွေလားအေးကွာကဲမင်းစိန်နဲ့မိငွေနင်းတို့ပြန်တော့နင်းနှမလည်းနေပြန်ကောင်းနေပြီသူ့ကိုမနှောက်ရှက်နဲ့ကြားလားရွာလူကြီးမှာထိုးတို့ပြောသည့်အခါစန္နာ၏အကိုဖြစ်သူမင်းစိန်နှင့်မိန်းမဖြစ်သူမိငွေတို့သည်မကြေမနက်ဖြင့်သူတို့၏ပစ္စည်းများအားတင်းဆဲကာအိမ်ဝိုင်းထဲမှထွက်သွားပါတယ်သူတို့သည်ဘိုးထင်တို့၃အောင်အားမကြေမနက်ကြည့်ပြီးလက်ညှိုးဆက်ဆက်ထိုးကာအမူအရာဖြင့်ချင်းချောက်သွားသည်သူတို့နှစ်ယောက်ပြန်သွားသည့်အခါရွာသူရွာသားချို့သည်လည်းပြန်သွားကြပြီးစန္နာနှင့်ရင်းနှီးသောသူများသာကြံလေ၏ထို့နောက်ဘိုးထင်တို့၃ယောက်သည်စန္နာအားကြည့်လိုက်ခါကဲအမကျုပ်တို့ဘာကြီးမုံအိမ်မဲသွားတဲတော်မယ်အမအိမ်မှာဆိုသူများပြောစရာဖြစ်လိမ့်မယ်ဖြစ်ပါမလားအမကြောက်နေသေးတယ်အမရေဘာမှဖြစ်ပါဘူးအမမှာတခြားဆွေမျိုးတွေမရှိတော့ဘူးလားသူတို့ကိုခေါ်အိတ်လေအေးမအမေညမဝမ်းခွဲတယောက်တော့ရှိတယ်သူအမပြန်ကောင်းတာသိရင်တိတ်ဝမ်းတာမှာသူ့ကိုပဲခေါ်အိတ်ခိုင်းမယ်လေငါမောင်တို့အိမ်အောင်လို့လာအောင်တော့ပြဿနာအခုမှအစပဲရှိသေးတာမပြန်နဲ့အောင်နော်စိတ်ချပါအမရေကျုပ်တို့ကသဘောပေါက်ပါတယ်ဗျမပြန်ဘူးဘိုးလင်းနာနဲ့အမအိမ်အောက်ကိုတန်းရောက်စေရမယ်ကဲကျုပ်တို့လည်းဘာကြီးမုံအိမ်သွားလိုက်အောင်မယ်
ဘိုးတင်တို့၃ယောက်သည်စန္ဒာနှင့်ရွာသားများအားနှုတ်ဆက်ခါအိမ်ဝိုင်းထဲမှထွက်လာပြီးဘာကြီးမုံအိမ်စီကိုခြေဦးလှည့်လိုက်ကြပါတယ်။ဘိုးတင်တို့၃ယောက်သည်ပေါတူကိုကိန်တို့နှင့်ပတ်သက်ပြီးတီကျွမ်းငယ်သောဘာကြီးမုံအိမ်သို့ဧည့်သည်အဖြစ်နောက်ထပ်တစ်ခေါက်ရောက်လာပြန်ပြီဖြစ်ပါတယ်။ယခုတစ်ခေါက်တွင်လည်းဘာကြီးမုံဒီကမပြောင်းလဲသောအဲဝတ်ကြေပွန်မှုမျိုးဖြင့်ပင်ဘိုးတင်တို့အားစီးကြိုလေတယ်။ကောင်လေးတို့မင်းတို့ကိုငါမြင်မှုပါတယ်။ဟိုကွာကျုပ်တို့ကကိုပေါတူးနဲ့ကိုကိန်တို့ညီကိုတွေလေအေးကွာငါမှတ်မိပြီနမဲရီမေ့နေတာဟေးလာဟုတ်ကဲ့ပါကြီးမို့အေးဆေးပဲလားဗျအေးဆေးပေါ့ကွာမင်းတို့ကရွာကိုအလဲပဲလားဘာကြီးမုံဒီဘိုးထင်တို့တန်းရတွင်ထိုင်လိုက်သည်နှင့်ပြုံးရည်၍မိလိုက်ပါတယ်ထိုအခါဘိုးထင်သည်ကဦးကောင်းအားခါရမ်းပြကမဟုတ်ဘူးဘာကြီးမုံကြီးမတ်ဆန်နာဆိုတဲ့အမအကူညီတောင်းလို့လိုက်လာတာမတ်ဆန်နာဟိုရွာလေကအိမ်ကြီးကမတ်ဆန်နာလားဟိုတလောကစိတ်မနှံ့ဖြစ်နေတဲ့ကလေးမလေးမလားဟုတ်တယ်အခုတော့ तू ကောင်းသွားပြီပါရဲ့ तू အိမ်ကိုမပြန်ရဲဘူးဆိုတာနဲ့ကျုပ်တို့လည်းလိုက်ပို့တာအခုလည်းမပြန်နဲ့အောင်ဆိုလို့ဘာကြီးအိမ်မှာလာတဲတာအော်အေးဝါတာစရာပေါ့ကွာကလေးမလေးကတနာစရာကောင်းနေကွာဒါနဲ့အဲ့ဒီကလေးမစိတ်မနှံ့ဖြစ်တာရိုးရဲ့လားမင်းတို့ကအဲ့ဓာတွေနားလေတယ်ဆိုတော့စိုးစမ်းပါအောင်ကွာဘာကြီးထင်သားသလိုပဲမရိုးဘူးဗျသူ့ကိုအပင်းသွင်းထားတာလေကျုပ်တို့ပဲသူ့ကိုအပင်းထုတ်ပေးလိုက်တာအေးငါတော့ထင်သားအားနေသူကိုကိုညီတာတကယ်ကိုကုသိုလ်ရပါတယ်ကွာမင်းတို့ငါအိမ်မှာကို့အိမ်ကို့ရလို့သာနေဘယ်သူမှအားနာကြမလို့မင်းတို့ဘာသာချက်ပြုတ်စားတော့မင်းတို့မပြင်းဘူးဆိုတသက်လုံးတော့ငါအိမ်နေလို့ရတယ်ကွာသိပါတယ်ဘာကြီးဟာအဲ့ဒါကြောင့်လေဘာကြီးအားကိုနဲ့လိုက်လာတာဟိုအမကသူ့အိမ်မှာနေဖို့ပြောတယ်ဒါပေမဲ့ပတ်ဝန်းကျင်အမြင်ရမသိလျော်ဘူးလေဗျာအဲ့ဒါတော့ဟုတ်တယ်မောင်ရင်တို့ကြီးမိန်းကလေးတယောက်တည်းရှိတဲ့အိမ်မှာမင်းတို့မနေတာကောင်းပါတယ်ဒါနဲ့ဘာကြီးကျုပ်တို့သိကျင်တာလေမေးလို့ရမလားမေးလေကွာမင်းတို့ကလေသစိမ်းနေကြနေရပဲဟုတ်ပါ යි ဟိုလေမင်းသက်ဆိုရဲသူဘလို့ဆုံးသွားတာလေဗျကျုပ်သိကျင်လို့ဘိုးထင်မှထိုတို့မေးလိုက်ရာဘာကြီးမုံသည်အတန်ကြာအောင်တွေးလိုက်ပြီးကြည်တင့်ကြီးမင်းသက်ကိုပြောတာတင်တယ်လွန်ခဲ့တဲ့နှစ်လောက်ကဆုံးသွားတဲ့ကောင်လေးလေသူ့ကိုပြောတာလားဟုတ်မယ်သူဆုံးတော့ကအသက်20လောက်ဆိုလားဟုတ်တယ်ကြည်တင့်ကြီးမင်းသက်နေပါဦးဘလို့ဖြစ်လို့သိကျင်လို့ပါဗျာအခုကျုပ်တို့ကိုခေါ်လာတဲ့မက်ဆန်နာနဲ့သူကရီးစားတွေဆိုလားအဲ့လိုကြားမိလို့အဲ့ဒါတွေတော့ငါလည်းဂါဂနာမသိဘူးကွာဒါပေမဲ့အဲ့ဒီတငယ်ဆုံးတာအကောင်ကြီးကနေဆုံးသွားတာတချို့ကြတော့လေအပူရှက်သွားတယ်ဆိုလားကွာအပူရှက်တာနဲ့တေးနိုင်လို့လားဘာကြီးရဲ့အဲ့ဒါတော့ငါလည်းဘယ်သိပါမလဲမင်းတို့သိချင်ရင်ကြည်တင့်ကိုမေးပေါ့ဟုတ်နောက်မှကျုပ်တို့သွားမိလိုက်မယ်အေးကဲမင်းတို့လည်းခီးပန်းလာတော့နားကြအောင်ဘာကြီးမုံမှာထိုးထိုးပြောပြီးသူ၏လက်ဆွဲတော်ဈေးတံအားတောက်နေစဉ်ဘေတူးနှင့်တာကြီးတို့သည်လည်းဘိုးတင်နာသို့ကတ်ခါဘိုးတင်မင်းဘာသိတာလို့လဲမင်းသက်ဆိုရတဲ့သူကိုဘာလို့မေးနေတာတော့ဟိုတခါငါတို့ဒီယိုလာတော့ကအဲ့ဒီလူငါ့ကိုအကူကြီးတောင်းမှုလို့ငါနားမလဲဘူးဘိုးတင်ဒီလိုပေတူးရာငါတို့ညောင်မင်းစုစရက်မှာနေသေးတယ်လीကွာမှတ်မိလားအေးမှတ်မိတယ်အဲတုန်းကမင်းသက်ဆိုရဲသူကိုတင်းချိုင်းမှာတွေ့တာလေ तू ကငါ့ကို तू ကျွတ်လွတ်ချင်တဲ့အကြောင်းတွေပြောပြီးအကူကြီးတောင်းနေကွာဟုတ်လားငါ့ကိုလည်းမသိရပါလားငါလည်းပို့တန်တွေးပြီးပြောပြစ်တာကွာဟုတ်လားကဲအဲ့ဒါတွေထားလိုက်တို့လည်းခဏလောက်နာပြီးထမင်းချက်တာပေါ့ကွာဘိုးတင်သည်ထိုတို့ပြောလိုက်ပြီးနောက်တန်းလျားတွင်ခိတ္တလဲလျောင်းလိုက်ပြီးနဖူးပေါ်လက်တင်ကအတွေးနေချဲလို့နေ၏ကျန်သူများသည်လည်းကိုပြစ်တွင်တယောက်တန်းလျားတွင်တယောက်လဲပြီးအနားယူလိုက်ကြပါတယ်ဆရာတင်ဆိုဘလို့ဖြစ်တာလဲဟိုကောင်မပြန်ကောင်းနေပြီဘာလဲမိငွေရဲ့ဘာရမှလဲဆရာတင်ဆိုရဲ့စာနာဆိုတဲ့ကောင်မအိမ်ပြန်ရောက်နေပြီသူအခုလူကောင်းဖြစ်နေပြီဆရာပြောတော့ဆရာမနှုတ်မပေးမချင်းသူဘယ်တော့မှမကောင်းဘူးဆိုအခုဘလို့ဖြစ်တာတော့ညောင်မင်းစုရွာကြီးအနောက်ဘက်ကွန်တရာညက်ခန့်သွားရသောနေရာရှိနှစ်ရှည်တစ်ပင်ကြီးများစွာရှိသောဥယျာဉ်ခြံထဲရှိအိမ်အိုကြီးတစ်လုံးပေါ်တွင်ဖြစ်ပါတယ်ထိုခြံကြီးနှင့်အိမ်ကြီးပိုင်ရှင်မှာညောင်မင်းစုရွာတွင်နမေကျော်လာသည့်စိုးတင်အမည်ရသောအောက်လန်းဆရာနေထိုင်လေတယ်ယခုမိငွေဆိုသောအမျိုးသမီးသည်ထိုအောက်လန်းစိုးတင်၏နေအိမ်တွင်ရောက်ရှိနေပြီး
အယူဘွားမှနေ၍ပြန်ကောင်းလာသောစာနာအကြောင်းအားစတင်ပြောပြရင်းစိုးတင်အားမတိမတာပြစ်တင်ပြောဆိုနေခြင်းဖြစ်ပါတယ်။စိုးတင်သည်ကမိငွေပြောစကားများအားနားထောင်ရင်းကွန်းအေအတွင်းမှကွန်းတရားအားညှက်ရင်းပေနေသောလက်မှထုံးတို့အားသူ၏ပစိုးသားဖြင့်တုပ်ရင်းမိငွေအားပြန်လဲမေးမြန်းလိုက်ပါတယ်။ကဲဆိုသမ်းပါဦးဟိုကောင်မလေးကအကောင်းမကတိနဲ့တကယ်ပြန်လာတာလား ဟုတ်တယ်သူတယောက်ထဲတောင်မဟုတ်ဘူးကောင်လေး၃ယောက်ပါခေါ်လာသေးတယ်အဲ့ဒီကောင်လေး၃ယောက်ကလွယ်တော့မလွယ်ဘူးကျုပ်ယောက်ျားမင်းစိန်ကိုတောင်ကျင်လုံးနဲ့ရိုက်တာတော့ ငါပညာအကုန်သုံးပြီးဒီကောင်မကိုယူအောင်လုပ်ထားတာပါငါပညာကိုတော်ရုံအထက်လန်းဆရာတော်မဖြေနိုင်ဘူးအခုကဘလို့ဖြစ်တာတော့ ကျုပ်လည်းဘယ်သိပါမလဲဆရာစိုးတင်ရဲ့မသိလို့ဆရာစီလာတာပေါ့ အေးပါမိငွေရာနေရလဲအကဲပို့လိုက်တာဒီပြဿနာကိုငါရှင်းပေးပါမယ်ဟိုကောင်မင်းစိန်ရောနင်ဒီလိုလှုပ်တာကြည်ပြူသွားပြီလား မိငွေပဲလေဒင်းကိုမလုံနိုင်အောင်လဲမျိုးနင်းပြီးနှစ်ဖားချိုးထိုးထားတာဒင်းကကျုပ်ကျိုးဆွဲရပဲဘာမှမပူနဲ့ အေးပြီးရောမနှက်ပြန်ညာငါနည်းနည်းလှုပ်ရှားလိုက်မယ်အဲကောင်မအိမ်မှာပဲနေတာမလား အိမ်မှာပဲနေမှာပေါ့ ကောင်းပြီကဲနေလဲပြန်တော့မိုးလဲချုပ်နေပြီ စိတ်ချမယ်နော်ဆရာစိုးတင် စိတ်ချသမ်းပါအဲ့ဒီကောင်မအမွေတွေနင်တို့အကုန်ပြန်ရစေရမယ်အခုတခါယူအောင်မလုပ်တော့ဘူးတေးအောင်ပဲချလိုက်တော့မယ်နင်းယောက်ျားကိုပိုင်တာတေးကြတယ်နော် ဟိုတခါတည်းကလုံရင်ကိစ္စပြတ်နေပြီအိမ်ရဟာကြီးကြောင့်အခုလိုတွေပြဿနာတက်ကုန်တာ ပြီးတာတွေထားလိုက်တော့နောက်နေလေထပ်လာခဲ့ကြားလားအခုလိုအချိန်ပဲလာခဲ့ အင်းမဒါနဲ့ဆရာစိုးတင်နဲ့ကျုံတဲ့ကိစ္စကိုအိမ်ရဟာကြီးသိလို့မရဘူးနော် အေးပါမိငွေရေငါသဘောပေါက်ပါတယ်နေကငါ့ကိုပါရမီဖြည့်ပေးတာငါကပြောမလားနင့်ဟိုတကယ်ကျေးဇူးတင်တယ် ရတယ်အိမ်ရဟာကြီးမသိရင်ပြီးတာပဲဆရာစိုးတင်ကကျုပ်တို့အကျိုးအတွက်လှုပ်ပေးနေတာကိုဒီလောက်တော့ပေးဆက်ရမှာပေါ့ကဲသွားပြီဆရာစိုးတင်ရေ ယခုအောက်လန်းစိုးတင်နှင့်မိငွေစကားပြောနေသောနေရာသည်အင်အိုကြီးအိမ်ငန်းထဲတွင်ဖြစ်ပါတယ်စိုးတင်သည်အသက်40အရွယ်ရှိပြီးသပင်ရှည်လျားကမုတ်စိတ်ကျင်စွယ်တို့နှင့်ဖြစ်ပြီးအသားမဲသူဖြစ်သည်ကွန်းအေအားမြည်သည့်နေရာမရွေယူရသူဖြစ်ပြီးမိငွေအားပညာစဉ်အကြောင်းပြောပြကာမအားလိန်လေကအချိန်တန်ကြာရယူနေသူဖြစ်ပါတယ်မိငွေသည်ကလင်းနိုင်သောမိန်းမတစ်ယောက်ဖြစ်၍စိုးတင်နှင့်ဖောက်ပြန်နေမှုအားမြည်တို့မျှစိုးထိတ်မှုမရှိ၍ယခုမိငွေသည်သူမ၏လုံကြီးနှင့်အင်းကြီးတို့အားတေသက်အောင်ပြန်ဝစ်ပြီးနောက်အိမ်ငန်းထဲမှထွက်သွားရာစိုးတင်သည်လည်းကုန်းအိတ်ကိုယူပြီးသူ၏အိမ်ဦးကန်းတွင်ပြောင်းထိုင်ပြီးခြေနှက်စွာတယောက်တည်းပြုံးနေခဲ့ပါတယ်။လာပြေကျော်ရက်များမှုလာ၏အလင်းရောင်သည်အချိန်နှောင်းသောအခါမှအလင်းရောင်ပို၍ရရစမြဲပင်ဖြစ်တယ်။ယခုလာရောင်အောက်တွင်တစ်ပင်များခြုံတွေများဖုံးထားသောတင်းချိုင်းအားအတိုင်းသားမြင်နေရပြီးတင်းချိုင်း၏မလန်းမကန်းတွင်တော့ကျွန်းနိုင်လုံးများဖြင့်တိဆောက်ထားပြီးတက်ကဲမိုးထားသောဇရက်ဆောင်တို့ရှိနေတယ်။ထိုဇရက်နှင့်ထိုတင်းချိုင်းမှာညောင်မင်စုရွာ၏တင်းချိုင်းနှင့်ဇရက်ဖြစ်နေတယ်။ယခုထိုနေရာသို့ညောင်မင်စုရွာမှထွက်လာသောလူ3ယောက်တို့လှမ်းလို့လာပါတယ်။သူတို့မှာဘိုးထင်တာအေးနှင့်ပေတူးတို့ဖြစ်နေတယ်။ပေတူးနှင့်တာအေးတို့သည်သူတို့နှစ်ယောက်၏အလယ်တွင်လမ်းလျှောက်နေသောဘိုးထင်အားအတန်ခတ်အုပ်ဖြင့်မေးမြန်းလိုက်ပါတယ်။ဘိုးထင်မင်းဘယ်သွားနေရတော့တင်းချိုင်းသားလည်းရောက်တော့မယ်နော်။ဟုတ်တယ်ဘိုးထင်မင်းကသွားကြရှိလို့ဆိုပြီးတော့ပဲခေါ်လာတာဘယ်ကိုသွားနေရတော့ပေတူးနှင့်တာအေးတို့နှစ်ယောက်မှထို့သို့ဘိုးထင်အားမေးလာရာဘိုးထင်ကတင်းချိုင်းကိုမင်းငေါပြပြီးအဲ့ဒီတင်းချိုင်းကိုပဲသွားနေရလေမင်းသက်ဆိုရဲသူနဲ့တွေ့ဖို့ဟမ်မင်းသက်ဟိုတခါမင်းတွေ့ခဲ့တဲ့တယောက်နဲ့ပေါ့ဟုတ်တယ်သူနဲ့တွေ့မှာသူငါ့ကိုအကူအညီတောင်းထားတယ်လေကွာအဲ့ဒါကိုအခုအကူအညီပြန်ပေးမယ်ဆိုတာသွားပြောမလို့အော်အေးဒါနဲ့ဒိုကောသူ့ကိုမြင်နေနေကွာလောက်ပါဦးပေတူးမှထိုးသို့တောင်းဆိုလာရာဘိုးထင်တယောက်ဦးကောင်းအားနှိမ့်လိုက်ပြီးသူဤလှမ်းနေသည့်ခြေလမ်းတို့အားရက်ခါခြေစာမှုန့်ကိုယူပြီးအတန်ခတ်တိုးတို့ဖြင့်မန်နန်ရွတ်ကာပေတူးနှင့်တာရီတို့နှစ်ယောက်လုံးဤမျက်လုံးတွင်ကုတ်ပေးလိုက်သည်ထို့နောက်ပေတူးသည်ဘိုးထင်အားကြည့်လိုက်ပြီးဘိုးထင်ငါတခုတော့မေးချင်တယ်ကွာမေးလေကွာဘာမေးပါလဲအခုလိုမင်းခြေစာမှုန့်တွေနဲ့မဟုတ်ပဲငါတို့တခြားနည်းနဲ့လှုပ်ပေးလို့မရဘူးလားငါဘာတင်မိတာတော့ဒီနည်းပဲရှိတယ်ဟေးအောင်ကြီးမင်းတို့တွေအဲ့လိုမလုပ်ပဲမြင်းရင်နေဆိုအောက်လန်းပညာသင်ဖို့ပဲရှိတယ်ဟာအဲ့လိုအောက်လန်းလည်းမတင်ချင်ပါဘူးကွာတခြားအထက်လန်းနေပါတယ်ဆိုဟုတ်သေးတယ်အဘပြောဘူးတာတော့အထက်လန်းဆရာတွေလည်းမြင်နိုင်နေတယ်ကွာသူတို့နီးတွေကတော့ငါလည်းမပြောပြတတ်ဘူး
ဘာဖြစ်လို့မေးတာလဲကွာပေတူးကဒီလိုပါပဲကွာသိချင်လို့ပါကဲတွားအောင်ကွာသူတို့သုံးယောက်သည်စကားပြောပြောနှင့်တင်းချိုင်းစီသို့လှမ်းသွားသည်သူတို့တင်းချိုင်းသားရောက်သည့်အခါတင်းချိုင်းထဲမှပေါက်နေသည့်ကိုယ့်ကိုယ်ပင်၏ပေါ်မှကြီးကမ်းများရုတ်တရက်အော်ဟစ်ပြီးထပြန်သွားရာဘိုးထင်မှလွဲ၍ကြံသောပေတူးနှင့်တာရီတို့နှစ်ယောက်ရုတ်တရက်မှုအနေငယ်လန့်သွားကြတယ်ငှက်တွေရလဲကွာလန့်လိုက်တာအေးကွာသူတို့အတန်လေးရလဲလန့်စရာကောင်းနေတာကိုအမတ်မထင်ဖြတ်သွားသောပေတူးနှင့်တာရီတို့အားဘိုးထင်မှမချေမနှက်နှင့်လှမ်းကြည့်လိုက်ပြီးမင်းတို့ကလည်းကွာအခုမှကြီးကန်းနေပါလေထပြန်တာပဲရှိသေးတာကိုလန့်နေတယ်လာသွားမေမင်းသက်ဆိုရသူရှိသေးလားသွားကြည့်ရမယ်ဘိုးထင်သည်ပြောဆိုရှေ့မှဥဆောင်ပြီးတင်းချိုင်းစီသို့သွားလိုက်၏တင်းချိုင်းသားကိုရောက်တဲ့အခါဘိုးထင်သည်သူ၏ခြေလမ်းတို့အားရက်လိုက်ပြီးတင်းချိုင်းအားစူးစိုက်ကြည့်လိုက်ပြီးအတန်ခတ်မာနှင့်စကားဆိုလိုက်ပါတယ်ပြီးတော့သူကမင်းသက်ဆိုတဲ့နာနာဘာဝကောင်ကိုသူ့ရှေ့ကိုလာခိုင်းနေပြီးမဆိုင်တဲ့သူတွေမလာဖို့ပြောလိုက်တယ်မင်းသက်ကိုတားဆီးပိတ်ပင်သူဘယ်သူမှမရှိစေရဘူးအကယ်၍တားဆီးတဲ့သူရှိရင်ဘိုးထင်ဆိုတဲ့ငါနဲ့တွေ့မယ်လို့လေသံမာနဲ့ပြောလိုက်ပြီးပြောစကားဆုံးတာနဲ့တပြိုင်နက်ကောင်းငင်မှထွန်းလင်းတောက်ပနေသည့်လသည်တိမ်များကြသို့ရုတ်တရက်ဝင်ရောက်သွားသလိုတင်းချိုင်းတွင်မှတစ်ပင်များသည်လည်းလူတစ်ယောက်ကကန်လှုပ်လိုက်သည်လားအားလုံးတုံရန်ခါလို့သွား၏များမကြာမီချိန်မှာပဲတင်းချိုင်းတွင်မှအရိပ်မဲတစ်ခုသည်တဖြည်းဖြည်းဘိုးထင်နာသို့တိုးလာသည်ဘိုးထင်နှင့်မလန်မကန်ရောက်သည့်အခါရပ်တန့်လိုက်ပြီးသူရပ်တန့်လိုက်သည်နှင့်တိမ်များကြားဖုံးကွယ်နေသည့်လသည်လည်းပြန်လဲပေါ်ထွက်လာသလိုရန်ခါနေသည့်တင်းချိုင်းတွင်မှတစ်ပင်များသည်လည်းငြိမ်သက်လို့သွားပါတယ်ပေတူးနှင့်တာရီတို့သည်လည်းဘိုးထင်ဘေးသို့တိုးကပ်လိုက်ပြီးသူတို့၏အရှိတွင်ရက်နေသည့်နာနာဘာဝဖြစ်နေသည့်မင်းသက်အားစူးစမ်းလိုက်ပါတယ်မကျွတ်မလွတ်သေးပဲနာနာဘာဝဖြစ်နေသည့်မင်းသက်မှာမျက်နှာညှိုးငယ်နေပြီးသွေးရောင်ကင်းမဲ့နေကမျက်လုံးတို့သည်လည်းမဲနှက်လို့နေပါတယ်တန်မန်ကျေးလက်တော်သားတယောက်ပုံစံဝစ်စင်ထားတယ်သူ၏ပုံပန်းတရံကတန်မန်လူများအဖို့ကြောက်မက်ဖွယ်ကောင်းနေတော်လဲဘိုးထင်တွတ်တော့ကြောက်စရာမကောင်းတနာစရာပင်ကောင်းသည်ဟုထင်နေမိ၏ဘိုးထင်သည်သူ၏ရှေ့တွင်ရပ်နေသောမင်းသက်အားအတန်ခတ်မာနှင့်မေးမြန်းလိုက်သည်မင်းသက်မင်းငါ့ကိုသိလားမှတ်မိလားမှတ်မိတယ်မင်းငါ့ကိုလွန်ခဲ့တဲ့လတွေကအစားအစာကျွေးတာလေဟုတ်တယ်အဲ့ဒီတုန်းကမင်းငါ့ကိုအကူအညီတောင်းတာနော်မင်းသက်မှာမြည်သည့်တုံ့ပြန်မှုများမပြုဘဲခေါင်းသာညှိပ်ပြလာရာဘိုးထင်မှဆက်ပြီးစကားဆိုလိုက်ပါတယ်အကြောင်းတိုက်ဆိုင်လို့မင်းကိုကူညီပေးလို့ရတော့မှာကဲပြောစမ်းပါဦးမင်းကိုဘယ်သူတတ်တာတော့ငါမပြောချင်ဘူးငါ့ကိုသာဒီဘွားကကျွတ်အောင်လုပ်ပေးမင်းကိုတတ်တဲ့သူမင်းကမပြောချင်ဘူးဆိုတော့ဘာဖြစ်လို့လဲငါမပြောချင်ဘူးကွာငါ့ကိုကျွတ်အောင်သာလုပ်ပေးမင်းမပြောရင်ငါမလုပ်ပေးနိုင်ဘူးကွာဘိုးထင်သည်ထိုးရို့ပြောပြီးမန်နန်တပုတ်အားအတန်ခတ်တိုးဖြင့်ရွတ်လိုက်ရာမင်းသက်၏လက်တို့မှနောက်သို့ပြစ်သွားပြီးဒူးထောက်ကျသွားကခန္ဓာကိုယ်မှအမဲရောင်ခိုးငွေများထောင်းထလာပြီးဘိုးထင်အားဆူဆူရှအကွဲအတန်နှင့်မကြေမနက်စကားဆိုလေသည်မင်းဘာလုပ်တာလဲမင်းငါ့ကိုဘာလုပ်တာလဲမင်းသက်မင်းငါစကားနားထောင်မှပြန်လွတ်ပေးမယ်ကွာမင်းကိုဘယ်သူတတ်တာလဲပြောစမ်းမပြောဘူးငါ့ကိုကျွတ်အောင်သာလုပ်ပေးမင်းမပြောရင်ပြန်မလွတ်ပေးဘူးကျွတ်အောင်လည်းမလုပ်ပေးဘူးကွာမင်းကိုတစ်သက်လုံးခိုင်းစားမှာမင်းလူရုံမှာပဲအောက်လန်းဆရာကလူကောင်းဖြစ်မလားကွာကဲပြောစမ်းမင်းမပြောရင်မင်းကိုဒီထက်ဆိုးတဲ့ဘဝကိုပို့ပြစ်မယ်ရုတ်တရက်ပြောင်းလဲသွားသောဘိုးထင်ကြောင့်မင်းသက်တာမကပေတူးနှင့်တာရေးပါနားမလည်နိုင်ဖြစ်လို့နေပါတယ်ပေတူးသည်ဘိုးထင်သားသို့တိုးကပ်ကအတန်ခတ်တိုးဖြင့်မေးမြန်းလာပါတယ်ဘိုးထင်မင်းဘာတွေလုပ်နေရတော့မင်းဘာလို့သူ့ကိုချုပ်ထားရလဲငါသူ့ကိုကောင်းမေးနေရလေကွာသူမှမဖြေတာဒါနဲ့ပဲချုပ်ရောလားမင်းမသိပါဘူးမသိလို့မေးနေတာပေါ့ငါမကြည့်ရဘူးဘိုးထင်ရပေတူးမင်းဘာဖြစ်နေရမင်းမသိရင်အေးဆေးနေကွာဒီကိစ္စငါပါလားလုံးပေတူးမှာဘိုးထင်အားအထွန်းတက်ရန်ကြံစီစဉ်တာအေးမှဆွဲထားလိုက်ကပေတူးနေစမ်းမှာဘိုးထင်ကမလိုအပ်ပဲအခုလိုလုံးမှာမဟုတ်ဘူးလေဟုတ်ပါတယ်အခြေအနေစောင့်ကြည့်စမ်းမှာကွာလာတာအေးသည်ပေတူးအားဘိုးထင်၏နောက်သို့ဆွဲထားလိုက်၏ဘိုးထင်သည်ကမင်းသက်အားလက်ညှိုးငေါက်ထိုးကမင်းကိုတတ်တဲ့လူကိုမင်းဘာလို့မပြောချင်တာလဲကဲပြောစမ်းတကယ်ဆိုမင်းကိုတတ်တဲ့လူကိုမင်းကလက်စားချီရင်ပြန်ချီရမှာမလားမချီဘူးမပြောဘူးငါ့ကိုလွတ်အောင်သာလုပ်ပေးအေးငါလည်းခေါင်းပါမင်းရလေခေါင်းပါတယ်
အဲ့တော့ဘသူပိုခေါင်းမာလဲတိရတာပေါ့ကွာကဲပြောစမ်းမင်းတို့ဘသူတတ်တာဘိုးထင်မှာအစောကထက်ပိုရိမာတော့လေတံဖြင့်မေးမြန်းလိုက်ပါတယ်မင်းတက်မှာလဲလုံးဝမပြောဘူးဘိုးထင်ဒီကသူဤလွဲဤထဲမှာအစီရင်တချို့ဟာထုတ်လိုက်ပြီးမင်းတက်အားပြစ်ပေါက်လိုက်ပါတယ်သူပြစ်ပေါက်လိုက်ဒီမှာအနက်ရောင်အမှုံများဖြစ်ပြီးမင်းတက်နဲ့ထိသည်နဲ့မီးကြည်ခဲများတဲ့ပြောင်းလဲသွားပြီးမင်းတက်တယောက်နာကျင်စွာအော်ဟစ်နေလေသည်ဘိုးထင်ဒီကနာကျင်သောမင်းတက်အားဂယုမဆိုင်သူတိလိုသောအရာကိုသာအတင်းမေးလေသည်ဟေ့ကွာပြောစမ်းမင်းတို့ဘသူတတ်တာလဲပြောမလားမပြောဘူးလားမပြောရင်မင်းတို့တစ်သက်လုံးနှိပ်စက်မှာနော်မပြောဘူးမမင်းယူနေလားမင်းတို့တတ်တဲ့သူကိုမင်းဘာလို့မပြောချင်တာငါ့ကိုဘလောက်နှိပ်စက်ဆက်ငါမပြောဘူးကွာတကိုယ်လုံးတွင်မီးကြည်မီးခဲများအကက်ခံထားရတော့လေမင်းသားတယောက်သူအားတတ်သူကိုလုံးဝမပြောဘူးဘိုးထင်ဒီကတပ်ပြင်းကိုချလိုက်ပြီးတခုခုကိုအလေးနက်ထားတွေးနေကတည်ငြိမ်သောလေတံပြောင်းပြီးမင်းသားအားမေးပြန်လေသည်မင်းမပြောချင်ပုံထောက်ရင်တော့မင်းုံတတ်တာမင်းမျက်နှိုးရတဲ့သူဖြစ်ပုံရတယ်ကဲမင်းုံတတ်တာမင်းအမေလားဘိုးထင်ဤအမေအားမင်းသားအားညှင်းဆန်ခြင်းလည်းမပြုဝန်ခံခြင်းလည်းမပြုပေထို့သောအတွက်ဘိုးထင်သည်နောက်ထပ်ထပ်ပြီးမေးမြန်းလိုက်ပါတယ်မင်းုံတတ်တာမင်းအဖေလားဒါမှမဟုတ်မင်းညီကိုမောင်နှမတွေမင်းသားမှာစိတ်သာနေပါတယ်ထို့ကြောင့်ဘိုးထင်သည်ဦးကောင်းအားခါရမ်းလိုက်ပြီးသိရတယ်မင်းုံတတ်တာမင်းစားဆန်တာမလားမဟုတ်ဘူး तू မဟုတ်ဘူးဟေ့ရမင်းတို့တတ်တာမင်းသားပဲငါ့ကိုညာဖို့မကြိုးစားနဲ့မဟုတ်ဘူးမင်းငါ့ကိုအမှန်တိုင်းမပြောဘူးဆိုရင်ငါဆန္ဒကိုဒုက္ခပေးရလိမ့်မယ်နော်မင်းပြောစမ်းမင်းတို့တတ်တာဆန္ဒမလားဘိုးထင်စကားကြောင့်ပေတူးနှစ်သားကြီးမှာနားမလည်နိုင်ဖြည့်၍နေလေတယ်မင်းတက်ဒီကအကြောက်ကန်ညင်းဆိုရင်းနဲ့စူးရှာအကွဲဝဲတန်ဖြင့်စတင်ငိုလာလေတယ်ထို့နောက်သူကဘိုးထင်အားကြည့်ကသူ့ကိုဒုက္ခမပေးပါနဲ့ကွာငါအမှန်တိုင်းပြောပြပါမယ်ငါသူကျွေးတဲ့ထမင်းစားပြီးတေးတာငါအစိမ့်မိတာကွာမင်းဆိုလိုတာကမင်းချစ်သူမတ်ဆန်နာကျွေးတဲ့ထမင်းကိုစားပြီးမင်းတေသွားတာလားဟုတ်တယ်အဲ့လိုပဲငါ့ကိုစက်မမေးနဲ့တော့ငါ့ကိုလွတ်ပြီးငါချစ်သူကိုလည်းမနှိပ်စက်နဲ့သူတက်လို့တေရလဲငါကျေနပ်တယ်ကွာအော်အေးမင်းကငါလွတ်ပေးလိုက်မယ်ကွာမင်းကျွတ်တယ်မကျွတ်တာကတော့ငါလည်းမပြောတတ်ဘူးဒါပေမဲ့အမှန်တရားကတော့တနေ့ပေါ်မှာပဲဘိုးထင်သည်ထိုးတို့ပြောပြီးလက်ဝဲရမ်းလိုက်ရာမင်းသက်ဤကိုရင်ကပ်နေသည့်မြည်ကြည့်ခဲတဲ့များပျောက်ကွယ်သွားသလိုမင်းသက်သည်လည်းလက်နောက်ပစ်ပြီးဒူးထောက်နေရမှလွတ်မြောက်သွားကတင်းချိုင်းတွင်းသို့ဝင်ရောက်ပျောက်ကွယ်သွားပါတော့တယ်။ဘာတွေလဲဘိုးထင်ဟာငါတော့လုံးဝနားမလဲတော့ဘူး။ဟုတ်တယ်ဘိုးထင်ဘာတွေဖြစ်နေရလဲ။ငါတို့ကိုရှင်းပြစမ်းပါကွာ။ဘိုးထင်တာရီနှင့်ပေတူးတို့သည်ညသကောင်ကျော်ချင်းထီကိုပင်ရောင်မြင်စုတင်းချိုင်းပေးရှိဇရက်တွင်ထားနေပြီးရွာတွင်းသို့မပြန်ကြသေးပါပေတူးနှင့်တာရီမှာသူတို့မြင်ရကြားရသည်များနားမလည်နိုင်ဖြစ်နေပြီးဘိုးထင်အားမေးမြန်းနေခြင်းဖြစ်ပါတယ်ဘိုးထင်သည်ကသူတို့နှစ်ယောက်၏အမေအားချက်ချင်းဖြေမပေးဘဲတခုခုကိုတွေးတောနေဖြင့်တခုခုကိုတွေးတောနေကတပ်ပြင်းတစ်ချက်အားချပြီးစကားဆိုလိုက်ပါတယ်ဟေ့အောင်လေငါတို့တော့အရှုပ်ထုတ်ကြီးရဲ့ဝင်လိုက်မိပြီကွာဘာပြောတာလဲဘိုးထင်ရဲ့ငါနားမလဲဘူးငါတို့တွေဇက်ရှုပ်ကြီးရဲ့ဝင်မိပြီလို့ပြောတာအဲ့ဒါဆိုလဲကွာထားခဲ့လိုက်လေတို့ပြန်ကြတာပေါ့ဘလို့လဲအဲ့လိုလဲမဖြစ်သေးဘူးတာကြီးကငါတို့အခုလိုထားခဲ့ရင်ငါတို့ဂရီပေးရတာမတည်သလိုဖြစ်မှာပေါ့မင်းကလေငါတို့ကူညီမယ်ဆိုတဲ့မတ်ဆန္ဒကိုယ်တိုင်ကလူသက်သမားလीကွာကူညီပေးစရာမလိုပါဘူးငါထင်တရေကတော့လိန်ပြောမယ်မထင်ဘူးကွာဟုတ်တယ်မင်းသက်လိန်ပြောနေတာမဟုတ်ဘူးမတ်ဆန္ဒကျူရဲ့ထမင်းစားပြီးတေးတယ်ဆိုတာနဲ့မတ်ဆန္ဒကိုလူသက်သမားလို့ပြောလို့မရဘူးလေငါတို့ဘာကြီးမုံပြောတဲ့ကြည်တင့်ဆိုတဲ့လူကိုမနှက်ပြန်သွားမေးတာပေါ့ကြည်တင့်ဆိုတာဘယ်သူတော့ငါလည်းမသိဘူးလေမင်းသားနဲ့ပတ်သက်နေတဲ့လူတယောက်ဖြစ်မှာပေါ့ငါတော့ခေါင်းလေးရှုပ်နေပြီဘိုးထင်ရဘာမှကိုနားမလည်တော့ဘူးအချိန်တန်ရင်တော့အပြေမှန်ပေါ်မှာပါကဲငါတို့ရွာထဲပြန်စို့ကွာမဆန်နာမင်းသက်ကိုတကယ်ပဲတတ်တာလားအဲ့ဒါကိုငါသိသိချင်တာမင်းသက်ကတော့သူ့ကိုတတ်တာမဆန်နာလို့တတ်မှတ်ထားပုံပဲအဲ့ဒါတော့ तू လည်းမမားပါဘူးကွာဘာလို့လဲဆိုတော့ तू တေသွားရတာမဆန်နာကျွေးတဲ့ထမင်းကိုစားပြီးတေရတာလေသူ့စိတ်ထဲမှာအဲ့ဒါကြောင့်ပဲတေတယ်ပဲဇွဲနေမှာပေါ့ဘိုးထင်တို့သည်စကားပြောနဲ့ညောင်မြင်စုတင်းချိုင်းမေးရှိဇရက်ပေါ်မှဆင်းကရွာဘက်စီသို့လှမ်းလို့သွားပါတယ်များမကြာသောအချိန်တွင်တော့သူတို့၏မျက်နှာချင်းဆိုင်တွင်လူတစ်ယောက်လမ်းလျှောက်လာသည်ကိုမြင်ရ၍ပြောလက်စစကားများအားရက်ပြီးစိတ်နီကလမ်းလျှောက်သွားနေပါတယ်
များမကြသောချိန်တွင်သူတို့၏မျက်နှာချင်းဆိုင်တွင်လမ်းလျှောက်လာသူနှင့်နီးကပ်လိုလာပြီးမျက်နှာချင်းဆိုင်မှလမ်းလျှောက်လာသူမှသူတို့၏ရှေ့တွင်ရပ်တန့်လိုက်ပြီးလေသာခတ်အေးအေးဖြင့်စကားဆိုလေသည်ရွာလေကဆန္နာခေါ်လို့လိုက်လာတယ်ဆိုတာမင်းတို့လားဟုတ်တယ်ခမရဘာသူငါနာမည်စိုးတင်အောက်လန်းစိုးတင်လို့ခေါ်တယ်ကဲမင်းတို့တွေကပညာတတ်တဲ့ကောင်ကဘဲကောင်လဲစိုးတင်မှာထိုးတို့မေးလိုက်ရာဘိုးတင်သည်စိုးတင်အားဆူဆူရဲရဲကြည့်လိုက်ပြီးကျုပ်ပဲဘာပြဿနာရှိလို့လဲဘာပြဿနာမှတော့မရှိပါဘူးမနှက်ဖြန်ညမင်းတို့ခေါ်လာတဲ့ကောင်မလေးအိမ်ကိုပြင်မထားနဲ့နော်ခမည်းဆိုလိုချင်တာကမင်းမနှက်ဖြန်ကြရင်တော့တီးရမှာပေါ့ကွာကဲမင်းတို့လည်းသွားနာလိုက်ပါဦးမနှက်ဖြန်မင်းတို့အိပ်ရမှာမဟုတ်လို့လေစိုးတင်သည်ထိုတို့ပြောပြီးဘိုးထင်တို့၏ပခုံးအားပုတ်တိုက်ကတင်းချိုင်းမက်စီသွားလေသည်မကြေမနက်ဖြစ်နေသည့်ပေတူးနှင့်တာကြီးမှာအောက်လန်းစိုးတင်အားပြစ်တင်ပြောဆိုမိဟန်ပြုနေခြင်းဘိုးထင်မှသူတို့ကိုပခုံးကိုပုတ်လိုက်ပြီးလာစမ်းပါကွာထားလိုက်ဟဲ့ကောင်အဲ့လူငါတို့ကိုလာပြီးစော်ကားသွားတာလေဒီကိစ္စပညာရှင်းရှင်ရမယ်ကိစ္စတွေပါကွာထားလိုက်တော့လာတို့ပြန်အိပ်အောင်ဘိုးထင်သည်ပေတူးနှင့်တာကြီးတို့၏ပခုံးတစ်ဖက်တစ်ချက်ကိုဖတ်ခါခတ်ပြုံးမူရာနှင့်ပင်ရွာထဲသို့ပြန်ဝင်လေသည်ထို့နောက်သူသည်နောက်သို့တစ်ချက်လှည့်ကြည့်လိုက်ပြီးခက်လန်းလန်းသို့ရောက်နေပြီဖြစ်သောအောက်လန်းစိုးတင်အားလှည့်ကြည့်ကာမဲပြုံးတစ်ချက်ပြုံးပြီးနောက်ဘာဤမုံအိမ်ရှိရာသို့ဆက်၍သွားလိုက်ကြပါလေတော့သည်အောက်လန်းဘိုးထင်နှင့်လောဘ၏သားကောင်ပထမပိုင်းသည်ကဤမျှသာမကြာမီဒုတိယပိုင်းအားတင်ဆက်ပေးပါမည်ကဲပရိသတ်ကြီးဒီနေ့တင်ဆက်ပေးခဲ့တဲ့အောက်လန်းဘိုးထင်နှင့်လောဘသားကောင်အတန်ဇလန်းပထမပိုင်းလေးကိုကြားနှစ်သက်ကြမယ်လို့ယုံကြည်မိပါတယ်နောက်လေးဒီမှာလည်းဒီထက်ကောင်းမွန်တဲ့အတန်ဇလန်းတွေကိုတင်ဆက်ပေးသွားအောင်မှာဖြစ်လို့ channel လေးကို like and subscribe လုပ်ခဲ့ပေးဖို့အတွက်ပရိသတ်ကြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ကျွန်တော်ကတော့စီစဉ်တင်ဆက်သူဖြိုးပိုင်ပဲဖြစ်ပါတယ်ခင်ဗျာ